Okay စခရင်လေးမြင်ရလားမသိဘူးရှင်မြင်ရပါတယ်ဟုတ်ကဲ့ပါဆိုတော့မစခင်မှာကျွန်တော်မေးခွန်းလေးတစ်ခုအရင်ဆုံးမေးချင်ပါတယ်ဒီထဲမှာ digital marketing ကိုအခုမှစပြီးတော့လေ့လာမယ်ဆိုတော့ကိုမတွေတနည်းပါလဲမသိ recently တစ်ခြားထောင်ပြလို့ရမှာရှင် Okay ဟုတ်ကဲ့ညားတာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ digital marketing ကိုဒီနေ့မှစပြီးလေ့လာမယ်ဆိုပြီးမြဲကျမတို့အခုသင်ယူရမှာတကယ်အရေးကြီးတဲ့အပိုင်းတွေကိုပဲကျမသင်ယူရအကောင်လုံးသင်ယူရမှာပေါ့နော်ဆိုတော့အားလုံးပဲအဆင်ပြေမယ်လို့လည်းယုံကြည်ပါတယ်ဆိုတော့ကျမရဲ့ session လေး training လေးကိုဒီစလိုက်ပါမယ် Okay ဆိုတော့ဒီ famous slide မှာပဲကျမရေးပေးထားရပေါ့နော် digital marketing ကိုအရှင်းဆုံးနဲ့အထူးအောင်ဆုံး training ဆိုပြီးရေးပေးထားတယ်ဆိုတော့ဒုတိယ slide ကဆိုတော့ဒါကကြတော့ကျမဒီနေ့ပြောသွားမယ့်အကြောင်းအရာတွေမှာပါဝင်မယ့်အရာလေးတွေဖြစ်ပါတယ်ကြည်ကြည်လေးလေးနဲ့အကုန်လုံးထိရောက်ဆုံးဖြစ်အောင်ကျမအစီအစဉ်ပေးထားပါတယ်နောက်တစ်ခုကကြတော့ဒါကျမရဲ့အပေါင်းကြီးပေါ့နော်ကိုယ့်အကြောင်းကို Mr. Speaker ဘယ်သူလဲဆိုတာကိုအကုန်လုံးသိထားရင်တော့ပို့ပြီးတော့နားထောင်ရတာအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမဒီနေ့ကျမရဲ့အကြောင်းလေးတစ်ချက်လောက်နည်းနည်းပေါ့ပြောပြပေးခြင်းနဲ့ပေါ့အရင်ပြောရင်လည်းpersonal branding ဖြစ်သွားမှာဆိုလို့ပေါ့ Okay ဆိုတော့ကျမကတော့မာယာပါကျမကscript writing အပိုင်းနဲ့ content marketing ပေါ့ content တွေတင်ပြီးတော့လူတွေရဲ့business တွေဆိုလို့ရှိရင်လည်းလူတွေဝယ်ချင်လာဘယ်လိုလုပ်မလဲနောက်ပြီးလို့ရှိရင် content creator ဆိုလို့ရှိရင်ကိုယ့် video တွေကိုထိရောက်ရောက်နဲ့view များဘယ်လိုလုပ်မလဲပေါ့အဲ့အကြောင်းကိုကျွန်မအဓိကထားပြီးတော့ကျွန်မအတမီးပဲကြောင်းပြပါတယ်ဆိုတော့ကျွန်မကျွမ်းကျင်တဲ့အရာမှာ storytelling နဲ့ script writing ကကျွန်မကျွမ်းကျင်တဲ့အရာတွေပါတယ်ပေါ့နော်script writing ဆိုတာကကျွန်တော်တို့ကဗီဒီယိုတွေမှာရေးရလားရုပ်ရှင်တွေမှာရေးရလားဒါဘယ်နေသတင်းကြည့်တိုင်းတွေမှာရေးရလား script ကဆိုပြီးတော့မေးချင်တဲ့သူတွေရှိရပေါ့နော်ဆိုတော့တခါလေးပြောရဆိုရင် script writing ကကျွန်တော်အဲ့နေရာဆုံးမှာသုံးပါတယ်ဒါပေမဲ့ကျွန်မအထူးပြုရတာက social media video အတွက်ရေးရ script writing သုံးပါတယ်အထူးပြုပါတယ်ဆိုတော့ storytelling ကကြတော့ကျွန်တော်တို့ဒီမှာလို့ပြောရင်တော့ပုံပြောတာပေါ့ပုံပြောကျွန်မ video တွေကြည့်ရတဲ့သူတွေမှာဆိုရင်တော်တော်များများရင်းနှီးမယ်လို့ထင်ပါတယ်ပုံပြောတယ်ပုံပြောစကားနာပါနေဆိုတော့storytelling ဆိုတဲ့အရာကလည်း script writing နဲ့တွဲတယ်ပေါ့နော်အဲ့ဒါလေးကဘယ်လိုမျိုးဆက်ဆက်လဲဆိုတော့ကျွန်မပြီးရင်slide လေးရှင်းနေတစ်ခါပြပြပေးပါမယ်နောက်ပြီးတော့ content strategy ဆိုတာကကျွန်တော်တို့ post တင်ရင်ဒီတိုင်းတင်လို့မရဘူးเนาะကိုကအခုမှမဟုတ်ကိုကအင်္ဂလိပ်ဆရာမလည်းဆိုပါစို့အင်္ဂလိပ်ဆရာမကဒီကိုရဲ့တန်း online မှာတန်းနေခွင့်ချင် knowledge sharing တွေလုပ်ချင်တယ်ဘယ်အချိန်မှာဘယ် post ကိုတင်ရင်ဘယ် audience ရမလဲဆိုတာကိုဒီ strategy မရှိဘဲနဲ့ကျွန်တော်မသိနိုင်ဘူးပေါ့အဲ့ဘိုင်းကိုလည်းကျွန်မအဓိကအထူးပြုပါတယ်နောက်ဆုံးကကြတော့အခုလိုမျိုး training နဲ့ education ကိုကျွန်မအဓိကလုပ်ပါတယ်ဒါကတော့ကျွန်မဒီအထူးပြုတဲ့ဘိုင်းမှာပြီးရင်တော့ကျွန်မဆီမှာအခုရနိုင်တဲ့ product နဲ့ service တွေကိုလည်းအချိန်တူတူလေးမှာရှင်းပြပေးချင်ပါတယ် product ကကြတော့ကျွန်မအားလုံးသိကြပြီးသားဖြစ်မှာပါဒီထဲမှာလည်းကျွန်မစီက template ဝယ်ယူပြီးသွားတဲ့ဒါ client ရောကိုမရောပါတယ်ဆိုတော့လေ template မှာလည်းကျွန်မက script ကိုကျွန်မဘယ်လိုရေးရမလဲမသိဘူးပေါ့ script writer ငါ့ကိုလည်းရှင်းမရှိဘူးတင်တဲ့တစ်ခုလည်းရှင်းမရှိဘူးဆိုရင် very mate သုံးခုနိုင်တဲ့တွေးခေါ်မှုတွေပါတယ် template တွေကျွန်မရောက်ပါတယ်နောက်ပြီးတော့သတင်းကောင်းကတော့ကျွန်မစာအုပ်တစ်ထုပ်ရှိတယ်ပေါ့နော်ကျွန်မကိုယ်တိုင်ရေးစာအုပ်လေးတစ်ထုပ်ရှိပါတယ်ဆိုတော့အဲ့ဒါကတော့ဒါအခုမှဒီကနေကြော်ညာပေးတာပါဒီကြတော့ announcement လုပ်ပါပြီပါအခုကကြတော့အားလုံးသိကြတဲ့အတိုင်းပဲ service ဆိုရင်တော့ကျွန်မ script တွေ content တွေ copywriting တွေ service ရေးပေးပါတယ်လုပ်ငန်းရှင်တွေအများအပြားတော့ဒါအကြတယ်ပေါ့နော်နောက်ပြီးရင်တော့ရေးရမဟုတ်ဘူးကျမတို့ဒီ strategy ဘိုင်းကိုဆွေးနွေးချင်တယ်ဆိုရင် consultation ကျမလုပ်ပါတယ်ဆိုတော့ဒါတွေကတော့ကျမစီမံရနိုင်တဲ့ product and service တွေပြပြပေးတာပါဆိုတော့ဒီနေ့လိုကျမဒီ speaking training မလုပ်ခင်မှာကျမကဘယ်လိုမျိုးလဲဆိုတော့ကျမအရင်ကကျမ started တစ်ခုမှာကျမ3နှစ်ကျော်လောက်လုပ်ခဲ့ပြီးတယ်ပေါ့နော်အဲ့ started ကိုလည်းချိုးသိရပြီးရသူတွေသိကြပါတယ် free device လို့ခေါ်တဲ့ဒီ company မှာလည်းကျမဒီ content instructor အနေနဲ့ student instructor အနေနဲ့လုပ်ခဲ့ရဆိုတော့အဲ့တွေ့ကြုံကိုအခုကစပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် Okay ရုံးစောကျမတို့ခုကြည့်နေတာ digital marketing ပေါ့ marketing ကိုအရင်မကြည့်ခင်ဆို marketing ဆိုတာဘာလဲဆိုတာကိုအရင်ဆုံးအရှင်းဆုံးလေးပြပြပေးချင်ပါတယ် marketing ဆိုတာကကျမတို့ရိုးရိုးလေးပဲကျွန်တော်တွေးကြည့်ရပါတော့ကျမတို့ဥပမာပေးရမယ်ဆိုရင်အခုလာတက်တဲ့သူတွေထဲမှာပြဿနာတစ်ခုတော့ရှိကြတယ်အဲ့ဒီပြဿနာဘာလဲဆိုတော့ digital marketing ကိုမတက်ကြမ်းဝဲဆိုပါဆိုအဲ့ဒါအားလုံးဒါတက်တဲ့သူတွေပြဿနာပဲဆိုပါဆိုကိုက digital marketing ကိုတက်မနေအဲ့ဒီအချိန်မှာကျမရဲ့ဖြည့်ရှင်းချက်ကအဲ့ဒီကိုရိုမာတို့မတက်တဲ့ digital marketing ကိုကျမတက်ထားတယ်ဆိုတော့ကျမရဲ့ဖြည့်ရှင်းချက်အဲ့ဒီဖြည့်ရှင်းချက်ရှိတယ်ဆိုတာကိုကျမကကိုရိုမာတို့စီကိုကျမကဒီလိုဖြည့်ရှင်းချက်ရှိပါတယ်ဆိုတာကိုပြောပြတာအဲ့ဒါက marketing ပဲအဲ့လိုအလွယ်ဆုံးတက်လို့ရတယ်ပေါ့တချို့စားသောက်ကုန်တွေဆိုလဲကျမတို့ကဥမာမုတ်တီတောက်ချင်တယ်ဒါပေမဲ့ကျမတို့မှာမုတ်တီမရှိဘူးမမတောက်အောင်မသိဘူး
အဲ့ကိုကျွန်တော်ဆိုင်မှာရှိပါတယ်ဆိုပြီးတော့လာဝယ်ကြပါဆိုပြီးကျွန်တော်တို့အဲ့လို reach out လုပ်ပေးတာကိုအဲ့ marketing ကိုခေါ်ရဲပေါ့နော် marketing ဆိုတာကပြဿနာနဲ့ဖြေရှင်းချက်ကြားပေါင်းတရားလေးမှတ်လို့ရတယ်ဆိုတော့အဲ့ဒီ marketing မှာကျွန်တော်နှစ်မျိုးရှိပါတယ်နှစ်မျိုးရှိရယ်ပထမတစ်ခုကကြတော့ traditional marketing လို့ခေါ်တဲ့ usual marketing ပဲအဲ့ဒါကကြတော့အရင်တော့ဆိုရင်ဒီကျွန်တော်တို့ဒီဘက် digital ခေတ်တွေမပေါ်ခင်တော့ TV ကြော်ညာရှိတယ်နောက်ပြီးတော့လို့ရှိရင်တအိမ်တက်တအိမ်စင်း sale လေးရှိရပေါ့နော်ကျွန်တော်တို့ငယ်တုန်းကလည်းရှိရအမကြီးတွေပေါ့အဲ့လိုဒီဟာစိတ်ဝင်စားပါလားပေါ့အဲ့လို product တွေတိမ်နဲ့တင်စလိုက်ချောင်းတဲ့သူရှိရဒီကြော်ညာဆိုင်ဘုတ်တွေရှိနေပြီးရင်သတင်းစာထဲမှာထည့်ပြီးကျင်ညာတဲ့အရာရှိရပေါ့အဲ့ဒါတွေကကျွန်တော်တို့ပုံအရင်တော့ပွားခဲ့တယ် marketing ကိုခေါ်တယ်အခုလည်းအဲ့လိုသွားလို့ရသေးတယ်နော်ဒါပေမဲ့ကျွန်တော်တို့အခုပြောင်းလာတာ digital ဘက်ကိုပြောင်းလာပြီ digital ဘက်ကိုပြောင်းလာပြီဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကအဲ့လိုမျိုးဟာတွေမဟုတ်ဘဲနဲ့ online တွေသုံးရတယ် Facebook တို့တခြားလို online တွေသုံးပြီးလုပ်ရတဲ့ marketing ကို digital marketing ကိုခေါ်တာနော်အဲ့လိုလေးရှင်းဆုံးမှတ်ထားရင်တော့ရပါတယ်နောက်ပြီးတော့ဒီ site ကြီးကတော့လွယ်ကူဆုံးဆိုတော့နားလည်ပြီးမှလို့ထင်ပါတယ် okay ဆိုတော့ဒီ digital marketing မှာကျမတို့ကဘာတွေပါလဲဆိုတာကိုသိထားလို့ရတစ်ချက်လောက်ရှင်းပြပေးခြင်းပဲပေါ့နော်ဒီထဲမှာ digital marketing ဆိုတဲ့ထဲမှာကျမတို့အများကြီးပါတယ်အဲ့ဒီအများကြီးပါတဲ့ထဲမှာကျမကအဲ့အကုန်လုံးထိရောက်မယ်ဒီချက်လောက်ကိုပဲကျမရှင်းထုတ်ပြီးပြပြီးမှဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကကြတော့ social media marketing ကိုခေါ်တယ် social media marketing ဆိုတာကတော့သူတို့အကားလုံးသိကြပါတယ် social media ဆိုကြတဲ့ Facebook ပါမယ် TikTok ပါမယ်ဒီတခြားပါရှိအောင်လေ LinkedIn တို့ဘာလို့ရှိအောင်မယ်ပေါ့နော်အဲ့ဒီမှာကျမတို့ကဟို product ရောင်းနေ content တွေတင်နေဒါ social media marketing လုပ်နေတာပဲနော်အဲ့လိုမျိုးကျွန်တော်တွေ့လို့ရတယ်နောက်တစ်ခုက search engine လို့ခေါ်တယ် SEO SEM SEO SEM ကကြတော့ကျမတို့ဒီ digital marketer တွေသုံးတဲ့အသုံးနှုန်းပေါ့ဒါပေမဲ့အဲ့ဒါကိုနားလည်အောင်ကျမအရှင်းဆုံးပြပြရမယ်ဆိုရင်ကျမတို့တစ်ခုခုသိချင်တယ်ဥပမာခုလာတက်တဲ့လူ digital marketing ကြောင့်သိချင်တယ်သိချင်တော့ဘာလို့ Google မှာတချို့ကသွားရှာကြတယ် Google မှာသွားရှာကြလို့ရှိရင်ဆို digital marketing ဆိုတာဘာလဲပေါ့အဲ့လိုသွားရှာကြလို့ရှိရင်အရင်ဆုံးပေါ်လာတဲ့ဟာတွေရှိတယ်လေအဲ့လိုပေါ်လာတဲ့ဟာတွေကအဲ့ဒါ SEO အကောင့် SEO အကောင့်ဆိုဘယ်လို keyword meaning digital marketing ဆိုတာဘာလဲလို့ရှာလိုက်တာ ਨੇ အရင်ဦးဆုံးပေါ်တဲ့အရာကကိုယ့်ရဲ့ content ဖြစ်နေရဆိုရင်ဒါ SEO အကောင့်ကျမတို့အဲ့လိုတက်လို့ရတယ်ပေါ့နော်အဲ့မှာ SEM ဆိုတာကကြတော့အဲ့လို Google မှာသွားရှာလိုက်လို့ပေါ်အောင်လို့ကိုကနေပြီးတော့ Google ကိုပတ်စံပေးပြီးတော့ sponsor လုပ်တာအဲ့ဆိုအဲ့ SEM ဖြစ်သွားတယ်နော်အဲ့လိုမျိုးအရှင်းဆုံးမှတ်လို့ရတယ်โอเคနောက်တစ်ခုကကြတော့ email marketing ကဒီကျမတို့မြန်မာမှာတော့လုပ်တာရှားသေးတယ်ရှိတော့ရှိတယ်ဒါပေမဲ့လုပ်ငန်း small business တွေတော့တိတ်မလုပ်ကြဘူးအဲ့ဒါကကြတော့ကိုဥမာကျမတို့ရဲ့ဒီ email တွေကိုဒီလုပ်ငန်းတစ်ခုကရထားတယ်ရထားရဆိုလို့ရှိရင်ဥပမာကျမတို့ကလုပ်ငန်းတစ်ခုစီကနေပြီးတော့ product တစ်ခုဝယ်လိုက်တယ်ဝယ်လိုက်တော့သူကကျမတို့ရဲ့ email ကိုတောင်းတယ်တောင်းတဲ့အခါမှာကိုတော့ရန်ပေးလိုက်တယ်ပြီးသွားပြီဒါပေမဲ့အဲ့ email ကိုသူကနောက် product အသစ်ထုတ်တဲ့အခါမှာဒါတွေရှိပါသေးတယ်ဝယ်ဦးမလားဆိုပြီးတော့အဲ့လို email နဲ့လိုက်ပို့တာရှိတယ်ပေါ့အဲ့ဒါသူတို့နေရဆို marketing စင်တာပဲเนาะအဲ့လိုတက်လို့ရတယ်နောက်တစ်ခုကကြတော့ affiliate marketing ဆိုတာကညီမတို့အရှင်းဆုံးပြောပြရဆိုလက်လီနဲ့လက်ကလောက်တာပေါ့ပြောမယ်ဆိုရင်ကျမတို့ဒီ product တစ်ခုထုတ်ထားတယ်အဲ့ဒီ product ကိုကိုကနေပြီးယူပြောင်းခြင်းနဲ့အမြတ်ဘယ်လောက်တင်ခြင်းနဲ့ယူပြောင်းခြင်းနဲ့ဆိုပြီးကိုကယူလိုက်လို့ရှိရင်ဒါက affiliate marketing ပေါ့ဆိုတော့ digital marketing မှာအကျန်းအားဖြင့်အဲ့လေးခုပါဝင်ပါတယ်ကျန်တာတွေလည်းအများကြီးရှိပါသေးတယ်ဒါပေမဲ့ကျမတို့ဒီအခုအနေနဲ့ကျမတို့စတင်မဲ့အနေနဲ့ဆိုဒီလေးခုသိတော်တော်လေးလုံလောက်ပါပြီ Okay ဆိုတော့ဒီနေရာမှာ social media marketing ကိုကျွန်မ focus လုပ်ပြီးတော့ရှင်းပြပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ social media marketing ကအခု digital marketing join တဲ့သူတွေအတွက်ကအထီးရောက်ဆုံးနဲ့အသိတင်ဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်။ပြီးတော့ကျွန်မအခုလုပ်တဲ့ဒီ webinar training မှာလည်းကျွန်မဒီအဓိကပရဟိတအကြောင်းကို focus လုပ်ပြီးတော့ကျွန်မဒီ training ပေးရပါတော့။ခုန host ပြောသွားသလိုပဲ host အမပြောသွားသလိုပဲကျွန်တော်တို့ဒီပရဟိတအကြောင်းဆိုလို့ရှိရင်လက်မှုပညာကလေးတွေကိုသင်ခိုင်းတယ်ဒီအဲ့ရ product ရတယ်ရတဲ့ product ကိုကျမတို့က online ပေါ်မှာပြန်ရောင်းမယ်နော်အဲ့လိုပြန်ရောင်းမယ်ဆိုလို့ရှိရင်ကျမအခုသင်ကြအပြန်ရောင်းတဲ့အဆင့်ပေါ့အဲ့ပြန်ရောင်းတဲ့အဆင့်မှာ digital marketing ကိုဘယ်လိုသုံးလဲဆိုပြီးတော့သင်ပြဖြစ်ပါတယ် Okay ဆိုတော့အဲ့digital marketing သုံးအဲ့ social media marketing ကိုကျွန်တော် user focus လုပ်မယ်ပေါ့ social media marketing မှာကျွန်တော်ခဏပြောသွားသလိုပဲ Facebook ပါမယ် TikTok ပါမယ်ဒီမှာသုံးရဆိုရင် YouTube တွေပါရှိမယ်ပြီး Telegram channel တွေပါဆိုရင်ဟိုတော်တော်လေးအလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါရှိပါတယ် Okay အဲ့ဒီတော့အဲ့ social media marketing ကိုကျမတို့ကဘယ်လိုမျိုးလုပ်ကြမလဲ social media marketing ကိုမှာတော့ product တစ်ခုရပြီအဲ့ product ကို online ပေါ်မှာတင်ပြီးရောင်းချင်တယ် digital marketing တွေလည်းအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီရဲကမှ
လူတွေအများကြီးရှိမဲ့ social media marketing ကိုပဲကျမတို့ကရွေးမယ်ဆိုလို့ရှိရင်ကျမတို့ကအဆင့်3ဆင့်ကိုအကြမ်းပြင်းမှတ်လို့ရပါတယ်အဲ့ဒီ3ချက်ကိုလုပ်တာ ਨੇ တော်တော်လေးကိုအဆင်ပြေနေပြီလို့ပြောလို့ရပါတယ်ဒီအဆင့်3ချက်ထဲနဲ့ပဲသွားနေတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်ပေါ့နော်ကျမကိုယ်တိုင်ကဒီ strategy တွေလုပ်ငန်းမှာဆွဲပေးနေတာဖြစ်တဲ့ကြောင့်မလို့ထားလို့ကျမသိပါတယ် okay ဆိုတော့အဲ့ဒီမှာကျမခုနပြောရတဲ့မှာဆိုရင်ဒီမှာ content နဲ့ copy ပေါ့ content နဲ့ copy တင်တယ် video content တင်တယ် boosting as brand နဲ့ဆိုပြီးတော့ကျမရေးပေးထားတယ်ပေါ့အဲ့ဒါကဘာလဲဆို social media marketing မှာအဲ့3ခုကတော့အထူးကပါတယ်ဆိုတော့အရင်ဆုံး content နဲ့ copy တင်ကြမယ်ဆိုတာကဘာလဲဆိုပြီးတော့ကျမတို့အဲ့ဒါကိုအရင်ဆုံးဖြေရှာကြမယ် content ဆိုတာကကျမတို့ digital ပေါ်မှာတင်သမျှအရာတိုင်းကို content လို့ခေါ်ပါတယ် digital ဆိုတာကဥပမာဖုန်းပေါ်မှာတင်တဲ့အရာတွေမှန်များကိုကျမတို့ content လို့ခေါ်တယ် Facebook မှာကျမတို့ caption တစ်ကြောင်းရေးတယ် post တစ်ကြောင်း post တစ်ခု share တယ်နောက်ပြီးလို့ရှိရင် video တစ်ပုဒ်တင်ဒါအကုန်လုံးက content တွေပါပဲကိုဖန်တီးတဲ့အရာတွေပါပဲ content ဆိုတာကနော်အဲ့ဒီထဲမှာကျမခုနပြောတယ် content နဲ့ copy တင်ကြမယ်ဆိုတဲ့အရာကြတော့နည်းနည်းလေးကွဲသွားပါတယ်အဲ့ဒီမှာဆိုရင်ဒီ content ဆိုတာက content writing ကိုပြောတာပါ copy ဆိုတာက copy writing ကိုပြောတာပါအဲ့ဒီမှာ content ဆိုတာကကိုကနေပြီးတော့အကြောင်းအရာတစ်ခုရှင်းပြတာ content writing ပေါ့ပါတယ် okay အဲ့တော့ဘာကိုပြောချင်တာလဲဆိုဥပမာနေတွေ့ရမယ်ဆိုရင်ဥပမာကျွန်မကအခုဆိုရင် script ရေးတယ်ပေါ့နော် script ရေးတယ်အဲ့ဒီ script ရေးတယ်ဆိုတာကိုကျွန်မက Facebook မှာ content writing နဲ့ဘယ်လို share လဲဆိုရင် script ရေးတည်တဲ့ကောင်းကျိုးတွေကဘာလဲပြောလို့ရှိရင် script ဆိုတာဘာလဲဆိုပြီးတော့လူတွေအသိဉာဏ်တိုးပွားသွားအောင်လို့ sharing လုပ်တဲ့ဟာတွေကို content writing ကိုခေါ်ပါတယ်နော်အဲ့ဒါက content အဲ့လိုမဟုတ်ဘဲနဲ့ copywriting ကဘာလဲဆိုတော့ကျမက script ရေးတယ်အဲ့ဒီလိုပဲကျမစီမှာအဲ့လို script ရေးရှင်းတဲ့သူတွေအတွက် formula တွေထုတ်ထားတယ် template တွေရောင်းပါတယ်ဆိုပြီးတော့ကျမကြော်ညတာအရောင်းကြော်ညတာက copywriting ဖြစ်သွားတယ်ဒီတော့ကျမတို့လုပ်ငန်းတစ်ခုကိုမြင်အောင်ကြည့်ရအောင်ကိုက product တစ်ခုထုတ်ထားတယ်အဲ့ဒီ product ကိုက online ပေါ်မှာတင်ပြီးတော့ကြော်ညခြင်းတယ် okay product ရှိရဲ့ကြော်ညခြင်းတယ်ဘယ်လိုလုပ်ရမလဲအဲ့တော့ကျမခုပြောရဲ social media marketing ကိုတွေးကြည့်မယ်အဲ့ရပထမဆုံးချက်က content နဲ့ copy အဲ့ဒီမှာ content ကိုကျမတို့စဉ်းစားမယ်ဆိုရင် okay ကိုယ့်ရဲ့ product ကကြတော့ဥမာအဝတ်ထည်လားနော်အဝတ်ထည် product ရှိတယ်အဲ့ဒါကိုငါတင်ချင်မယ်ဆိုရင် content ကိုအရင်ဆုံးတင်မယ်ဘယ်လိုတင်လဲဆိုရင်ဥမာဘယ်နွေရာသီမှာဆိုဘယ်လို fashion တွေဝတ်တင်တယ်နေရာဒီမှာဒီဘာကိုဝတ်ရင်ရနိုင်မဲ့ကောင်းကျိုးအဲ့လိုမျိုးလူတွေရဲ့ယုံကြည်မှုရအောင်လို့ပြီးလို့ရှိရင်လူတွေကိုသူကတော့ငါတို့အကျိုးရှိအောင်လုပ်ပေးနေတယ်ဒီ content creator ကတော့ငါတို့ကိုအကျိုးရှိအောင်ဒါတင်ပေးနေရဆိုတော့ခံစားချက်မျိုးရအောင်လို့ကျမတို့ကအဲ့လိုလေးပုံမှန်တင်ပေးပါအဲ့လိုတင်ပြီးသွားတော့မှလူတွေရဲ့ယုံကြည်မှုလည်းရပြီဆိုရင်ကျမတို့ဘာလုပ်မလဲဆိုတော့ copywriting လို့ခေါ်တယ်ကျမကတော့ဒီလို sharing လုပ်ပေးပါတယ်ဒါပေမဲ့ကျမစီမှာအဲ့လိုမျိုးအင်ဂျီတွေအဲ့လိုမျိုးဝတ်ထည်တွေကိုလည်းကိုယ်တိုင်လာဝယ်လို့ရနေပါပြီဆိုရင်ကျမတို့ကလူတွေရဲ့ယုံကြည်မှုရအောင် content လည်းတင်တယ်ပြီးကိုရောင်းချင်တဲ့ပစ္စည်း copywriting နဲ့လည်းရောင်းတယ်ပေါ့နော်ဟုတ်လို့ဖြစ်သွားတယ်အဲ့လိုတင်တဲ့အခါမှာကျမတို့စာရေးပဲတက်တင်လို့ရတယ်လို့ကျမတို့ပုံနဲ့လည်းတွဲပြီးတော့တင်လို့ရတယ်နော် okay ဆိုဒီမှာဆိုရင်ဒါကျမရဲ့ဒါ page ပေါ့ကျမ page မှာဆိုရင်ကျမဒီမှာပို့လုပ်တဲ့ content မထိရောက်တဲ့အကြောင်းရင်းကိုလူများစုမသိကြအောင်ဆို post လေးတင်ပြီးတယ်နော် content မထိရောက်တဲ့အကြောင်းရင်းကိုကျမရှင်းပြမယ်ဆိုပြီးလုပ်ပြီးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုကျမကဒီမှာပုံမှန်ပါတယ်ဆိုရင် CCS script formula ဆိုတော့ကျမအလကား share ပေးလိုက်တာပေါ့နော်ဒါတကယ်တော့ဟို formula တွေကကျမ template ထဲ formula တွေရဲ့တစ်ခုပဲဆိုတော့အဲ့ဒီ formula တွေကိုshare ပေးလိုက်တယ် DM ပေးလိုက်တယ်ဒါပေမဲ့ကျမဘာလုပ်လဲဆိုတော့ဒါ content writing ပေးလိုက်တာလူတွေကိုယုံကြည်လာအောင်ဒီ creator ကအကျိုးပြုတယ်ဆိုတော့ဒါကိုကျမဖြစ်စေချင်တယ်အဲ့အတွက်ကြောင့်ကျမဒီလို content တင်လိုက်တယ်နော်ပြီးသွားလို့ရှိရင်ဒီဘက်မှာလည်းဒီဘက်ကကျတော့ကျမထားလဲ content ပဲဒါပေမဲ့ဘာမှမပါဘူးလို့ဆိုရင် graphic မပါဘူးပုံမပါဘူးဒီတိုင်းစာနဲ့ရေးပြီးတော့တင်တယ်ပေါ့နော်အဲ့လိုလုပ်လဲရတယ် okay ဆိုတော့အဲ့ဒါရောကျမတို့ကအရင်ဦးဆုံး social media ဘာလို့လဲလုပ်မယ်ဆိုရင်ကို product ကိုကို product ကနေကောင်းကျိုးကိုဘာ share ပေးနိုင်လဲအဲ့ဒါကိုကျမတို့ရှင်းဆုံးတွေးshare ပေးနိုင်လဲဆိုတော့တွေးပြီးသွားလို့ရှိရင်ကျမတို့ကအဲ့မှာကိုရောင်းချင်တဲ့ဟာကိုကျမတို့ရောင်းရတယ်ပေါ့နော်အဲ့လိုမျိုးတော့ကျမတို့သွားလို့ရပါတယ် okay ဆိုတော့ကျမတို့ဒီ content နဲ့ copy ပြီးပြီဆိုရင်နောက်ခုမှရေးထားတာက video content ပေါ့နော် video content ဆိုတာဘာလဲပေါ့ video ရိုက်ပြီးတင်တာကို video content လို့ခေါ်ပါတယ်ဆိုတော့video content ကကြတော့ကျမကိုယ်တိုင်လည်းကျမလုပ်ခဲ့တယ်ကျမကိုယ်တိုင်လည်းဒီ Facebook တို့ TikTok တို့မှာဆိုလဲဒါ video တွေရိုက်ပြီးတင်နေရဖြစ်တဲ့ကြောင့်မလို့ကျမအဲ့အတွေ့အကြုံတွေကိုပြောပြပေးတော့ပါမယ်တေချာလေးနားထောင်ကြည့်ပါ okay ဆိုတော့ video နံပါတ်1အချက်ကကြတော့နံပါတ်1အရင်ဆုံးလုပ်ရမယ့်အချက်ကကြတော့ video shooting ပါ video shooting ဆိုတာကဥပမာ
ကျမဗီဒီယိုရိုက်တော့မယ်ကျမကိုနှလုံးကိုလုံးထွက်ပြတော့မယ်ပေါ့နော်ရုပ်လုံးထွက်ပြတော့မယ်ဆိုရင်ကျမဘာလို့လဲဆိုရင်ကင်မရာထောင်ရတယ်ဟုတ်ကဲ့တွေထောင်ရတယ်မိုက်တွေယူရတယ် lighting တွေချိန်ရတယ်ပြီးတော့မှကျမဒီပြောရတယ်ပေါ့ဗီဒီယိုရိုက်တာပေါ့အဲ့လိုမလုပ်ချင်ဘူးကိုမျက်နှာကိုမပါချင်ဘူးဆိုတော့ဘာလုပ်လို့ရလဲဆိုရင် voice over လို့ခေါ်တယ်အတန်ပဲသွင်းတာနော်အတန်ပဲသွင်းတာကိုကျမတို့လုပ်လို့ရတယ်ဆိုတော့ဗီဒီယို content တင်မယ်ဆိုရင်ကိုကပြန်စဉ်းစားပါကိုရဲ့ page မှာကိုမျက်နှာပါချင်တာလားဒါမှမဟုတ်လို့ရှိရင်ကိုအတန်ပဲ voice over လုပ်ချင်တာဆိုတော့ပြန်စဉ်းစားပါ voice over လုပ်ချင်တယ်ဆိုတော့ကျမတို့ shooting တွေပဲလုပ်ဆရာမလိုဘူးမိုင်လေးကောက်တကင်ပြီးတော့ကျမတို့ဖုန်းနဲ့ချိန်ပြီးတော့အတန်သွင်းလိုက်ပြီပဲနော် okay ဆိုတော့နောက်တစ်ခုနံပါတ်3ချက်ကကြတော့ကျမတို့ video content တင်ဖို့ဒီ video shooting တွေ voice over တွေမပြီးခင်မှာဘာလို့ခါလဲဆိုတော့ script writing ကိုခေါ်တယ် script ရေးရတယ်ပေါ့ script ရေးရတာကဘာကြောင့်ရေးရလဲဆိုတော့အကျိုးကျေးဇူးကိုလည်းဒီမှာရှင်းပြပေးခြင်းတယ်ဒီမှာကိုယ်တိုင်က script writer ဆိုတော့ဒါ video ရက်ခံနေတဲ့ script ရေးတယ်ပေါ့နော်အဲ့လို script ရေးတဲ့အခါမှာကျတော့တချို့မေးကြတယ်ဒီကျဲ script ရေးတဲ့အခါမှာဒီ note လေးရေးရလားဥပမာဒီနေ့ဘာပြောမယ်ဘာအကြောင်းဘာထည့်မယ်ဆိုရေးရလားဒါမှမဟုတ်လို့ရှိရင်ကျမတို့တပုံလုံးချရေးရတာဆိုပြီးရေးရဆိုတော့ကျမကနှစ်ခုလုံးလုပ်ပါတယ်အရန်တိတ်အရေးကြီးတဲ့ minute တူလေးဆိုတော့ကျမ note နဲ့ပဲရေးရပေါ့ဒါမှမဟုတ်ကျမဒီအကြောင်းကအရန်အရေးကြီးတယ်ဟိုတတိထားပြီးပြောမယ့်ခါဆိုတော့ကျမဣတိမီတစ်လုံးချင်းစီချပြီးရေးပါတယ်အဲ့လိုရေးတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကိုပြောမယ့်အရာကိုကျမမမေ့တော့ဘူးပေါ့နော်မမေ့တော့ကိုကအဲ့လိုညီမလေးဟုတ်ကဲ့ညီမလေးအားနာပါတယ်ဒီနေ့ကြမှာပဲ Zoom က Premium ကျသွားလို့ပေါ့နော်အမ Zoom နဲ့တော့ပြန်ပြီးတော့ဆက်သွယ်ထားတယ်ဒီ link လေးကိုပဲပြန်ပြီးတော့ join အောင်ပဲပေါ့နော်ဟုတ်ကဲ့ညီမအခု Zoom လေးအန်လိုက်ပြီဆိုပြန်ပြီး join ပါလား link လေးကိုပဲပြန်ပြီးတော့ join ခဲ့ပြီပါနော်ဟုတ်ကဲ့ပါတကယ်အားနာပါတယ်ဟုတ်ကဲ့ပါရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီနေ့မှပြန်ပြီး join ကြပါပေါ့နော်ဒီမှာZoom ကြာသွားလို့မနေ့ကထိစစ်ထားတာpremium ဖြစ်နေတော့ပဲပေါ့နော်ဒီမနက်ကလည်းအကြောင်းကိုကိုယ်တိုင်သွားလိုက်တော့ Zoom ထပ်ပြီးမစစ်မိလိုက်တာပေါ့နော်ဟုတ်ကဲ့ဒီ link လေးကိုပဲပြန် join အောင်ပဲနော်လိုက်တဲ့သူတွေဒါမှမဟုတ် join နဲ့နောက်ကျတဲ့သူတွေလည်းစိတ်မပူပါနဲ့ကျမတို့ recording လေးပြန်ပြီးပေးမှာပေါ့နော်ဆိုတော့ recording ပြန်ပြီးပေးမှာဆိုတော့ဒီပြန်ပြီးနားထောင်ချင်တာဖြစ်ဖြစ်ကျမတို့မမီလိုက်တဲ့အပိုင်းလေးတွေပြန်ပြီးနားထောင်လို့ရပါတယ်ဟုတ်ကဲ့ပါဆိုတော့ခုနကကျမတို့ရှင်းနေတဲ့စာနေရာလေးပေါ့နော်အဲ့နေရာလေးကိုပြန်ပြီးတော့ဆက်ချင်ပါတယ်โอเคစကွင်းလေးပြင်ရပြီလားမသိဘူးရပြီနော် okay okay ဆိုတော့ကျွန်မခုနပြောနေတဲ့ဒီ script writing ဘိုင်းကိုပြန်ပြီးဆက်ပါမယ်ဆိုတော့ script writing ကကြတော့ကျွန်မခုနပြောသလိုပဲရေးတဲ့အခါမှာအကျိုးကျေးဇူးတွေကကြတော့ကိုပြောမယ့်အကြောင်းအရာကိုမမေ့တော့ဘူးပေါ့နော်ကိုပြောမယ့်အကြောင်းအရာကိုမမေ့တော့ဘူးဆိုတော့ကျွန်မဒီနေ့ meeting ပြောမယ်ဆိုလို့ရှိရင်ကျွန်မဒီဘာချက်တွေပြောသွားမလဲဆိုတဲ့ဟာကိုဒီလိုမျိုး note ချရေးထားခြင်းဖြစ်ကျွန်မဆိုမမေ့တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ပဲကျွန်တော်တို့ video တင်ဆက်တဲ့အခါမှာကိုက video content ရိုက်မယ်ဆိုလို့ရှိရင်ကိုပြောချင်တဲ့အကြောင်းတိတိကျကျပါအောင်လို့ script writing ကိုရေးတင်တယ်နောက်ပြီးတော့ကျမတို့ကအကယ်၍မေ့သွားရင်ဘာဖြစ်မလဲချင်ပေါ့နော်မေ့သွားရင်ဘာဖြစ်မလဲဆိုတော့မေ့သွားရင်ကျမတို့အစအမြင်ပြန်ရမယ် video ရဲ့အချိန်ကြာရင်ကျွန်တော်နှစ်ခါပင်မန်းတယ်ပေါ့လူလဲပင်မန်းတယ်ပြီးတော့ energy တွေလည်းကုန်တယ်ပေါ့နော်ဒါကြောင့်မလို့တစ်ခါတည်းအကုန်လုံးအဆင်ပြေအောင်ကျွန်တော် script writing ဆိုတော့ရေးတင်ပါတယ်ရေးတဲ့နေရာမှာလည်းကျွန်တော်နှစ်မျိုးရှိပါတယ် note နဲ့ရေးတာရှိတယ်လို့ကျမတို့ကိုပြောမယ့်အကြောင်းအရာဣတိမေရေးချရေးတာလည်းရှိတယ်ပေါ့နော်ခုနပြောသလိုပဲကျမဆိုရင်ဣတိမေရွေးတာကြတော့ကိုအရန်ဂယူးဆိုင်ပြီးတော့တင်ဆက်ရမယ့်အကြောင်းအရာတွေရောက်မှလည်းကျမဣတိမေရေးလေးရှိတယ်ပေါ့တချို့နေရာရေးဆိုရင်တော့ကျမဒီ note နဲ့ပဲရေးလေးရှိပါတယ် okay ဆိုတော့အဲ့လို script writing ရေးတဲ့နေရာမှာကျမတို့ဘာကိုတွေးရမလဲဆိုတော့ script writing ဆိုတာကဘယ်လိုရေးရလဲပေါ့ဥပမာကျမကကျမအထက်လုပ်ငန်းရှင်ပဲဆိုပါစို့အထက်ကိုကရောင်းကျင်တဲ့သူဆိုလို့ရှိရင်ကျမစီမှာဒီထက်ရှိပါတယ်လာဝယ်ပါဆိုတဲ့ပုံစံမျိုးရေးမှာလားဒါမှမဟုတ် intro မှာဘာရေးမှာလဲကျမတို့အဲ့ဒါတွေးရတယ်ပေါ့နော်ဆိုတော့အဲ့လိုတွေးရမှာကိုကျမတို့အခု meeting webinar join တဲ့သူတွေကိုကျမအနေနဲ့ဒါအဆင်ပြေအောင်လို့ပေါ့နော်ကျမတခုစီစဉ်ပေးထားပါတယ်အဲ့ဒါကကြတော့ကျမတို့အဲ့ script ကိုရေးဖို့အတွက်ဘယ်လို formula ကိုသုံးပြီးရေးရမလဲဆိုတဲ့ဟာကိုကျမ free အနေနဲ့အကုန်လုံးကိုပညာဌာနပေးသွားဖို့လည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီ slide လေးကိုကျမအခုပြပြီးခြင်းပါတယ် okay ဆိုတော့ကျမအနေနဲ့ဒီ slide လေးတွေကဒီ slide လေးလည်းမြင်ရမယ်ထင်ပါတယ်ဒီဟာလေးတွေကြတော့ script template ပေါ့အဲ့ဒီ script template ကကျမဒါ free ပေးတဲ့ script template လေးတွေပါအဲ့ဒီမှာဆိုလို့ရှိရင် script ကိုပုံစံမျိုးစုံမတူညီအောင်ချင်းကပ်တဲ့နည်း၃ခုပါဝင်ပါတယ် formula ၃ခုပါဝင်ပါတယ်เนาะဆိုတော့အဲ့နဲ့ မတူညီတဲ့ formula သုံးပြီးတော့ကျမတို့တွေကိုရောင်းချင်တဲ့အရာကိုမျှဝေချင်တဲ့အကြောင်းအရာကိုမျှဝေနိုင်ပါတယ်အကုန်လုံးသုံးနိုင်ပါတယ်ပေါ့နော်ဒီတော့အဲ့ဒီ formula လေးတွေကိုကျမအနေနဲ့ slide 3ခုစီ
ရှင်းပြပေးထားပါတယ်ဆိုတော့အဲ့ဒါလေးအခုပြပြပါမယ်တေချာလေးအားလုံးပဲကြည့်ပေးကြပါပေါ့နော် Okay ဆိုတော့ဒီမှာအခုမြင်ရတဲ့အတိုင်းပဲအရင်ဦးဆုံးကတော့ PAS formula လို့ခေါ်ပါတယ် PAS formula ဆိုတာကဘာကြီးလဲပေါ့အဲ့တော့ဘာလဲဆိုတော့အရင်ဦးဆုံးကျမတို့က script ရေးတယ်ဆိုတာကဇာတ်ညွှန်းရေးတာကိုဗီဒီယိုမှာပြောမယ့်အကြောင်းအရာဇာတ်ညွှန်းရေးတာဇာတ်ညွှန်းရေးတဲ့အခါမှာကျမတို့ဆက်စပြောမယ့်အကြောင်းအရာတွေကို intro လို့ခေါ်တယ် intro ရှိမယ်ပြီးသွားလို့ရှိရင်အလယ်ပိုင်းမှာကျမတို့ရှင်းပြမယ့် body ဆိုတာရှိပါတယ်အဲ့ဒီ body ပြီးမှကျမတို့နောက်ဆုံး ending ရှိတယ်နော် ending ရှိတယ်၃ပိုင်းရှိတယ် script မှာအဲ့ဒါလေးကိုကြံပြမှတ်ထားပါအဲ့တော့ intro မှာကျမတို့ဘာကိုထည့်မလဲ intro မှာဘာကိုထည့်မလဲဆိုရင်ဒီ PAS formula ကိုသုံးတဲ့ creator တွေလုပ်ငန်းရှင်တွေဒီဆရာဆရာမတွေဘာတွေသုံးမလဲဆိုရင်ကိုဖြည့်ရှင်းခြင်းတဲ့ပြဿနာနဲ့တခုစပြီးပါ intro မှာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျမဆိုရင်အခု digital marketing အကြောင်းပဲကျမပြောလိုက်ချင်ပါတယ် digital marketing ဆိုလို့ရှိရင်အခုလာ meeting လာ join တဲ့သူတွေက digital marketing အကြောင်းကိုပို့ပြီးသိချင်တဲ့သူတွေမသိသေးတဲ့ဆရာဆရာမတွေရှိနေပေါ့နော်အဲ့ဒီအရာကဆရာမတို့ရဲ့ပြဿနာပဲဆိုပါလို့ဆရာမတို့ digital marketing ကိုမသိတဲ့ပြဿနာပေါ့အဲ့ဒီပြဿနာကိုကျမကနေပြီး intro မှာတင်မယ်ပေါ့ဟုတ်မှာ digital marketing အကြောင်းကိုမသိသေးဘူးမလားမသိသေးဘူးဆိုရင်အဲ့ဒီအရာကဘယ်လိုမသိသေးရင်အခုအချိန်မှာဘယ်လိုနောက်ကျတတ်ပါတယ်အခုလိုတိုးတက်နေတဲ့ခေတ်မှာဒီအရာကိုမသိဘယ်လိုနောက်ကျတတ်ပါဆိုပြီးကျမအရင်ပြဿနာလုပ်ပြီးတာပေါ့နော်အကောင်လုံးရဲ့ပြဿနာကိုကျမပို့ပြီးတော့ဗာလဲမီးစားပို့ပြီးထည့်ပေးလိုက်တယ်လို့ပေါ့ငကိုလည်းရှုပ်နေပါဆိုမှအဲ့လိုရှုပ်နေတယ်မလားဆိုပြီးတော့ပြောပေးတာပေါ့အဲ့ဒီအချိန်မှာဆရာဆရာမအနေနဲ့ဟုတ်တယ်မသိသေးဘူးဒီဆရာမကအကြောင်းကိုဆရာမမသိသေးဘူးဆိုပြီးတော့ဘာလို့ဆိုတော့ကိုနဲ့တူပါသလားကိုဖြစ်ပြနဲ့တူတဲ့သူရှိပါလားဆိုပြီးကိုချင်းစာစိတ်ဖြစ်သွားတယ်ကျမတို့ separate ရဲ့အခါမှာအဓိက emotion ပဲအဲ့ဒီခံစားချက်ကိုပဲကျမတို့လုပ်ချင်တာကိုချင်းစာစိတ်ဖြစ်သွားတဲ့အချိန်မှာဒီဗီဒီယိုကျမဆက်ကြည့်နေတယ်ဒီ creator ဘာပြောမှလဲဒီဆရာမဘာတင်မှလဲဆိုတော့ကြည့်ကြပါโอเคအဲ့တော့ကျမတို့ intro မှာအဲ့လိုအရင်ဆုံးပြဿနာလေးကိုကျမတို့စပေးရတယ်ပေါ့နော်အဲ့တော့ body ဆိုတဲ့နေရာရောက်လာ body ဆိုတာကကျတော့ကျမတို့အလယ်ပိုင်းလို့ခေါ်တာပေါ့ဒါ intro ပြီးသွားရင်ဒါ body နော် body ဆိုတာကကျတော့အဲ့လိုပြဿနာကိုကျမတို့ကဖြေရှင်းဖို့အတွက်ကျမမှာနီလန့်ရှိပါတယ်အဲ့ဒီနီလန့်ကိုကျမပြောပြမယ်ပေါ့နော်ပြောပြမယ်ဥပမာ digital marketing ကိုမသိဘူးဆိုလို့ရှိရင်ကျမအနေနဲ့ digital marketing မှာသိတဲ့၃ချက်အဲ့လိုပြောပြလိုက်တာဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့ကdigital marketing အကြောင်းကိုသိချင်တယ်ဆိုရင်ဘယ်လိုလုပ်ပါဆိုပြီးတော့ကျမတို့တစ်ချက်ပြောပြလိုက်တာဖြစ် body မှာကျတော့ကျမတို့ရှင်းပြရမှာပြဿနာရှိမယ်ဆိုကျမတို့ဒီဖြည့်ရှင်းချက်ကိုကျမတို့ရှင်းပြရမှာနော်ရှင်းပြရမှာအဲ့တော့ body ပြီးတော့မှကျမတို့နောက်ဆုံးဒီ ending ရောက်သွားပြီနော် ending ရောက်သွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ဖြည့်ရှင်းချက်ပေးရမှာ PAS ဆိုတဲ့အတိုင်း problem ရှိမယ် agitate ဆိုတဲ့အလဲမှာရှင်းပြရတဲ့အရာရှိမယ်ပို့ပြီးတော့ဇာညွှန်းကြွအောင်လုပ်တဲ့အရာရှိမယ်နောက်ဆုံးပိုင်းကကြတော့ solution ဆိုတဲ့ဖြည့်ရှင်းချက်ဆိုတော့ကျမဥမာဒီဟာကိုသိချင်ရင်ဒီနေ့ webinar ကိုလာ join မှာဆိုပြီးနောက်ဆုံးအနေနဲ့ပိတ်လိုက်တာမျိုးပေါ့နော်အဲ့လိုလုပ်လို့ရတယ်ဒါမှမဟုတ်ရှင်ဒီလို problem ရှိနေတယ်ဆိုလို့ရှိရင်ဒီနောက်ဆုံး ending မှာကျမရဲ့ Maya page မှာဒါတွေထပ်ပြီးတော့ sharing လုပ်ပေးနေပါတယ်ဒါကြောင့်မို့ကျမ page ကို follow လုပ်ပေးပါဆိုရင်ဘာလုပ်မှာလဲဆိုတေချာပေါက် follow လုပ်မှာပဲကျမဘာလို့လဲဆိုသိကျင်တာကိုဥပဒနာဖြည့်ရှင်းတဲ့ကိုသိကျင်တာပေါ့ထပ်ပြီးတော့ဖြည့်ရှင်းရရှိဆိုပူတော်ပြောသေးရဟုတ်တယ်နော်ဆိုတော့အဲ့ဒီတက်ကြောင့်မို့လို့ကျမတင်တဲ့ဒီ TikTok ကပုတ်တင်မှာဆိုလို့ရှိရင်လည်းကျမဒီဗီဒီယိုတင်နေဆိုရင်ဒီနေ့လူတွေသိကြသေးတယ် script အမှားကြီးမျိုးကိုတစ်ခုပြပြမယ်ဆိုပြီးတော့ကျမအနေနဲ့ပြဿနာကိုရင်စားလိုက်တယ်စားပြီးတော့လို့ရှိရင်အဲ့ပြဿနာကိုဖြေရှင်းလိုက်တယ်ဖြေရှင်းပြီးဒီထက်ပိုပြီးသိချင်ကျမကို follow လုပ်ပြီးပါဆို follow လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကအကုန်လုံးတွေ digital marketing လုပ်တွေလည်းအဆင်ပြေတယ်ပေါ့ကိုက content creator ဆိုလို့ရှိရင်လည်းကို sharing လုပ်ပေးချင်တာဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကအဲ့လိုခုဒီရှာ proprietor ဆယ်ဆောင်မိုင်းဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီကလေးတွေလုပ်ထားတဲ့ product ပေါ့နော်အဲ့ဒီ product ကိုအဲ့ product ရဲ့ပြဿနာအရင်ဆုံးစလိုက်ပေါ့ဥပမာကလေးတွေကဆွဲကြိုးလေးတွေလုပ်ပေးထားတာလားဆွဲကြိုးလေးတွေလုပ်ပေးထားရဆိုလို့ရှိရင်ဒီဆွဲကြိုးရဲ့ပြဿနာပေါ့ဆွဲကြိုးမရှိသေးတဲ့ပြဿနာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ဆွဲကြိုးဥပမာတန်ကြီးတက်လေတယ်ပေါ့အဲ့ဒါဘယ်လိုဖြေရှင်းမလဲဆိုပြဿနာကိုကျွန်တော်အရင်ဆုံးစပြီးတော့လို့ရှိရင်အလဲမှာ video content လုပ်မယ်ဆိုရင်အလဲမှာဆိုပြီးဘာပြောမလဲဆိုတော့အဲ့ဖြည့်ရှင်းချက်ကိုကျွန်တော်တို့ဖြည့်ရှင်းပေးမယ်ဖြည့်ရှင်းပြီးရင်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီဆွဲကြိုးလေးတွေကိုလာဝယ်လို့ရပါဒါဆိုပြီးွားရေး secret လေးရနော်အဲ့လောက်ထိလွယ်ပါတယ်ကျွန်တော်တို့ဒီ secret formula လေးကိုသိရပေါ့ okay ဒီတော့ formula တစ်ခုပြပါဆိုတော့နောက် formula လေးကိုလည်းအားလုံးပဲဖတ်ထားစေချင်ပါတယ်ဆိုတော့အကုန်လုံးတေချာလေးလိုက်မှတ်ထားပြီးပါပေါ့နော်ဒါပေမဲ့မှတ်လို့မှတ်မိလိုက်ဘူးဆိုလို့ရှိရင်လည်းမပူပါနဲ့ကျွန်မ slide တွေအကုန်လုံး free ပြန်ပြီးတော့မှာပေါ့နော်ဒီရပြီးွားရင် recording တွေရော slide တွေရောပြီးတော့မှာဆိုတော့ okay ဆိုတော့နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုက AIDA formula လို့ခေါ်ပါတယ်အဲ့ဒီ AIDA formula ကိုအင်္ဂလိပ်စလုံးကြီးရှုပ်တယ်ပြီးလိုက်ပါကျွန်တော်တို့အဓိကဖြည့်ရှင်းချက်ကိုပဲကြည့်ရအောင် AIDA ဆိုတာ intro မှာကျွန်တော်တို့ဘာနဲ့စမလဲဆိုattention အဓိကလူကိုဆွဲဆောင်နိုင်မဲ့လူတွေရဲ့ attention ကဈေးကြီးရယ်နော်အဲ့ဒါတော့တကယ်ပါ attention ကဈေးကြီးရယ်ဆိုတာကလူတွေကဥမာကျွန်တော်တို့ social media ဖုန်းသုံးလိုက်တယ် post တွေကအပြည့်ပဲမကြည့်ကြမှာဆိုအကုန်တက်နေ
အဲ့ဒီတည်းကမှကိုကြည့်ချင်တဲ့အရာကိုကိုကြည့်ကြတာပဲမဟုတ်ဘူးလားအဲ့တော့ကိုကြည့်ချင်တဲ့အရာကိုယ့်ရဲ့ attention ကိုဆွဲဆောင်နိုင်တဲ့အရာပဲနော်အဲ့ဒီတော့အဲ့ဒီ attention ကိုရအောင်ဘယ်လိုလုပ်မလဲနော်အဲ့ဒါကိုကျမတို့ကစဉ်းစားမှာဖြစ်တယ်ဒီတော့ AID formula မှာဥပမာကျမဆိုရင်ဟိုအဲ့ဒီရုံကဆိုရင်ကျမဆိုရင်ဒါစာရေးဆရာတွေကို focus လုပ်တာဖြစ်တော့စာဖတ်တဲ့သူတွေကျမလုပ်တဲ့ video တပုတ်နဲ့ဥပမာပြပြမယ်ကျမဆိုရင်ဒီစာဖတ်တဲ့ audience ကိုကျမ hook လုပ်ချင်တာဒါပေမဲ့ဘယ်လို attention ယူရလဲကျမစဉ်းစားတယ်အဲ့တော့ကျမဘာသုံးလိုက်လဲဆိုတော့စာအုပ်မထုတ်တဲ့စာရေးဆရာအကြောင်းဒီနေ့ပြောပြမယ်ဆိုပြီးကျမလုပ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့မှာစာအုပ်ဖတ်တဲ့သူတွေကစာအုပ်မထုတ်တဲ့စာရေးဆရာဘာလို့လဲပေါ့ကျမပဲဆိုတော့ကျမရှင်းပြလိုက်တယ်ဘာလို့လဲဆိုပြီး video လုံးဝဆိုပြီးရှင်းပြလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဘုတ်ကကျမဒီ TikTok မှာလည်း view 3သိန်းကျော်2သိန်းကြီးပါရသွားတယ်ပေါ့နော်တင်ထားတာကတော့ကျမအရှိလာကမှတင်ထားဆိုတော့ဒါကောင်းတယ်လို့ပဲပြောရမှာပေါ့ဆိုတော့အဲ့လိုပဲကျမတို့ attention ရအောင်ဆွဲဆောင်နိုင်မယ်ဥပမာဆရာဆရာမတို့အနေနဲ့လည်းဒီကလေးတွေလုပ်တဲ့လက်မှုဆိုရင်ဆွဲကြိုးလေးတွေကဆွဲကြိုးလေးကိုကြောင်းမယ်ဆိုလို့ရှိရင်ဆွဲကြိုးဝတ်တဲ့ audience ကိုဆွဲကြိုးဝတ်တဲ့ပရိသတ်ကိုဆွဲဆောင်ခြင်းနဲ့ဆိုရင်ဆွဲကြိုးဝတ်တဲ့ audience ကိုကျမတို့စိတ်လှုပ်ရှားစေမယ့်စကားလေးကိုကျမတို့ရှာအောင်မယ်ပေါ့ဥပမာသူတို့ရဲ့ attention ဆိုလို့ရှိရင်ဒီဆွဲကြိုးဆိုလို့ရှိရင်ဆွဲကြိုးကြီးပျောက်တတ်တဲ့သူလားဒါမှမဟုတ်ရှင်ဆွဲကြိုးတွေခဏလေးနဲ့ဝစ်ပြီးတော့ဟောင်းသွားတဲ့သူကအဲ့လိုပုံစံမျိုးသူတို့ရဲ့စိတ်ဝင်စားမှု point ကိုကျမတို့က attention ကိုရအောင်ပြီးတော့မှကျမတို့ကဆက်ပြီးတော့သွားလို့ရမှာပေါ့နော်ဒီ formula ကတော့အဲ့လိုလေးသွားပါတယ်အဲ့တော့ attention ပြီးပြီဆိုတော့နောက် body မှာပါလဲဆိုရင် interest ဆိုတာဒီမှာလို့ပြန်စိတ်ဝင်စားမှုလူတွေရဲ့ attention ကိုကျမတို့ရပြီးသွားပြီအဲ့ဒီ attention ကိုဆက်ထိန်းထားဖို့ကအရန်ခက်တယ်နော်ထိန်းထားဖို့တပုတ်လုံး3မိနစ်ဗီဒီယိုဆိုလို့ရှိရင်3မိနစ်လုံး attention ထိန်းထားဖို့ကခက်တယ်ကျမတို့10မိနစ်ဆိုလည်း10မိနစ်အစရောက်ခက်တယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီ body မှာလည်းသူတို့ attention မကျသွားအောင်သူတို့စိတ်ဝင်စားမယ့်အရာလေးနဲ့ဆွဲဆောင်ပေးနေရမှာနော်ပြီးလို့ရှိရင်interest ပြီးရင်ကျမတို့ဘာလုပ်လဲဆိုတော့ desire လို့ခေါ်တဲ့လူကျင်စိတ်ဥပမာကျမတို့အစားဗီဒီယိုနဲ့ဥပမာပေးကြည့်ရအောင်ကျမတို့ခောက်ဆွဲ spicy ခောက်ဆွဲကြော်ညာပဲဆိုပါလို့ spicy ခောက်ဆွဲရောင်းတဲ့သူတွေကအရင်ဦးဆိုဒီ spicy ခောက်ဆွဲကိုဥပမာအဆက်ဘယ်လောက်ထိစားနိုင်လို့ရှိရင် free ကျွေးမယ်လို့ပါတော့ attention ကိုရအောင်ထိလိုက်တယ်အဲ့ကြောင့်ဘာဖြစ်လဲဆိုတော့ခောက်ဆွဲကြိုက်တဲ့သူတွေကဟာစားနိုင်တာပေါ့ဒီတော့လေးရများဆိုပြီးတော့စက်ကြည့်ကျင်တယ်စက်ကြည့်ကျင်တာကိုကျမတို့ကအဲ့ free တွေမကောက်ဘူး cheese တွေပါအပို့ပေးအောင်ပါဟာသွားပြီးပို့ပြီးတော့စိတ်ဝင်စားသွားတယ်အဲ့လိုပဲကျမတို့က AID formula မှာ attention ကိုပြီး interest စိတ်ဝင်စားအောင်ဆက်လုပ်ရတယ်ပြီးရင် desire ဆိုလူကျင်စိတ်အဲ့ရအောင်မှာကျမတို့ကတစ်ထောက်ကိုအရင်တော့ကျမတို့1000ရောင်းတယ်ဒါပေမဲ့9000နဲ့ပြီးဝယ်ပြီးတော့လောက်ရှော့ပါတယ်နော်အဲ့လိုတွေးလို့ရတယ်ဒါပေမဲ့အဲ့ဒီဟာတကယ်1000ရောင်းတာလည်းဖြစ်ချင်းဖြစ်မယ်အစားတွေက9000ဖြစ်နေရလည်းဖြစ်ချင်းဖြစ်မယ်နော်ကျမတို့မသိနိုင်ဘူးအဓိကကျမတို့ attention ရအောင်ဆွဲဆောင်နိုင်ဖို့ပဲဒီ AID formula မှာဒီ formula ကကြတော့ဒီသုံးဝင်တယ်ပေါ့နော်noise လေးတစ်ချက်ဝင်နေရနော်အမအခု okay ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ ending ကိုကြည့်ရအောင်ဒီ AID formula ရဲ့ ending ကကြတော့ဘာလဲဆိုတော့ action AID A ဆိုတဲ့အတိုင်း action ဆိုတာကကျွန်မခုန spicy ခောက်ဆွဲဆိုလို့ရှိရင်ဒီ spicy ခောက်ဆွဲကိုဆွဲဆောင်တဲ့သူကို attention ယူတယ်ပြီးရင်အဲ့ဒါကိုမှထပ်ပြီးတော့ဘာတွေပေးရုံမယ်ဆိုပြီးနှလုံးပေးတယ်နောက်ပြီးတော့ရှင်ချက်ချင်းလာဝယ်ခြင်းအောင်ကိုဒါဆိုရင်ကျွန်မအခုပါကျင်တဲ့သူတွေအတွက်ဒီနေ့မှတပတ်ခါရောက်မယ်ပေါ့အဲ့ဒါကြောင့်မလို့ဒီနေ့ချက်ချင်းကျွန်မချက်ပေါက်ကိုထားပြီးပြောပေးပါပေါ့အေးရင်ကျွန်တော်တို့24နာရီစာပြန်တဲ့စနစ်ရှိပါတယ်။ဘာသွားပြီးအဲ့ဒီလုပ်ငန်းတေချာပေါ့အောင်24နာရီအောင်စာပြန်အောင်ပါ။ည3နာရီထားပြီးပို့လဲစာပြန်အောင်ပါနော်။အဲ့လိုလုပ်လို့ရတယ်ပေါ့။အဲ့ဒါတကယ်မရှိဘူးထင်တယ်အဲ့လုပ်ငန်းတွေရှိရ။ဘယ်လိုလုပ်လဲဆိုတော့ AI automation နဲ့လည်းပတ်တဲ့လုပ်ငန်းတွေရှိရ။ AI နဲ့လွှတ်ထားတာသူတို့ကြိုက်တာမေးပါစေ။အဲ့ဒီ AI နဲ့24နာရီလုံးဖြစ်နော်အဲ့လိုလုပ်ငန်းတွေတကယ်ရှိနေပါပြီ။ဒါကြောင့်မလို့ digital marketing ကိုအခုချိန်မှသာမသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးနောက်ကျသွားနိုင်တယ်ကိုက digital product ထုတ်မဲ့သူဆိုလို့ရှိရင်ပေါ့နော်။ဆိုတော့အဲ့ကြောင့်တခါတည်းဒီ AI ကိုပါတွဲပြီးလေ့လာကြဖို့တစ်ခါလေးပြောပြချင်ပါတယ်ဆိုတော့ formula နှစ်ခုပြီးတော့ပါပြီအပေါ်က formula ပြီး AID formula ပြီးတော့ပြီပေါ့နော်ဆိုတော့ဒီ formula ကဘာအတွက်ရှင်းပြနေရလဲဆိုပါလဲမေ့သွားမှာဆိုလို့ပြန်ပြောချင်ပါတယ်အဲ့ဒါကကျွန်တော်တို့ဒီ video content ထုတ်တဲ့အခါမှာ script ဘယ်လိုရေးရမလဲ script formula 3ခုကိုရှင်းပြပေးနေတာပါ okay ဆိုတော့နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကြည့်ရဆို3 second formula လို့မှတ်လို့ရ3 second 3 second formula ဘာလဲဆိုတော့တို့လေဗီဒီယိုတပုတ်လုပ်မယ်ဆိုလို့ရှိရင်ဗီဒီယိုပဲထောက် content ပဲရေးကြည့်ပါအရင်ဆုံးကရေးကြည့်လဲဆိုတော့ပထမအဆုံးစက္ကန့်ပထမဆုံးဖတ်တဲ့အရာရေးကြည့်ရဘာလို့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုကြီးကဘလောက်ပဲကောင်းနေပါစေအရင်ဆုံးစချင်းလာတဲ့ဟာကြီးစိတ်ဝင်စားဖို့ကောင်းမလို့ဆိုကျွန်တော်တို့ကြည့်မှာမဟုတ်ဘူးเนาะဆိုတော့အဲ့ဒီအရင်ဦးဆုံးစလာမယ့်ဟာကိုစိတ်ဝင်စားဖို့ကောင်းအောင်ကျွန်တော်တို့ကလုပ်ရမယ်3စက္ကန့်စာပေါ့เนาะ3စက္ကန့်စာမှာဒီ3စက္ကန့် formula ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တို့ကစချင်း3စက္ကန့်မှာနေဥပမာကျွန်မဒီနေ့digital marketing အကြောင်းကို10မိနစ်တွင်းပြပြပြီးသွားမယ်ဆိုကြည့်မှာပဲဘာလို့လဲဆိုတော့10မိနစ်တွင်းနဲ့ဒီအကြောင်းရှည်ကိုသိရမှာလေကိုသိချင်တာတွေကို
ကိုဒီနေ့24နာရီတုန်းချုံနေခဲ့တာ10မိနစ်လေးပေးလိုက်ရင်လည်းကိုသိချင်တာသိရမှာဆိုဒါတခြားတော့ကြည့်မှာပဲနော်ဒါကြောင့်မလို့ကျမတို့တခုတင်ဆက်ချင်တယ်ဆိုရင်10မိနစ်တွင်းပြောပြရမယ်လို့ဒါမှမဟုတ်2မိနစ်တွင်းပြောပြမယ်လို့အဲ့လိုသုံးလို့ရတယ်နော်အဲ့ဒါလေးကဒီ formula ရဲ့အားသာချက်လေးနော်ဒီ2 second formula ရဲ့အားသာချက်โอเคနောက်တစ်ခုကြည့်ပြီဒီ intro ကတော့ပြောပြီးသွားပြီ body ကိုကြည့်အောင် body ဆိုရင်ဘာပြောမလဲဆိုတော့ okay body body ပြောမယ်ပြောကြောင်းရတယ်အဓိက main point တွေကိုပဲ10မိနစ်အတွင်းမှာကျမတို့ဒီစာပေါက်ပြောရပါမယ်ဆိုတော့အဲ့ဒါကလွယ်မလို့နဲ့အရန်ခတ်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ကြဲပြန့်လာတဲ့ဒီစာတွေအကုန်လုံးထဲမှာကိုကဒူစိတ်ဝင်စားမှတင်တဲ့စကားလုံးတွေရွေးပြီးပြောရဆိုအရန်ခတ်တယ်နော်အဲ့ပညာသားလည်းပါပါတယ်ဒါကြောင့်မလို့ script writing ကိုဒီ video content ကိုသိချာလုံးမဲ့ဒါလေးကိုလေ့လာထားသင့်ပါတယ် script writing နဲ့ပတ်သက်ပြီးတော့ပေါ့နော် okay ဆိုတော့အချက်လက်တွေကိုတာမန်တိုင်းမပြောဘဲနေကျမတို့ရှင်းပြတဲ့နေရာမှာဥပမာဆိုကျမအခုပြောမယ်ဆိုရင်ကျမ digital marketing သင်နေရပါနဲ့ပါစာနောက်က digital marketing ကိုသင်ကြပါတယ်။ဒါကြောင့်မလို့ကျမဒီနေ့လည်းသင်ပါဒါဆိုဘယ်သူမှနားထောင်မှာမဟုတ်တော့ဘူးเนาะအဲဒါကြောင့်မလို့ကိုပြောချင်တယ်ဆိုလို့ရှိရင်စိတ်ဝင်စားဖို့ကောင်းဥပမာလေးနဲ့ပြောဒါဆိုကျမဆိုရင်ဥပမာကျမအထက်ရောင်းနေတယ်လုပ်လိုက်တာပဲပြီးရင်စက်ကြိုးရောင်းနေဆရာမကြီးလည်းလုပ်လိုက်တာပဲကျမဆိုဥပမာအများကြီးနဲ့ပုံပြောနေတာပေါ့ဒါကြောင့်မလို့ကိုကပြောပြချင်တယ်ဆိုရင်ဥပမာလေးတွေစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေနဲ့ခိုင်းပြီးပြောပါအချက်လက်တွေဘယ်သူမှနားမထောင်ကြတာပါဘူးအချက်လက်တွေနားထောင်ကြတယ်ဆိုရင်တို့ပြင်းလို့တော့မှ AI မှာတော့ပြီးမိကြတာမဟုတ်ဘူးလား1800တော့ဘာဖြစ်ခဲ့လဲဆိုပြီးတော့မိကြတာပေါ့နော်ဒါကြောင့်မလို့ပြောချင်တယ်ဆိုဥပမာလေးနဲ့ခိုင်းပြီးပြောကြဖို့အားလုံးကိုပြောချင်ပါတယ်โอเคနောက်ဆုံး ending ကိုကြည့်အောင် ending မှာဆိုလို့ရှိရင်တို့နားလည်သွားတဲ့အချက်လက်တွေဆိုတာကကျွန်တော်ခုန digital marketing အကြောင်းကိုကျွန်တော်10မိနစ်တွင်းပြပြမယ်ဆိုပြီးအထူးမှာလုပ်လိုက်တယ်ပြီးတော့ကျွန်မအလင်းမှာရှင်းပြလိုက်တယ်ပေါ့ဥပမာကျွန်တော် digital marketing ဆိုတာဘယ်လိုဖြစ်တယ်ဆိုတော့ရှင်းပြလိုက်တယ်ရှင်းပြပြီးတော့လူတွေကဘာဖြစ်သွားလဲဆိုတော့အော်နားလည်သွား body မှာနားလည်ပါအဲ့လိုနားလည်ပြီးသွားတဲ့ဟာကိုကျွန်တော်တို့က action ဖြစ်ရအောင်ကျွန်တော်တို့ပြောင်းအောင်ဘယ်လိုမျိုးလဲဆိုတော့ဥပမာဒီဟာဆိုလို့ရှိရင်တင်ယူပြီးတာနဲ့မှ digital marketing ကိုကနားလည်သွားတာနဲ့ချက်ချင်းလုပ်လို့ရမယ့်အရာတစ်ခုပေးလိုက်တာတော့ဥပမာကျွန်မဒါဆိုလို့ရှိရင်ဆရာမတို့ကိုဒီနေ့ကြွလာတဲ့အကိုမတို့ကိုဒီတက်တဲ့ကိုမတို့ကို digital marketing ကြောင်းရှင်းပြတယ်ရှင်းပြရုံနဲ့ကျွန်မမထားခဲ့ဘာလို့လဲဆိုတော့ကျွန်မဒီ template တွေပါ free ပေးလိုက်တယ်ကိုယ်တိုင်အသုံးချလို့ရအောင်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ product ရောင်းမယ်ဆိုလဲဆွဲကြိုးရောင်းမဲ့သူလား okay ဆွဲကြိုးတွေကျွန်တော်တို့ရောင်းလို့ဒီမှာဝယ်လို့ရတယ်လို့ပြောပြီးပါပြီရှင်းပြပြီးပါပြီပြီးသွားလို့ရှိရင်ဘာလို့လဲတန်းပြီးတော့ဥမာလက်ဆောင်ပေးလိုက်တာတို့ဒါမှမဟုတ်ရှင်ကျွန်တော်တို့ကဝယ်မဲ့နေရာကိုပြလိုက်တာတို့နော်အဲ့လိုမျိုးကျွန်တော်တို့နောက်ဆုံးမှာကိုကသဘောကျရည်ဆိုရင်တောင်မှဘာဆက်လုပ်ရမလဲမသိရင်အဲ့ဒါအလက်ဟတ်တက်ပဲနော်အဲ့ဒါအများကြီးမှားတဲ့သူရှိအခု creator တွေရောဒီလုပ်ငန်းရှင်တွေလုပ်တဲ့သူရောဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကျွန်မဆို hotel log က fancy ရောင်းတဲ့ page လေးတွေ့ရပေါ့နော် fancy ရောင်းတဲ့ page လေးတွေပါအဲ့မှာသူကcontent လည်းကောင်းပါတယ်တေချာလေးလုပ်ပေးထားတယ်ဒါပေမဲ့နောက်ဆုံးမှာဘာလဲဆိုတော့ဗမာဝယ်လို့ရမယ်ဆိုတဲ့နေရာမထည့်ခဲ့အဲ့တော့ကျွန်မကဒီwebsite ပဲသွားအောင်မှာလား messenger ပဲသွားအောင်မှာလားမဟုတ်အပြင်မှာသဲဆိုင်ရှိရလို့ပြောဒါပေမဲ့ဆိုင်လိပ်စာလည်းမပေးထားဘူးအဲ့တော့ကျွန်မဘာလုပ်အောင်မှာလဲမသိချင်ပါဝယ်သူနေရတယ်အဲ့လိုလေးစဉ်းစားကြည့်ပါနော်ဒါကြောင့်မလို့ကျွန်တော်တို့ကနောက်ဆုံးမှာဘာလုပ်ရမလဲဆိုတဲ့ဟာလေးပဲလမ်းညွှန်ပေးခဲ့ပါလို့ပြောချင်ပါတယ်ကဲဒါကတော့ပြန်ထုတ်ရမယ်ဆိုရင်ကျွန်မခုပြောပြခဲ့တဲ့ formula တွေကကျွန်တော်တို့လုပ်ငန်း digital marketing လုပ်မယ်ဆိုလို့ရှိရင် social media မှာ video content တင်မယ်ဆိုရင်ဒီဟာတွေကဆိုတော့ script ရေးတဲ့နေရာမှာလိုအပ်ပါတယ်လို့ပြောချင်ပါတယ်เนาะဒါလေးကပြန်ချုပ်ပြီးတာပါ okay ဒါပြန်ဆက်ရအောင်အားလုံးပဲရှင်းမယ်လို့ထင်ပါတယ်ရှင်းကြရမလား okay ဟုတ်ပြီ okay ဆိုတော့ကျွန်တော်ကခုနဒီနေရာထိ okay ဆိုတော့ဒါလေးတစ်ချက် present ပြောင်းပြီးရှင်းလဲကျွန်တော်တို့ဘာမှစိတ်ပူစားတော့မလိုပါဘူးဘာလို့လဲဆိုတော့ပြီးရင်ကျွန်တော်တို့လေးကုန်းမိတဲ့အချိန်လေးလည်းရှိအောင်မယ်နောက်ပြီးရင်ကျွန်မရဲ့ဒီမှာ website link လေးလည်းကျွန်မပေးလိုက်မယ်ပေါ့နော်ဒီဟာ website link လေးပေးလိုက်မယ်ဆိုတော့အဲ့မှာကျွန်မတို့ဆက်သွယ်လို့ရတယ်ပေါ့ Telegram တွေဘာတွေလေးလို့ချပါတယ်နောက်ပြီးတော့ခုန template တွေကကျွန်မတို့ဒါ free ပေးတာဆိုတော့အားလုံးပဲအသုံးပြုလို့ရတယ်နော်အသုံးပြုလို့ရတယ် free အသုံးပြုလို့ရတယ်ဒါအပြင်ကျွန်မအဲ့ဒါက free ပဲရှိသေးတယ်ကျွန်မရဲ့ဒီရောင်းတဲ့ template တွေလည်းတက်ရှိပါသေးတယ်အဲ့ဒီ template မှာဆိုရင်ဒီလို form လောက်မှ10ခုလောက်ကိုကျွန်မသိချာလေးလုပ်ပေးထားတယ်ရှင်းပြချက်တွေကိုလည်းကျွန်မပို့ပြီးစုံနေနဲ့ဥပမာနဲ့ရှင်းပြပေးထားတာရှိပါတယ်အဲ့ဒီ template တွေကိုဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ပေါ့နော်ကျွန်မ website link လေးပေးထားပါမယ်ကိုဗစ်တနေ့ကောကဒီ meeting ကနေပြီးတော့ကျွန်မစီတာဝယ်မယ်ဆိုလို့ရှိရင် 5% discount နဲ့ပြီးမှဆိုတော့အကုန်လုံးနဲ့အဆင်ပြေမဲ့အမှောင်လေးထားပြီးထားပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီတော့ဆက်ရအောင်ကျွန်တော်တို့ဒီ script writing ပြီးသွားရဆိုတော့ဘာလဲဆိုတော့ video editing video editing ကိုကျွန်မပြောပြမယ်မလိုဘူးလို့ထင်တဲ့သူတွေဒီထဲမှာရှိပါရှိရဆို reason လေးထောင်ပြီးပါ video editing ကိုမလိုတက်ဆရာတော့မလိုပါဘူးကွာငှားလိုက်ရင်ရပါတယ် video လုပ်မယ်ဆိုရင်ရှိတာ
ရှိတယ်တယောက်ရှိပါကျမနဲ့တူတဲ့တယောက်တော့တွေ့ပြီပေါ့နော်ကျမလည်းအဲ့လိုပဲ video editing ကိုက script writer လေးဘာလို့ video editing လုပ်မှာလဲပေါ့အဲ့လိုတွေးရပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့လိုပါတယ်တခြားပေါက်ပြန်လိုပါတယ် video edit မဲ့သူမရှိတာဖြစ်နောက်မလို့ရှင်ကိုဥမာကိုစီမှာ idea တစ်ခုရလာချက်ချင်းညာ range idea ရလာည9နာရီ10နာရီလောက်မှာဆိုပါတော့ဒါပေမဲ့အဲ့ဒါကျွန်တော်ချက်ချင်း video ရိုက်ပြီးတင်ချင်တယ်ဒါပေမဲ့ကိုကမ edit တတ်ဘူးဆိုရင်ဘယ်လိုလုပ်မလဲ video editor လည်းမအောင်ဆိုပြီးတော့အဲ့ဒါကြီးအများကြီးကြုံရပါတယ်ကျွန်မအရင်တုန်းကဆိုရင်ဒါခုနပြောလို့ပဲဒီလုပ်ငန်းတစ်ခုမှလုပ်ခဲ့ပေါ့နော် startup တစ်ခုမှလုပ်တော့မှအဲ့ဒီမှာတော့ကျွန်မက separate writer နေရာကပဲဆိုတော့ဘာမှ editing မလုပ်ဘူး editor ကိုကျွန်တော်တို့ငှားလိုက်ရုံပဲပြောလိုက်ရုံပဲပေါ့နော်အကိုဒါလေးလုပ်ပြီးပါအောင်ပေါ့ဒါပေမဲ့ကိုပိုင် business လုပ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုကိုပိုင်တက်မှရလာနော်အဲ့ဒါကဆိုတော့အခုဇိုင်းရဲ့သူတွေလည်းကိုပိုင် product ထုတ်ချင်တဲ့သူတွေအများကြီးပါတယ်ဆိုတော့ကျွန်မသိတယ်အဲ့လိုဆိုကျွန်မကိုဒီ TikTok ကနေကောလာပြီးပြောကြရပါတော့ digital product ထုတ်တဲ့အခါမှာထိရအောင်ထုတ်ချင်ပါတယ်လို့ပြောထားဆိုတော့ဒီအဲ့ဒီအကူမကြီးအတွက်လည်းရှိရပါတယ် product ထုတ်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ editing ကိုနည်းနည်းပါးပါးလေးဖြစ်တက်အောင်လုပ်ပေးပါပေါ့နော်ဆိုတော့အဲ့ဒါပို့ပြီးတော့ကိုယ့်အတွက်အဆင်ပြေစေရ Okay video editing ကိုကျွန်တော်တို့ဘယ်ကနေစလုပ်ရမလဲဆိုပြီးတော့စဉ်းစားမယ်ဆိုရင်ကျွန်မလည်း beginner ဖြစ်နေတယ်ဆိုတော့ beginner ချင်းအကြံပေးရဲ့ပုံစံတော့ဖြစ်သွားမှာပေါ့နော်ဆိုတော့ CapCut ကအရန်သုံးဝင်ပါတယ်ရှင်မဆိုရင်တော့ CapCut ပဲသုံးနော်CapCut ကိုမှဒီ premium ဝယ်လိုက်တယ်ဆိုလို့ရှိရင်ဒီ logo တွေမပါတော့ဘူး premium ကိုဝယ်ပြီးတော့ဒီချာလေးရှောက်ပြီးတော့လုပ်ကြည့်ကြပါပေါ့နော်အဲ့ဒါပြောချင်တယ်ကိုမတက်ဘူးဆိုလည်းဒီ free သင်တန်းတွေရှိတယ်ဒါမှမဟုတ်ကိုပတ်စံပေးတက်ချင်တယ်ဆိုလည်းရတာပဲနော်ပြီးရင် YouTube video တွေရှိတာပဲအဓိကကိုစိတ်ပါတက်ချင်တဲ့စိတ်ရှိရင်ကျွန်တော်တို့ဘာမှမဖြစ်ပါတယ်ပေါ့နော် Okay ဒီတော့ကျွန်တော်ဒီအခုပြောသွားတာကဒီ video content ကို page မှာတင်မယ်ဆိုလို့ရှိရင်လုပ်လို့ရရပြောသွားတယ်မျိုးစောကျွန်တော်ဘာလို့မဆို video content တင် shoot မျက်နှာပြချင်တဲ့သူတွေက video shooting ရရမယ်ပြချင်မဲ့အတန်ပဲပါချင် voice over အတန်ပဲတွင်ရမယ်နောက်ပြီးရင် script writing ကကြတော့ကျွန်တော်ပြောမယ့်အကြောင်းအရာတွေခြာရေးရနံပါတ်၄ချက်ကအဲ့ဒီ video လေးရိုက်ပြီးသွားပြီအမ script ရေးပြီးသွားပြီ script ရေးပြီးသွားပြီ video လေးရိုက်ပြီးသွားပြီဆိုရင်အဲ့ဒီရလာတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့ edit ရကိုမလိုချင်တဲ့အပိုင်းတွေဖြတ်ဖို့နော်နောက်ဆုံးကကြတော့ဒါအရေးကြီးပါတယ် hosting time မှာနောက်ဆုံးကျွန်တော်တို့ video တင်တဲ့အချိန်မှာ video တင်တာကကျွန်တော်တို့ကိုတင်ချင်တိုင်းတင်ရင်အဲ့ဒီလုပ်ငန်းကအောင်မြင်ဖို့အရန်ခက်ခဲတယ်ပိတ်တာပဲဖြစ်ဖြစ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ video တင်နေဆိုရင်လူတွေ edit တာအများဆုံးအချိန်ဆိုတာရှိတယ်လူတွေ online ပေါ်မှာမရှိတဲ့အချိန်ဆိုတာရှိတယ်ဥပမာဆိုကျွန်တော်တို့ဒီသကြံတွင်းဆိုပါဆိုသကြံရေကစားနေတဲ့အချိန် online မှာ edit တွေနေပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ချိန်မှာဘယ်သူတွေ edit လဲဆိုတော့အိမ်တွင်းအောင်တဲ့သူတွေ edit တာများပါဆိုတော့အဲ့ဒီမှာကျွန်တော်တို့ product ကအိမ်တွင်းအောင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးထုတ်တဲ့ product ဆိုလို့ရှိရင်အဲ့ချိန်မှာတင်တဲ့တယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကဘာလဲ EDM ပွဲတွေတွားတဲ့သူတွေလားဒါမှမဟုတ်ရှင်ဟိုရေစောတနက်တွေကျင်ညာကြော်ညာတဲ့ရေစောတနက်တွေရောင်းတဲ့လုပ်ငန်းရှင်လားဒါဆိုတော့ကျွန်တော်အဲ့ချိန်မှာတင်ကျွန်တော်တို့လုပ်ငန်းအရင်ရှုံးနော်အဲ့ဒါလည်းပြောချင်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုယ်လုပ်ငန်းပေါ်မူတည်ပြီးတော့ posting time ကကွာပါတယ်အဲ့တော့တသက်မထဲမရှိပါဘူးအဲ့ posting time ကိုကျွန်မဆိုရင်ဒီလုပ်ငန်းလာအပ်တဲ့သူတွေဆိုမတူတခုဆိုရင် HMB အကြောင်းဆိုရင်အဲ့ HMB ရဲ့အခုကျွန်မလုပ်နေတဲ့လုပ်ငန်းဆို HMB တက်လုပ်ပေးနေရပါသူတို့ဆိုလို့ရှိရင်သူတို့ရဲ့ audience ကအိမ်ဝယ်တဲ့သူတွေမိဝယ်တဲ့သူတွေဆိုလို့လုပ်ငန်းရှင်တွေများမယ်ပြီးလို့ရှိရင်ဒီပတ်စံဘက်ကိုတက်နိုင်တဲ့သူတွေများမယ်ဆိုတော့သူတို့ဘယ်ချိန်မှာဘယ် content ကိုကြိုက်လဲအဲ့ဒါကျွန်တော်တို့ teacher box strategy ဆွဲရတယ်ပေါ့နော်ဆိုတော့အဲ့လိုလုပ်နေတဲ့သူတွေရှိတဲ့အချိန်မှာကျမတို့ကတင်ကျင်တာတင်မယ်ကွာဆိုပြီးလုပ်လိုက်မယ်ဆိုရင်အဲ့ဒီလူတွေရဲ့ post ကိုဘယ်တော့မှထိုးဖောက်မှာမဟုတ်ဘူးနော် teacher လေး strategy နဲ့တွားနေတဲ့ system နဲ့တွားတဲ့သူတွေကရှိပြီးသားအဲ့ဒီလူတွေနဲ့ကိုကပြိုင်ရှင်းမယ်ဆိုလို့ရှိရင်သူတို့လူမျိုးတာရင်သူထက်တာရင်တာမဟုတ်ဘူးသူနဲ့လမ်းမတူတဲ့နည်းနဲ့ကျွန်တော် teacher ဘောက်တွားမှာပေါ့နော်ဆိုတော့အဲ့ဒါလေးတခါလေးပြောချင်ပါတယ် okay ဆိုတော့ဒါကကြတော့ video content ထုတ်မဲ့သူတွေအတွက်အရေးကြီးတဲ့၅ချက်ပါပေါ့နော်ဆိုတော့အားလုံးလည်းရှင်းမယ်လို့ထင်ပါတယ်ကျွန်မနောက် slide လေးတစ်ခုရှင်းပြပေးချင်ပါ okay ဒါကတော့ကျွန်တော်နောက်ဆုံးဖြစ်မယ်ထင်နောက်ဆုံး slide အဲ့ဒါကဘာလဲဆိုတော့ပြန်ချုံးရမယ်ဆိုရင်ဒီ social media marketing digital marketing မှာမှာကျွန်တော်၄ခုထပ်ခွဲတယ်အဲ့ဒီမှာကျွန်တော်ခုရှင်းပြနေရကအားလုံးမြန်မာပြည်မှာအသုံးများဆုံးဖြစ်တယ်အားလုံးနဲ့သုံးကြတယ် social media marketing ကိုကျွန်တော်ပြပြနေတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်၃ချက်ထပ်ခွဲပါတယ် content နဲ့ copy ကိုစာနဲ့ပုံနဲ့တင်တဲ့အကြောင်းရယ်နောက်ပြီးရင်နောက်တစ်ခုက video content တွေတင်တဲ့အခါ script တွေရေးတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းရယ်ခုနောက်ဆုံး boosting run တဲ့အကြောင်းကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်အဲ့တော့ boosting run ကကောင်းလားမကောင်းလားဆိုပြီးတော့တွေးဝင်နေတဲ့သူတွေရှိ boosting run ကို page ကိုထိမှာလားဗါအဲ့လိုမျိုးတွေးနေတဲ့သူတွေရှိအဲ့တော့ကျွန်မအတွေ့အကြုံလေးကိုရှင်းပြတာအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ boosting run ကဘယ်အချိန်မှလိုအပ်တာလဲဆိုတာကိုကျွန်မရှင်းပြပေးခြင်းတယ်ပေါ့နော်ဆိုတော့ boosting run တဲ့အချိန်ကကျွန်မတို့ဒီ Facebook တွေနောက်ပိုင်းမှာရန်ကုန်မှာ platform ကအရင်ကျက်လာတာပါတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် content တင်လိုက်တယ် follower ကကျွန်မဆိုရင် Facebook မှာကျွန်မ follower ရန်နေတယ်မနာဘူး follower ရန်နေ900ကျော်ပဲရှိတယ်
TikTok မှာ1000ကျော်ရှိရယ်ဆိုတော့အရန်กว่าနေရပေါ့နော် follower ဆိုတော့အဲ့အချိန်မှာကျမတို့အဲ့ Facebook က follower 900လုံးကိုကျမရဲ့တင်လိုက်တဲ့ post ကမရောက်နေအဲ့ဒါကျမပြဿနာဖြစ်ကျမ post တစ်ခုတင်လိုက်တယ်ဒါပေမဲ့ follower 900လုံးကျမ post ကမရောက်ဘူးလုံဆုံးရောက်20 30နဲ့ကြားပဲရောက်တယ်အဲ့ဘာလို့လဲဆိုကျမတို့အမှားမဟုတ်ဘူးနော်ကျမတို့အမှားမဟုတ်ဘူးအဲ့ဒီ matter ကိုကတက် view ချထားတာဘာလို့ view ချလဲဆိုတော့ boosting run ရင် matter ကိုပတ်စံပေးရတယ်ကျမတို့ Facebook ကိုပတ်စံပေးရအဲ့ပတ်စံသူတို့ရမှာလေနော်အဲ့ဒါကြောင့်မို့ချတာအဲ့ဒီတော့ကျမတို့ကကိုကကျွန်တော်ကပြောတဲ့ဒီဆက်ဆံမတွေဥပမာပြလိုက်ပါမယ်ဆရာမတို့ကဒီကလေးတွေလောက်ထားတဲ့ product လေးတွေလက်မှုနဲ့လောက်ထားတဲ့ဥပမာဆွဲကြိုးလေးပဲဆိုပါတော့ဆွဲကြိုးပဲကျွန်တော်ဥပမာပေးခြင်းနဲ့ဆွဲကြိုးလေးပဲတော့ရောင်းမယ်ပေါ့နော်ဆရာမတို့ရောင်းမယ်ဆိုရင်ဆရာမတို့အနေနဲ့ဒီခုနပြောသလို၃ချက်ကိုကျွန်မ social media marketing ၃ချက်ကိုပြန်စဉ်းစားရတယ်ဒီ content တွေတင်တယ်ဆရာမတို့ဒီမှာကလေးတွေ project လေး face တွေလောက်ထားတယ်ဆွဲကြိုးလေးရောင်းပါပြီပေါ့ကျွန်တော်ဒီ post လေးတင်တယ် graphic လေးဆွဲတယ်ဒီစာလေးတင်တယ်အဲ့ဒါနဲ့မကောက်ဘူးဆရာမတို့ဖုန်းကလေးတွေလုံနေတဲ့ဟာလေးတွေပါဗီဒီယိုရိုက်ပြီးတော့တင်ဆက်ချင်တယ်ဆိုရင်ကျမတို့ဗီဒီယို content ဖြစ်သွားနော်ဗီဒီယို content မှာဆရာမတို့ separate အနေနဲ့ဒီရေးမယ်ဆိုရင်အကုန်လုံးရေးမရေးလိုက်ချရတယ်အဓိကအမှကလေးတွေဆွဲကြိုးလုံနေတဲ့ပုံလေးတွေပါမယ်โอเคအဲ့ဒါကိုဆရာမတို့လုပ်ချရေးပြီးတော့ရှင်ကလေးတွေပြုံးနေတဲ့ပုံလေးပါမယ်ဆိုပြီးအဲ့ဒါတွေလုပ်ချရေးပြီးအဲ့ဒါတွေအကုန်လုံးပါအောင်ကျမတို့ဗီဒီယိုလေးရိုက်ဒါပြီးကျမတို့က edit ဟိုမှာကလေးဟိုချော်လဲွားတဲ့ပါဟာတွေအဲ့လိုပါမယ်ဆိုလို့ရှိရင်ကျမတို့ဒါဖြတ်ရမှာပေါ့နော်ကလေးတွေမကောင်းတဲ့ဟာလေးပါသွားမယ်ဆိုရင်အဲ့ဒါလေးဖြတ်ပြီးရင်ကျမတို့အဓိကလိုအပ်တာ edit ပြီးကျမတို့က posting time နေကျမတို့တင်ကြမယ် okay ကိုယ့်ရဲ့ audience ကဘယ်ချိန်မှာ edit ဖြစ်လဲအဲ့ဒီ edit ဖြစ်တဲ့အချိန်ကိုကျမတို့ review တင်ကြမယ်နော်တင်ပြီးသွားတဲ့အခါမှာကျမခုနပြောလို့ပဲအဲ့ဒီခါကိုဘယ်လောက်စူးစမ်းထားကို audience 900လုံးရှိ900လုံးစီအဲ့ဒါမရောက်နိုင်အဲ့ဒီအတွက်ကျမတို့ကရောက်အောင်လို့ဘယ်လိုလုပ်ကြမလဲရောက်အောင်ဆိုကျမတို့ boosting ထိုးရတယ် boosting run ရတယ်ပေါ့နော် boosting run တဲ့အချိန်မှာကျမတို့ဒေါ်လာတွေကတော့300ပတ်စံတက်နိုင်တော့ရတယ်ပေါ့ပတ်စံလည်းမတက်နိုင်လို့ဆိုရင်လည်းကျမတို့ခုနပြောတဲ့ဒီ content တွေတင်တာဗီဒီယိုတွေတင်တာကောင်းလုပ်ပြီးရင်တော့ကျမတို့ဒါပတ်စံလည်း Twitter ရတယ်ကို content ကနေပြီးတော့ပုံမှန်လေးတင်သွားမယ်ဆိုရင်ကို audience ကို organic ဖြစ်တဲ့ audience တွေရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးကျမဆိုရင်ကျမလုပ်ခဲ့တဲ့ strategy ကိုကျမရှင်းပြပေးခြင်းတယ်ပေါ့နော်ကျမရဲ့ page ကပုံမှန်ဆို secret writing အကြောင်းတွေတင်တယ်စာတွေတင်တယ်ဗီဒီယိုတွေတင်တယ် knowledge sharing တွေတင်တယ်ပုံလုပ်တယ်ဒါပေမဲ့ကျမဘာဖြစ်လဲဆိုတော့ဟိုကျမအရှိကအလုပ်ကနေပြီးကျမဒီအလုပ်ထွက်လိုက်တယ်ပေါ့နော် senior နေရာနေထွက်လိုက်ပြီးတော့ကျမကိုလုပ်ငန်းကိုစားဖို့ဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်တာကျမတစ်လတော့မပြည့်သေးဘူးတစ်လတော့မပြည့်သေးဘူးအဲ့ဒီအချိန်မှာကျမကြုံရတဲ့ဟာဆိုလို့ရှိရင်ဟို new experience ဖြစ်နေတာဘာလို့လဲဆိုတော့အခုအရှိရလောကမှာအခုမှထွက်လိုက်တာ哦ထွက်လာဆိုတော့အော်ဒါတွေပါလောက်ရပါလားဖြစ်ကုန်တာ哦အဲ့ချိန်တော့ဗာသိလိုက်လဲဆိုတော့ကျမရဲ့ဗီဒီယိုတွေက knowledge sharing ဗီဒီယိုတွေကောင်းတယ်ဒါပေမဲ့အကုန်လုံးစီမရောက်ဘူးဆိုတော့ဘာမှဖြစ်သေးဘူးဒါပေမဲ့ကျမကဘာလို့လဲဆိုတော့အခုလိုမျိုးဒီ webinar ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့ကဒီကိုလုပ်လိုက်တဲ့ product webinar ဆိုတာ product နဲ့ဥပမာပေးရအောင် product ဆိုကျမစမယ်ဒီ separate template တွေကျမရောင်းတယ်စရောင်းတယ်အဲ့တော့ video နဲ့ပါရောင်းတာဒီ formula တွေကိုဒါဝယ်လို့ရပါတယ်ဆိုပြီးလုပ်ရှင်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ view ကကိုရောက်ချင်တော့ရောက်မနေဘူးဒါပေမဲ့ကျမတို့ကဘာလုပ်လိုက်လဲဆိုအမှ boosting run လိုက် boosting run တဲ့အချိန်မှာကျမတို့ follower 900ထက်ပိုပြီးရောက်သွားတယ်နော်ဟိုအဲ့ခါကျရင် meta ကသဘောကောင်းတော့အကုန်လိုက်ပြပေးရပေါ့ဆိုတော့ကိုထုတ်မဲ့ product ကလူများစီရောက်မှကိုက profit ရမယ်money ပတ်စံရမယ်အမြဲရမယ်ဆိုရင်တော့ boosting run တင်တယ်အဲ့လို run ပါလို့ပြောချင်တယ်ပေါ့နော်အဲ့လို run တဲ့ခါမှာကိုစိတ်ချရတဲ့ဒီ media buyer တွေနဲ့ run တာလည်းကောင်းပါတယ်ပေါ့နော်အဲ့ဒါလေးပဲတစ်ခါလေးပြောချင်ပါတယ် okay အဲ့လို boosting run တဲ့ခါမှာကျမတို့ကခုနပြောခဲ့သလိုပဲအဓိကရည်ရွယ်ချက်သိဖို့ရမယ်ကိုက run တော့ run လိုက်တယ်ဒါပေမဲ့ဘာလို့ချင်တာလဲဆိုရင်မသိနေကျမတို့ဒါ run လဲပတ်စံကုန်တာပဲဖြစ်ဖတ်တင်ပါပေါ့ဒါကြောင့်မလို့ကျမတို့ကကိုလုပ်တဲ့ product ကိုရောင်းအထောင်ထွက်စေချင်တာလားဒါမှမဟုတ်ရှင်ကို page ကို follow လုပ်တာများစေချင်တာလားအဲ့ဒီရွေးချက်ကိုသိပြီးတော့ run တင်ပါတယ်အဲ့လို run ပြီးပါပြီဆိုလို့ရှိရင်ဘာလို့လဲဆိုတော့ break that ဥတီရဲ့ break that target audience ပေါ့အင်္ဂလိပ်လိုပြောဥတီရဲ့ break that ဥမာကျမကဥမာဒီ digital marketing အကြောင်းကိုကျမကနေပြီးတော့ sharing လုပ်ပေးရဆိုလို့ရှိရင်ကျမရဲ့ audience ကဘာလဲဆိုတော့ digital marketing အကြောင်းသိချင်တဲ့သူတွေကကျမရဲ့ break that ပဲဆိုတော့အဲ့ break that စီရောက်အောင်ကျမရဲ့ post ကိုကျမပို့ပေးရတယ်နော်အဲ့ဒါက boosting run တဲ့ခါမှာအဲ့ချက်ကိုရွေးရတယ်နောက်ဆုံးတစ်ခုကကျတော့ quality content ဆိုတာကကျမတို့ဘလောက်ပဲ boosting တွေ run ပါစေဘလောက်ပဲပတ်စံတွေသုံးပါစေကိုယ့်ရဲ့လုပ်ထားတဲ့ content ကိုက video ပဲဖြစ်ဖြစ်ပုံနဲ့စာပဲဖြစ်ဖြစ်ကကောင်းမနေဘူးဆိုလို့ရှိရင်ကျမတို့ထိရောက်မှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ကျမတို့ဒီ quality ကောင်းအောင်လုပ်ဖို့အရေးကြီးပါတယ်အဲ့လို quality ကကောင်းမှု quality content ဆိုတာဘာကိုပြောတာလဲဆိုတော့စာဆိုလို့ရှိရင် content ဆိုရင်ထိရောက်တဲ့စာဖြစ်ရနော်လူတွေကလူတွေကိုဘူးတုဒရစေခြင်းနဲ့ဆိုရင်ဘူးတုဒရစေရဲ့ feeling အပြည့်ပေးနိုင်ရမယ်။ဒါမှမဟုတ်ကိုကလူတွေကိုဝယ်စေခြင်းနဲ့ဆိုရင်ဝယ်ခြင်းနဲ့ခံစားချက်အပြည့်ပေးနိုင်ရမယ်။အဲ့ဆိုထိရောက်တယ်လို့ပြောလို့ရတယ်နော်။
ပုံနဲ့အဲ့လိုပဲပုံလေးပါကျွန်တော်တို့ graphic နဲ့တွဲမယ်ဆိုလို့ရှိရင်လည်းကိုဆွဲလိုက်တဲ့ graphic design ကကြည့်လိုက်တာနဲ့လူကဆွဲဆောင်မှုရှိရဆိုရင်ဒါထိရောက်တယ်ပြောလို့အဲ့လိုပဲတွက်ပါနော်ဗီဒီယိုဆိုလို့ရှိရင်လည်းအဲ့လိုပဲဗီဒီယိုမှာတစ်ခုပြောပြမယ်ကျွန်တော်ဗီဒီယိုကိုပြီးဆိုရင်မလုပ်ကြပါဘူးနော်ဘာလို့လဲဆိုတော့ခုနကပြောလို့ပဲ strategy နဲ့သွားနေတဲ့ creator တွေလုပ်ငန်းရှင်တွေကသူတို့ရဲ့ video quality တွေက 4K တွေထိတောင်တင်ပြီးသွားနေတဲ့အချိန်ကိုကလုံးဝမုံမဝါးလေးနဲ့သွားမယ်ဆိုသူတို့ဘယ်လိုမှတိုးနိုင်မှာမဟုတ်နော်အဲ့ဒါလည်းတစ်ခါလေးပြောပြချင်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ quality ကိုလည်းအကောင်းဆုံးလုပ်ပါဒါပေမဲ့အခုမှစမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကျမတို့ပြောတဲ့စကားတစ်ခုရှိတယ်ပေါ့ကို့မှာရှိတဲ့အရာကအခုချိန်စတင်လို့အကောင်းဆုံးအရာဆိုတာပေါ့နော်အဲ့ဒီတော့အခုမှစတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကျမတို့ကလုပ်ချင်တဲ့ရာကိုဖြစ်အောင်လုပ်လိုက်ပါနောက်ပိုင်းကသိချာမှသူ့ကိုရပါလိမ့်မယ်ပေါ့နော်အခုကျမရဲ့ဝေဒနာနားထောင်ပြီးရဲ့အချိန်မှာလည်း channel marketing နဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေတွေးခေါ်ရတယ်တော်တော်လေးရသွားမယ်လို့ထင်တယ်ဒါကြောင့်မို့လို့ဒီတွေးခေါ်ရရသွားပြီဆိုလို့ရှိရင်ကိုယ်တိုင်သိချာပေါက် live လုပ်ကြဖို့ဒါခါလေးပြောချင်ပါတယ်အဲ့လို live လုပ်တဲ့အခါမှာလည်းကျမဒီ video content တွေပါရေးချင်တယ်ဆိုလို့ရှိရင်ကျမရဲ့ free template တွေကိုကြည့်ပြီးတော့ရေးလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျမဒီထက်ပို့ပြီးတော့ formula လိုချင်တယ်ဆိုရင်လည်းကျမစီမံလာပြီးတော့ဒီ template တွေကိုဝေလို့ရပါတယ်အဲ့ဒါအပြင်ကိုကျမအားလုံးသိစေချင်တဲ့နောက်ဆုံးအကြောင်းအရာတစ်ခုနဲ့ပိတ်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျမတို့ post တွေ video တွေကို page ကိုတင်တဲ့အခါမှာ viral ဖြစ်ဖို့ပေါက်သွားဖို့ဆိုတဲ့ဟာကိုအရင်မတွေးပါနဲ့အဓိကပါလဲဆိုထိရောက်ဖို့နော်ပေါက်တာနဲ့ထိရောက်တာမတူကျမတို့တင်လိုက်တဲ့ဟာကပေါက်ခွင့်ရတယ်တင်ခိုင်းတယ်ဒါပေမဲ့ဘာဖြစ်လဲလူ2တန်း3တန်း5တန်းလောက်ထိပေါက်ရင်ပေါက်သွားမှာဒါပေမဲ့အဲ့ဒါဘာတွေ့ရတယ်ပေါက်ခွင့်ရပဲဖြစ်မှာနော်ကိုတင်လိုက်တဲ့ခါက quality ရှိတယ်ဒါပေမဲ့လူ2တန်း3တန်းလောက်တော့မရောက်ဘူး1000လောက်ပဲရောက်တယ်ဆိုရင်အဲ့ဒီ1000ကကိုကိုယုံကြည်မှုအပြည့်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကဘာမှအကျိုးမရှိရတင်လိုက်ဒါပေမဲ့ပေါက်တော့ပေါက်သွားတယ် viral ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါဘာမှအကျိုးမရှိဘူးဆိုရင်သူရဲ့ယုံကြည်မှုကိုလည်းကျမတို့မရအောင်ဒီတိုင်း content ကပေါက်သွားတာအဲ့ဒါပဲဖြစ်သွားမှာနော်ဒါကြောင့်မလို့ကျမဒါကြောင့်ကျမရဲ့ဒီ3နဲ့ပုံမှန်3လေးရှိတဲ့စကားဆိုရင်ဘယ်တော့မှပေါက်အောင်လုပ်ဖို့ viral ဖြစ်ဖို့ဆိုပြီးကျမ3တာအရင်ရှားတယ်ထိရအောင်ဘယ်လိုလုပ်မလဲထိရအောင် script ရေးနီးထိရအောင် posting နီးထိရအောင်လုပ်နီးဆိုပြီးကျမပြောတာပေါ့နော်အဓိက viral ဖြစ်ဖို့အရန်ကိုမှလူသိများဖို့အဓိကမဟုတ်ထိရောက်ဖို့တော့လူနည်းနဲ့ဥမာအယောက်900ရှိရဆိုရင်အဲ့ယောက်900လုံးကကိုယ့်ကိုယုံကြည်ရကိုပြီးမှယုံကြည်ရဆိုတာကျမတို့အောင်နိုင်တာပဲနော်ကို့မှာ follower 1တန်းလောက်ရှိပြီအဲ့1တန်းလုံးကကို့ကိုမကြိုက်နေတဲ့သူတွေဆိုဘာလို့လူရမှာလဲကျမတို့နော်အဲ့ကြောင့်မလို့ကိုကလုပ်ငန်းရှင်ဖြစ် creator ဖြစ်ဖြစ်ဒီ digital marketing ကိုလုပ်မဲ့သူဖြစ်ခုမှကိုယ့်ရဲ့ skill ကိုခုမှ English စာတတ်တယ်ဆိုရင် English skill ပေါ့အဲ့ skill ကို page ထောင်ပြီးတော့အကုန်လုံးချပြချင်တယ်ဖြစ်ဖြစ်ကျမခုပြောခဲ့တယ်ဒီ content နဲ့ copy ရဲ့ video content တင်လာရဲ့ပြီးရင်ဒီနောက်ဆုံး boosting run တာတော့ထားပါအဲ့ဒါတော့ကျမတို့မလိုလဲရှာတယ်ပေါ့ဆိုတော့အဲ့ဒါတွေကိုကျွန်တော်သိထားမယ်ဆိုလို့ရှိရင်ကျမတို့အဲ့ဒီဟာအကောင်းဆုံးအသုံးချလို့ကောင်းတဲ့အခွင့်အရေးပဲပေါ့နော်အဓိကကျွန်တော်ဒီနေ့ share လုပ်ပေးခဲ့တဲ့ session မှာရိုးရှင်းဆုံးနဲ့အထီးရောက်ဆုံးဘယ်လိုလုပ်လဲဆိုတာကိုပြပြပေးခဲ့တာဖြစ်တယ်ပေါ့ဒီတော့okay ဆိုတော့ဒီ slide ကတော့ခုနပြောတဲ့ဟာကိုအနှစ်ချုပ်ပြီးပြန်ပြောတာပေါ့နော်ဆိုတော့မြန်မြန်လေးပြောပြပေးပါမယ်ပထမဆုံးကျွန်တော်တို့ဘာလုပ်တင်လဲဆိုရင်ကျွန်တော်တို့ page ဖွင့်ပါနော် page ဖွင့်မှာကိုကတင်လို့ရမှာကို page ဖွင့်ပါ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖွင့်လိုက်ပါပြီးရင်ဘာလို့လဲဆို content တွေပုံမှန်တင်ပါ content တွေပုံမှန်တင်ရမယ်စာပဲရေးမလားဗီဒီယိုပဲနော် content တင်ပြီဆိုကြတဲ့ဘာဖြစ်လဲဆိုပရိသတ်ကရပရိသတ်ကြပြီဆိုရင် comment တွေလာမဲ့နဲ့သူရှိတယ်အဲ့ခါကျရင်ကျွန်တော်မချေကြပါနဲ့ reply နည်းပြန်နော် reply နည်းပြန်ပြီးပါကိုမြင်လိုက်တာတော့မမြင်လို့ပေါ့နော်ကိုသိရဆိုလို့ရှိရင်ကိုမှကိုကိုလာတိုက်ခိုက်တဲ့သူရှိရဆိုပါဆိုဒီလူကအဲ့လောက်လည်းမသိဘဲနဲ့ဒါပြောနေပါလားဆိုရင်ကျမတို့ကအဲ့ခါကျရင်အဲ့ comment တွေ delete လုပ်မှာလားမလုပ်ပါနဲ့ဘာလို့မလဲဆိုတော့အဲ့ဒါကိုကျမတို့တွေနဲ့ logical ကြကြစဉ်းစား okay तू ကဘယ် point ကိုပြောချင်တာလဲအဲ့လို point တော့ကျမရင်းရင်ကြီးပဲပြန်ဖြေအဲ့ခါကျရင်တို့ကဘာဖြစ်လဲဆိုတော့တို့တွေမကောက်ဘူးတချို့က comment တွေဝင်ဖတ်တဲ့သူတွေရှိတယ်အဲ့ဒါကျမ experience နဲ့သိရတာเนาะအဲ့တခါတည်းလာတိုက်ခိုက်တဲ့သူတွေတိုက်ခိုက်တာပဲဒါပေမဲ့အဲ့တိုက်ခိုက်တဲ့ဟာဘယ်လိုတုံ့ပြန်မလဲဆိုပြီးသိကျင်တဲ့သူကတော့တတ်ရှိတယ်ဆိုတော့အဲ့လိုလူတွေ comment ဝင်ဖတ်လိုက်အဲ့ဒါကျမတို့ကပညာသားပေါ်မှာနေပြောတဲ့အခါမှာသူတို့ကကျမတို့ပို့ပြီးတော့မှ okay तू ကတော့ဒီ creator ကတော့ဒီလို comment တွေကိုဒီလိုပြန်ဖြေနိုင်တယ်ဒါဆို तू ကဉာဏ်ပညာမြင့်တဲ့သူပဲနော် rational thinking ကောင်းတဲ့သူပဲဆိုပြီး creative thinking ကောင်းတဲ့သူပဲဆိုပြီးတော့ပို့ပြီးသဘောကျကြတယ်နော်ဒါကြောင့်မလို့ comment တွေ reply လုပ်တာဒါပေမဲ့တချို့ဘာမှမဆိုင်ပဲအရန်တက်ခိုက်တဲ့သူရှိသူကကြောက်ဘာကြောင့်မှသိကျင်တာမဟုတ်အားနေလို့တိုက်ခိုက်တာလက်မှာဖုံးရှိတိုင်းတိုက်ခိုက်တဲ့အဲ့လိုဘာလို့ဆိုတမ်းပြီး block လိုက်ပါ comment ဖြတ်လိုက်ပြီး block ဖြစ်လုပ်လိုက်ပါနော်အဲ့ဒါတခါပြောချင်ပါတယ်comment မှတ်တဲ့သူတွေမှာလေကိုလူကcomment မှတ်လာတာဒါမှမဟုတ် blind တိုက်ခိုက်တာ blind တိုက်ခိုက်တယ်ဆိုရင်ကျွန်တော်တို့တခါလေ block လိုက်ပါပေါ့နော်အဲ့ဒါအကောင်းဆုံးပါပဲကဲနံပါတ်၄ဆင်းကတော့ကိုက page လည်းတင်ပြီး content လည်းတင်ပြီး comment တွေလည်းပြန်ဖြည့်ပြီးပြီဆိုရင်ဘာလို့မလဲဆိုရင်ကိုက
ကိုပစ္စည်းကိုရောင်းမှာတော့ကို digital product ထုံးမှကျွန်တော်တို့အကုန်လုံးကဝန်းစာရှာနေရတာတကယ်တော့အကုန်လုံးကလေဒီကပတ်စံရှိမှကျွန်တော်တို့နေလို့ထိုင်လို့ရမှာပေါ့နော်အဲ့ဒီပတ်စံရှိဖို့ရှိမှဆိုတော့ကျွန်တော်တို့အဲ့ဒါရှာပတ်စံရှာဖို့မကြောက်ရွံ့ပါနဲ့ကိုတင်လိုက်လို့ဥမာကိုရောင်းတဲ့ပစ္စည်းတင်လိုက်လို့သူကတော့စီးပွားရေးဆန်နေပြီလားဘာညာလည်းကျမစီဝယ်ယူပြောနိုင်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမကဒီခု sharing လုပ်ပေးတဲ့ student ကလည်းကျမတကယ်တည်းအကုန်လုံးကိုသိစေချင်တယ် digital marketing ကိုနောက်ကျနေတဲ့သူတွေဖြစ်စေချင်ပေါ့နော်အဲ့ဒါကြောင့် sharing လုပ်ပေးရဖြစ်ပါတယ်နောက်ပြီးတော့ကျမအခုဒီ Maya page ကိုတေချာပြန် run တာဆိုလို့ရှိရင်ကျမတစ်လပဲရှိသေးတယ်တစ်လတော့မပြည့်သေးဘူးပေါ့နော်ဆိုတော့တစ်လမပြည့်သေးတဲ့အချိန်ဒီမှာအခုလာ join ပေးကြတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ဘာလို့လဲကျမတို့ယုံကြည်ပြီးတေချာပေါက်လာ join ပေးကြတာဆိုတော့ပေါ့နော်ဒါကြောင့်မလို့အကိုတို့မတို့ရဲ့ဒီအားပေးမှုကလည်းကျမတို့အကုန်လုံးကအထောက်ပံ့ဖြစ်ပါတယ်ဒါကြောင့်မလို့ review လေးဖြစ်ပေးတာဖြစ်ဆိုလို့ရှိရင်လည်းကျမရဲ့ရှေ့ဆက်ပြီးတော့လုပ်မဲ့အရာတွေတက်ပို့ပြီးခွန်အားဖြစ်စေပါတယ်တခါလေးပြောချင်ပါတယ်။ Okay ဆိုတော့ကျမဒီ digital marketing ကိုအခြေခံအနေနဲ့ထိရောက်ဆုံးရှင်းပြပေးခဲ့တဲ့အကြောင်းအရာတွေကအားလုံးပဲနားလည်ကြမှာထင်ပါတယ်။ဒီ slide လေးတွေအကုန်လုံးလည်းကျမအကုန်လုံးပြန်ပြီးလိုက်မှာပေါ့နော် recording ပြန်ကြည့်လို့ရပါတယ်။ဟုတ်ကဲ့ပါဆိုတော့နောက်ပြီးလို့ရှိရင်ကျမတွေမကဘူးနောက်ပြီးရင်ကျမတို့ဒီ digital product ကိုဘယ်လိုထုတ်မလဲပေါ့ product ထုတ်ပြီးလို့ရှိရင် marketing ကိုဘယ်လိုပြန်လုပ်မလဲဆိုပြီးတော့ကျမတို့ဒါလေးလည်းသိချင်ကြမှာလို့ထင်တယ်ပေါ့နော်အဲ့ဒီအကြောင်းရင်းလည်းဒီနေ့ရှင်းပြမယ့်အကြောင်းတွေမှာပါပါတယ်အဲ့ဒါကိုကြတော့ကျွန်တော်နောက် speaker တယောက်ရှိပါတယ်နောက် speaker ကိုကကြတော့ဒီသူကိုယ်တိုင်လည်းကမ္ဘာ distribution နဲ့တခြားဒီမဲဘူးတွေရောအကုန်လုံးဒီ distribution တွေအကုန်လုံးမှာ director အနေနဲ့လုပ်နေတဲ့အခုဖြစ်ပါတယ်ဆိုတော့သူရဲ့အတွေ့အကြုံတွေနဲ့မှာဘယ်လိုမျိုး customer ဆွဲဆောင်ရလဲပြီးလို့ရှိရင်ဒီ distribution တခုအောင်မြင်ဖို့ဆိုတော့ကျွန်တော်ခတ်ပါတယ်ပေါ့နော်အဓိက distribution ဆိုကြတဲ့ကျွန်တော်တို့လက်ကားပုံစံပေါ့ပစ္စည်းတွေအကုန်လုံးသွင်းပြီးတော့မှပြန်ပြီးပေးရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အရင်လည်းများသလိုကျွန်တော်တို့လောက်ရတဲ့ customer ဆွဲဆောင်ရတဲ့သူတွေကလည်းကြေးကြီးရပေါ့နော်ဒါကြောင့်မလို့အဲ့အတွက်လည်းတေချာလေးပြပြမလို့အားလုံးပဲအဆင်ပြေမယ်လို့တေချာပေါက်လေးစိတ်ဝင်စားနားထောင်ဖို့လည်းဘယ်လိုပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဒါဆိုလို့ရှိရင်post က level ယူမှာလားမသိရှင်ကျွန်တော် sharing လုပ်ပြီးတော့ပါဟုတ်ကဲ့ပါညီမလေးဒီtraining ကကိုယ့်အတွက်ကိုလုပ်သလိုမျိုးတောင်ဖြစ်နေပြီဘာလို့ညီမလေးပြောတဲ့နေရာမှာအကုန်လုံးကအမားနဲ့တိုက်ဆိုင်ပြီးတော့ပေါ့နော်မှတ်သားစရာတွေလည်းအများကြီးပဲရတယ်ပေါ့နော်အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီမောင်လေးရဲ့ training မစခင်မှာ Zoom လေး MPRC ပေါ့နော်အခု premium လေးလောက်ထားတာ update ဖြစ်သွားပြီဆိုတော့လေနောက်ထပ် section လေးကတော့ဒီလိုမျိုး interact မရှိဘဲနဲ့သွားနိုင်မယ်ပေါ့နော်ဒီဟာလေးဒီ link လေးကိုပဲပြန်ပြီးတော့ join ပေးရုံပါပဲเนาะခုနလိုမျိုးလေးတွေဟုတ်ကဲ့မောင်လေး sharing လေးမစခင်ပါလေဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ခဏနေပြန်တွေ့ပါမယ်เนาะဟုတ်ကဲ့ကျေးဇူးပါ Hello ဟုတ်ကဲ့ကျွန်တော် screen လေးကိုမြင်ကြရတယ်ဗျာအခုထိတော့မမြင်ရသေးဘူးမောင်မဲနေတဲ့ဟာဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်စလိုက်ရအောင်ကျွန်တော်ဒီနေ့ကတော့အဓိကကျွန်တော်လုပ်ထားတာတော့ဒီရီမာပရဟိတအကြောင်းအတွက်အဓိကသူတို့ဒီ product လေးထုတ်မယ်လို့ပြောတယ်ပေါ့အဲ့ဒီ product တွေထုတ်တဲ့ချိန်ကျရင်အကုန်လုံးအဆင်ပြေအောင်သူတို့ရေရှည်မှာပို့ပြီးတော့ရောင်းရအောင်ပေါ့ကျွန်တော်ကအဓိကထားပြီးတော့ပြောပြမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုမိတ်ဆက်ပြစေကျွန်တော်ကတော့ဟိန်းထပ်ပါကျွန်တော်အခုဦးစီးနေတဲ့လုပ်ငန်း၅ခုရှိပါတယ်ဒီရွှေလီမဲလုပ်ငန်းရယ်ပြီးရင်ရွှေဟင်းတာဒီရန်ကုန်နဲ့မော်လမြိုင်ကားဆွဲတဲ့လုပ်ငန်းပေါ့ပြီးရင်အောင်ကဘာ distribution ရှိမယ်အကြောင်းဆိုရင်ဒီပညာရေးကိုယ်ပိုင်ထက်တန်းကြောင်းရှိမယ်ဗျပြီးရင်ရွှေရောင်ကတော့လက်ဖက်ရည်ဆိုင်ပေါ့ဒီမှာစနေအောင်ပါပဲအဲ့ဒါတော့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တွေမစခင်ကျွန်တော် target customer မပြောခင်ကျွန်တော် marketing ကိုကျွန်တော်အရင်ဆုံးပြောရအောင် marketing ဆိုတာဘာလဲပေါ့ကျွန်တော် marketing ကိုကျွန်တော်ဖွဲ့နှွဲ့ပြောရမယ်ဆိုရင်တော့အရှိကြီးမဟုတ်ပါဘူး marketing ဆိုတာသူရှိနေတဲ့နေရာမှာကိုရှိနေဖို့ပါပဲအဓိကကတော့
ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဒီခုကျောင်းကဒီကျွန်တော်တွေဆွဲကြိုးလေးကို customer ဝယ်ချင်တဲ့အချိန်အဲ့လိုမျိုးဒီတချို့ပစ္စည်းလေးတွေဝယ်ချင်တယ်ဒါမှမဟုတ်အဲ့လိုမျိုးလှူချင်တယ်ဒါမှမဟုတ်တခြားလူတစ်ယောက်ကိုဗျာလက်ဆောင်ပေးချင်တဲ့အချိန်ကြရင်ကိုတွေကဒီ Facebook တွေဒီ TikTok တွေမှာသူတို့ရဲ့ညာမှာရှိနေဖို့ပါပဲသူတို့ရှိမှတန်းရှိနေဖို့ပါအဲ့တော့ကျွန်တော် marketing ကိုပြောရမယ်ဆိုရင်ဒီသူရှိနေတဲ့နေရာမှာကိုရှိနေဖို့ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော် target customer ကိုစပြောရအောင်ခုနကပြောခဲ့တဲ့အတိုင်းပဲဒီစင်မမာယာပြောခဲ့တဲ့အတိုင်းပဲပေါ့ target customer အရေးကြီးပါတယ်ကိုဘယ်လိုလူမျိုးကိုရောင်းချင်တာလဲဘယ်လိုမျိုးဆိုတော့တီးဖို့ကအရေးကြီးပါလူမျိုးတီးမှပဲဒီအဲ့ဒီလူတစ်ယောက်ရဲ့ဝယ်ဖို့လားအရှိဆုံးလူတစ်ယောက်ကိုဦးတည်ပြီးတော့ကျွန်တော်ကဒီဗီဒီယိုတွေဒီ content တွေကိုစလုပ်ပြီးသွားမှာပေါ့နော်အဲ့တော့ဒီ target customer ဆိုပြီးဒီရင်ပြောနေလို့မရဘူးဗျကျွန်တော်တို့တွေခေါင်းထဲမှာဒါမှမဟုတ် service နဲ့ရေးချလိုက်ရင်ပိုကောင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီ target customer ကိုဘယ်လိုပုံစံမျိုးသူ့ရဲ့လူတစ်ယောက်ကိုပုံဖော်လိုက်ဗျာ target customer လူတစ်ယောက်ပေါ့လူတစ်ယောက်ရှိတယ်ဥမာမောင်ပေါ့ဗျာအဲ့မှာသူကအသက်အရွယ်ကဘယ်လောက်လဲဘယ်နေရာလဲပြီးတော့သူဒီပစ္စည်းကိုဘာလို့ဝယ်ယူရတာလဲပြီးအလုပ်ကိုင် online အသုံးပြုလေးထားတယ်တန်ဖိုးထားမှုအဲ့ဒါအကုန်လုံးကိုဟိုက service နဲ့တခြားချရေးထားရပါမယ်ဥပမာအသက်အရွယ်ကကြတော့ငယ်တာလားကြီးတာလားငယ်တဲ့သူတွေဆိုရင်ကျွန်တော်တို့ဒီ trend တွေကပုံလိုက်ကြတယ်အဲ့လိုမျိုးဆိုတော့လုံးမဲ့ဒီ video တွေဒီ content တွေမှာပုံစံတွေအများကြီးပြောင်းသွားရပါမယ်ကြီးတဲ့သူတွေကြတော့ကျွန်တော်တို့တွေစကားပြောချင်ကြရင်ပြန်ရောင်းတဲ့ချိန်ကြရင် video တွေရောင်းရမယ်အဲ့လိုမျိုးပြီးတော့နေထိုင်ရာဒေတာလည်းရေးကြီးရကြရန်ကုန်လားမန္တလေးလားဒါမှမဟုတ်နယ်တွေဘက်ကလားနယ်တွေဘက်ကဆိုရင်ကျွန်တော်တို့ကဒီခုကကျွန်တော်ပြောမှာ marketing နဲ့မဟုတ်ဘူးပေါ့နော်ဒီလုပ်ငန်းတစ်ခုလုံးစကျွန်တော်ပြောပြပါပေါ့ဒီနေထိုင်ရာဒေတာဆိုရင်နယ်တွေဘက်ကဆိုရင်ကျွန်တော်ကဒီပစ္စည်းပို့ဖို့ဘယ်လိုမျိုး delivery ကိုစီစဉ်မလဲပြီးတော့တွေက line ဘယ်လိုစင်ရှိမလဲအကုန်လုံးကျွန်တော်ကခေါင်းထဲမှာရှိနေကြပါအဲ့လိုမျိုးရှိနေတော့မှကို target customer ကိုတိတိရောက်ကိုတင်လိုက်တဲ့ post ကတန်းရောက်မှာပေါ့နော်ဟုတ်လားဒီကိုဒီ target ကိုယ့် target customer ဒီပစ္စည်းကိုဝယ်တဲ့ customer လို့အဲ့လိုတန်းပြောလို့မရဘူးပေါ့တေချာချရေးထားရမယ်ပေါ့နော်အဲ့လိုခုနဆိုလဲကျွန်တော်ပြောရတဲ့အတိုင်းပဲ online အသုံးပြုမှုလေးထားပေါ့ဒီဘယ်ချိန်လောက်မှာ online ကိုအသုံးပြုလေးရှိတယ်မနက်ပိုင်းလားညပိုင်းလားပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရင်နောက်တစ်ခုကကျတော့ကျွန်တော်ပြောချင်တာ branding ပါဒီအခုဆီယာမတို့ကပစ္စည်းထုတ်တော့မယ်ပစ္စည်းရောင်းတော့မယ်ဆိုတော့ဒီ branding ကအရေးကြီးပါတယ် branding ကိုကျွန်တော်ပြောရမယ်ဆိုရင်လူတွေကကိုယ်တန်းပြီးတော့မြင်နေဖို့ပေါ့နော်ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဒီနေရာလေးတစ်ခုရောက်တာဖြစ်ဖြစ်ဒီစာလုံးမြင်လိုက်တာဖြစ်အယောင်တစ်ခုကိုမြင်လိုက်ကြတာမှတန်းပြီးတော့ဘယ်brand လဲဆိုရင်ကျွန်တော်တို့အနီရောင်ကို branding ယူထားပါတယ်အဲ့ဒီဟာကြောင့်တော့အနီရောင်ရိုက်တာနဲ့ဥပမာခါကျအနီနဲ့အမဲပေါ့ခါကျအနီနဲ့အဖြူပေါ့နော်အဲ့လိုမြင်လိုက်တာနဲ့ Coca-Cola brand ဆိုတော့တန်းသိပါတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ branding ကိုဆက်ပြောရမယ်ဆိုရင်ဒီမှာတို့အမြဲတမ်းအဲ့လိုမျိုးမြင်နေအောင်ကျွန်တော်တို့မှတ်မိနေအောင်ကျွန်တော်တို့ font တွေပါသုံးမယ်ဗီဒီယိုတွေမှာဗီဒီယိုတွေတင်တဲ့ချိန်ကြာဖြစ်ဖြစ် content တွေပုံတွေမှာတင်တဲ့စာတွေဖြစ်ဖြစ်ကြအကုန်လုံးကတော့ font တွေတပုံစံနဲ့တွားပါမယ်ဒီ font တွေကိုအမျိုးမျိုးပြောင်းနေမယ်ဆိုရင်ကျွန်တော်တို့ကလူတွေကမမှတ်မိဘူးပေါ့နော်မမှတ်မိဘူးပေါ့အဲ့တော့ဒီ font တွေကိုအတူတူရဲရဲထားရတော့မှဒီ font မြင်လိုက်တာနဲ့ဒီ brand ကပါလားဆိုတော့တန်းသိမှာပေါ့ကျွန်တော်အခုဥပမာပြန်ပေးရမယ်ဆိုရင် Coca-Cola ပဲပေါ့သူဆိုသူ့ရဲ့ font တစ်ခုရှိတယ်အဲ့ font တွေကိုကျွန်တော်မြင်လိုက်တာနဲ့ဒါ Coca-Cola ဆိုတော့တန်းသိတယ်ဗျာအဲ့လိုမျိုးပဲပြီးတော့ vice tone ကကြတော့ကျွန်တော်ဗီဒီယိုမှာပြောတဲ့ချိန်ကျရင်အများတန်းဒီလေယူလေသိမ်းနေအများတန်းတူနေရပါမယ်ဒီ customer ကိုပေးတဲ့ file မျိုးကအများတန်းတူနေရမယ်ပေါ့နော်အဲ့လိုမျိုးအများတန်းမတူနေဘူးဆိုရင်လူတွေကမှတ်မိဖို့ခဲရင်းနေကြအဲ့လိုမျိုးလူ bike ကိုအများတန်းပေးနေမယ်ဆိုရင်ကျွန်တော်တို့လူတွေကပို့ပြီးမှတ်မိကြရော့ကာလာပေါ့ကာလာဆိုရင်လည်းဒီအများတန်းကာလာတွေပြောင်းပြီးတော့သွားနေရတဲ့ကို brand ကဘယ်ကာလာနဲ့ပို့ပြီးတော့အဆင်ပြေမလဲနီအောင်လားအစိမ်းအောင်လားအပြာရောင်လားပေါ့အဲ့လိုမျိုးစဉ်းစားပြီးတော့ကာလာ3-4ခုလောက်ကိုပဲယူထားလိုက်ပါပြီးရင်အဲ့ကာလာတွေကိုပဲသုံးပါပေါ့နော်အဲ့တော့မှဒီကာလာကိုမြင်လိုက်တာနဲ့ဒီအရောင်မျိုးရတဲ့ဟောဒါဘာ brand လဲဆိုတော့ပုံတွေပါမကြည့်ရသေးဘူးဘယ် page ကတင်တာလည်းမကြည့်ရသေးဘူးစာလည်းမဖတ်ရသေးဘူးအကြောင်းပဲမြင်ရသေးတယ်ဒီ brand ကပါလားဆိုတော့လူတွေစိတ်ထဲမှာတန်းသိသွားတော့ပေါ့ပြီးတော့ camera style တွေအခုကျွန်တော် camera style လုပ်ထည့်ထားတယ်ဆိုတာကျွန်တော်ဒီဆရာဆရာမတွေပဲပေါ့နော်ကျွန်တော်တို့ဒီcontent တွေလုပ်တင်တော့မယ်ပုံတွေရိုက်တင်တော့မယ်ပေါ့ဒီ play တွေလုပ်ထားတဲ့ပုံလေးတွေရိုက်တင်တော့မယ်ဆိုရင် camera style ကိုလည်းအရင်
တူပဲထားရတဲ့ပါဒါကကြတော့ branding လေကောင်းသွားထားတဲ့ page တွေတော့ပို့ပြီးတော့အထူးပြုတယ်ပေါ့နော်ပို့ပြီးတော့ဘယ်လိုပြောရမလဲ boosting ပြောမလား view ပို့ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးသွားတဲ့ဗျကဲနောက်တစ်ခုကတော့ Facebook နဲ့ Facebook marketing နဲ့ TikTok marketing ဘာကွာလဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျကျွန်တော်ဆရာမတို့ကို Facebook မှာကြော်ညာမယ်ပြီးတော့ဒီ TikTok မှာလည်း page တွေထောင်ပြီးကြော်ညာမယ်လို့ထင်တယ်အဲ့တော့ကျွန်တော် TikTok နဲ့ Facebook ကဘာကွာလဲကိုကျွန်တော်ပြပေးမယ်အဲ့ဒီမှာ Facebook မှာကျတော့ဒီဘာကွာလဲဆိုတော့ TikTok မှာကျတော့ video တွေပဲမြဲတင်ရတာပုံနေတင်တာနည်းတယ်ဗျာ Facebook မှာကျတော့ပုံတင်တာပိုများတယ်ပြီးတော့ဒီ TikTok ကကျတော့လူတွေကအသေးပေးရ like တွေပေးရတယ်မြန်တယ်ဆက်လိမ့်တစ်ခါတော့ထည့်လိုက်တာနဲ့ like ကပေးပြီးသွားပြီပြီးတော့ video ကြော်ရတာလည်းအရင်အမြင်ရတယ်နည်းနည်းလေး like ကိုဆွတ်တင်လိုက်တာနဲ့ video ကကြော်သွားပြီပေါ့အဲ့တော့ဒီ TikTok မှာကျွန်တော်ကhook ဆိုတာကိုအရင်ရေးကြည့်ပါဗီဒီယိုအစာပိုင်းရဲ့2စက္ကန့်3စက္ကန့်ဒီမှာခုနဆရာမမာယာပြောခဲ့တဲ့အတိုင်းပဲဆရာမမာယာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီလူတွေကို attention ရအောင်ဆွဲဆောင်နိုင်ရမယ်ပေါ့အဲ့အစာပိုင်းလေးခဏမှာအဲ့ဒါကြောင့်ပဲခုနကဒီ formula ထဲမှာ intro ဆိုပြီးတော့တက်တစ်ပိုင်းထားပေးရတာဖြစ်ပါတယ်အဲ့လိုမျိုးပြီးရင်ဒီ TikTok မှာကျတော့ဒီပြောနေရတဲ့လုပ်ပြလိုက်ပါဥပမာဒီဟောက်တောင်ရောင်းပါတယ်ဒါတွေရောင်းနေပါတယ်ဆိုတာတဲ့အဲ့ဒီကလေးတွေလုပ်နေတဲ့ဟာဒီ product ကိုလုပ်နေတဲ့ဟာကိုအဲ့လိုမျိုး video ရိုက်ပြီးတော့ပြမယ်ဆိုရင် engagement လည်းပိုကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ TikTok ဘိုင်းကိုပြောနေဆို TikTok ဘိုင်းမှာကျွန်တော်ဆက်ပြီးတော့ပြောရတော့မယ် TikTok တွေမှာကျတော့ Facebook နဲ့မတူတာကတချင်းတွေတုံးလို့ရပါတယ် Facebook မှာကျတော့တချင်းချို့ချင်းတွေဆိုရင် copyright မိသွားတာရှိတယ်အဲ့ဒါကို engagement တွေကနည်းသွားရောဒါပေမဲ့ TikTok မှာကျတော့သူ့ကို copyright မမိဘဲနဲ့ကိုတို့တချင်းကိုသုံးလို့ရပါတယ်အဲ့တော့အဲ့ဒီ audio power ကိုလည်းကျွန်တော်တို့တွေကတခြားသုံးနိုင်ဖို့လိုပါတယ်ပြီးတော့ဒီ TikTok မှာ authenticity ပေါ့နော်တဘာဝကျမှုကိုပို့ပြီးတော့အလေးထားပါဒီ TikTok algorithm ကဘယ်လိုမျိုးလဲဆိုတော့တေချာကြီးပြင်ဆင်ပြီးရိုက်ထားတာထက်အဲ့လိုမျိုး comment တစ်ခုချို့ creator ရဆိုရင်ရှိတယ်ဗျာ comment တစ်ခုကိုတို့သွားနေတဲ့အချိန်မှာပဲတို့ကားပေါ်မှာဖြစ်ဖြစ်အဲ့လိုလှမ်းပြီးတော့ video ကြီးပြောလိုက်တာမျိုးတွေအဲ့လိုမျိုးတဘာဝကျတာတွေကိုပို့ပြီးတော့ engagement ပိုကောင်းပေးရပေါ့နော်ပြီး TikTok မှာ comment တွေကိုပို့ပြီး TikTok မှာ Facebook တဲ့ comment တွေကို TikTok မှာပို့ပြီးအလေးထားပေးပါဘာလို့လဲဆိုတော့ဒီ comment တွေ TikTok မှာဆိုရင် apply ပြန်လိုက်ရင်ပြီးသွားပြီဒီ comment တွေ TikTok က comment တွေကကျတော့ကျွန်တော်တို့တွေကပို့ပြီးတော့အသုံးချလို့ရတယ်ဒီ comment ကို video နဲ့ apply ပြန်လို့ရတယ်ဗျာအဲ့မှာအဲ့တော့ဒီ comment ကိုပို့ပြီးတော့ apply ပြန်လို့ရတော့အဲ့ comment တွေပို့ပြီးတော့အလေးထားပေးပါပေါ့နော်ပြီး TikTok မှာ hashtag တွေပို့ပြီးတော့သုံးပေးပါ Facebook ထက်ပေါ့နော် Facebook ကလည်း hashtag မသုံးရဘူးတော့မဟုတ်သုံးရမယ်ဒါပေမဲ့ TikTok က hashtag တွေကပို့ပြီးတော့အကျုံးဝင်တယ်ပို့ပြီးတော့ power များတယ်ပေါ့ဆိုတော့ကျွန်တော် Facebook graphic design ကအရေးကြီးတော့ဒီ graphic design ကိုပို့ပြီးတော့ထားရမယ်မှာ graphic design မှာ color ကိုဘယ်လို color သွားမလဲ font တွေကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲဘယ်လို font ပဲသွားမလဲအဲ့လိုမျိုးရှိတယ်ပြီးရင်ဒီမှာ caption TikTok မှာဆိုရင်ကျွန်တော်ဒီ caption ကဟိုအောက်နားလေးမှာပဲမြင်ရတာကောင်းတော့ကောင်း Facebook က caption ကပို့ပြီးပေါ်ချရတယ်ဗျာလူတွေကြည့်မယ်ဆိုရင်ပုံတော်လာတယ် TikTok ကဒီ Facebook က caption ကအရင်လာတာလေအဲ့တော့ caption မှာကျွန်တော် TikTok မှာဆို hook ပေါ့နော်အဲ့10စက္ကန့်3စက္ကန့်အဲ့ hook ကပို့ပြီးရေးကြည့် Facebook မှာကျ caption ကရေးကြည့်ရဗျလူတွေပြောခင်ဒီအပေါ်ဆုံးက caption အပိုင်းလေးကိုဒီလိုလူတွေကမြင်ကြတာအဲ့တော့အဲ့ဒီပိုင်းလေးကိုလေးထားရမယ်ပြီးရင် Facebook မှာကျတော့ဒီ caption ရဲ့မှာပို့ပြီးတော့ power များတော့ detail information တွေပြောလို့ရတယ်အတိအကျတွေပဲပို့ပြီးတော့ caption ထဲမှာစီးမောနှိပ်ပြီးတော့အများကြီးဆက်ဖတ်လို့ရတယ်အဲ့လိုမျိုးလေးပေါ့နော်ပြီးရင် Facebook မှာ social proof တင်ရတာပို့ပြီးတော့ကောင်းတယ် social proof ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီ where you အားပေးထားတဲ့သူရဲ့ review တွေပြီးရင်ဒီလုပ်နေတဲ့ပုံတွေလာလှူထားတဲ့လူတွေရဲ့မှတ်တမ်းတွေကို Facebook ကနေတင်ရ social proof ကပိုကောင်းတယ်ပေါ့နော်ပြီးရင် call to action Facebook မှာ call to action ကိုအများအားထည့်ပါဒီအဲ့လိုမျိုး video ဖြစ်တဲ့ content ဖြစ်ပို့ပြီးတော့သိချင်တယ်ဆိုရင်လည်းဆက်သွယ်လို့ရပါတယ်ဆိုပြီးတော့ Facebook ကလည်း Messenger နဲ့ချိန်ထားတာဆိုတော့ Messenger ကိုတန်းပြီးတော့လာပြောလို့ရတယ် TikTok မှာကျတော့ရတော့ရပေမဲ့ဒီ friend မဟုတ်ဘူးဆိုရင် message တစ်ခုလောက်ပဲပို့လို့ရတယ်ရှိတယ်ဗျဟုတ်လားပြီးရင် Facebook ကကျတော့ shareable content TikTok မှာဆိုရင် repost လုပ်လို့ရတယ်ဗျrepost လုပ်တာကကျတော့ view အဲ့လောက်ပုံမများပါဘူးဒီ creator တွေအတွက်လေ
ဒါပေမဲ့ shareable content Facebook မှာကျတော့ share လို့ရပြီဆိုရင် share လိုက်တယ်ဆိုရင်ဗျာပို့ပြီးတော့လူရဲ့ပို့မများပို့မြင်ရတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုလေးကိုတရားမြင်စေချင်တယ်ပေါ့ TikTok နဲ့ Facebook ကဘာကွာလဲပေါ့နော်ဒီဘုံကြတယ်မှာတွားပဲနေ Facebook တို့တွေ့တော့လိုက်တော့ဆို TikTok နဲ့အဲ့လိုမျိုးလေးခွဲပြီးတော့တွားစေချင်တယ်ပေါ့နော်ကျွန်တော်ဟုတ်ကဲ့အဲ့ဆိုနောက်တစ်ခုကကျွန်တော်ပြောချင်တာကတက်ကြီးလေးပါတက်ကြီးလေးပါကျွန်တော်မှရှိမှဆိုမြေရေမီးလေပေါ့နော်အဲ့ဒီလေးခုကို marketing နဲ့ဘယ်လိုချိန်မလဲပေါ့ဟုတ်လား marketing နဲ့ဘယ်လိုချိန်မလဲဒီတက်ကြီးလေးပါကလူတွေဒီကမ္ဘာမှာရှိရတဲ့အကုန်လုံးတက်ကြီးလေးပါနဲ့တိဆောက်ထားကြတာလူတွေရောပဲဒီတက်ကြီးလေးပါနဲ့တိဆောက်ကြတာအဲ့ဒီမှာတချို့လူတွေကအားလုံးอ่ะပေါ့နော်ကိုစီဒီဓာတ်တစ်ပါးစီပို့ပြီးတော့များနေကြတဲ့သူတွေရှိတယ်ခါကြရင်မှာဗာလဲဇိုးရက်ဆိုင်ရောက်ရှိကြသေးရတယ်ဒါပေမဲ့ဇိုးရက်ဆိုင်ကပြောတာမဟုတ်နော်ဒီလူတွေတိုင်းမှာလည်းဟိုဒီတကြီးလေးပါမှာတစ်ပါးစီပို့ပြီးတော့များနေကြတဲ့သူတွေရှိတယ်ဗျအဲ့တော့အဲ့ဒီလူတွေကိုဘယ်လိုမျိုးလူဆိုရင်ဘယ်လိုမျိုးကြောင်းရမယ်ဘယ်လိုမျိုးပြောရမယ်ဆိုတာမျိုးကိုကျွန်တော်ရှင်းပြပေးမယ်ဗျတကြီးလေးပါအရင်ဆုံးကျွန်တော်စသွားမယ်ဆိုရင်ဒီโอเคမြေဓာတ်ပေါ့နော်မြေဓာတ်ကသူတွေကတည်ငြိမ်ခြင်းနေသူတည်ငြိမ်ပြီးတော့အချက်လက်ကြည့်ကြတဲ့သူတွေများတယ်သူရဲ့စိတ်ခံစားချက်ကကျတော့ပြန်နူးညံ့တယ်မို့ရဗျာအများအတွက်ထည့်သွင်းစဉ်းစားပေးလို့ရှိတယ်ကိုချင်းစာစိတ်တွေရှိတယ်ပြီးတော့တည်ငြိမ်မှုရှိတယ်ဒီဓမ္မတဲကြားတဲ့သူတွေပြီးတော့အလုပ်ကြိုးစားကြတဲ့စာရှိကြတယ်စိတ်ရှိကြတယ်ပေါ့နော်ပြီးတော့ logic ကြစဉ်းစားတတ်ကြတယ်အဲ့လိုမျိုးလူတွေကြတော့ကျွန်တော်ကဘယ်လိုမျိုးရှောင်းရမလဲဒီ product ကိုဒီလိုမျိုးလူရောက်လာပြီဆိုရင်ဘယ်လိုမျိုးရောင်းရမလဲဆိုတာကိုကျွန်တော်ပြောပြရမယ်ဥပမာဆိုရင်လူကြီးမင်းတာဒီကုန်ပစ္စည်းလေးကိုဝယ်ယူလိုက်မယ်ဆိုရင်လူတွေအများကြီးအတွက်ကူညီတွန်းနိုင်ပါလိမ့်မယ်ပေါ့ဥပမာဒီဆက်ဆံမောက်အတွက်ဆိုရင်ဒီကလေးတွေအတွက်ကူညီတွန်းနိုင်ပါလိမ့်မယ်ပေါ့အဲ့လိုမျိုးဆိုရင်အဲ့လိုစကားလုံးလေးတုံးပြီးတော့မြေတက်များတဲ့သူတွေကိုကျွန်တော်တို့ချောင်းတင်တယ်ပေါ့ဒီဘယ်လိုမျိုးမြေတက်များလားဘယ်လူကမြေတက်များလဲဒီကရေတက်များလဲဆိုကျွန်တော်နိုင်ရှည်တက်ပေါ့နော်ရေတက်ကကြတော့ကျွန်တော်တို့တွေဒီသူကကျတော့နားလည်မှုနဲ့အလုပ်လုပ်တတ်ကြတယ်ပြီးတော့အားကိုးမှုသူကလိုချင်ကြရေတက်များတဲ့သူတွေကကျတော့ပြီးတော့ရိုးရှင်းတာကိုသဘောကျတယ်ပြီးတော့နားလည်ခွင့်လွတ်တတ်တယ်သူတို့ကပြီးတော့ပြောင်းလဲလွယ်တယ်ပြီးတော့ပြုပြင်လွယ်တတ်ကြတယ်ပေါ့နော်ရေတက်များတဲ့သူတွေကကျတော့ကိုကျိုးစွမ်းတတ်ကြယုံကြည်လွယ်တတ်ကြတယ်ပေါ့အဲ့တော့ဒီရေတက်များတဲ့သူတွေကျွန်တော်ဘယ်လိုရအောင်လဲဒီခေါက်ကြတော့ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဒီကုန်ပစ္စည်းလေးကသုံးရတာလွယ်ကူပြီးတော့အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုရစေပါတယ်ပေါ့ဥပမာကလည်းလွယ်တယ်ဒါတော့လွယ်သိတယ်ပြီးတော့ဒီ necklace လေးအကြောင်းကိုပွဲတွေမှာပြောမယ်ဆိုရင်ဒီ necklace လေးကကျော်တွေဒီဘယ်ကီဟာကဘယ်အကြောင်းကနေကျွန်တော်ဝယ်ထားတာပေါ့ကလေးလေးလောက်ထားတာပေါ့နော်အဲ့လိုမျိုးလေးပြောမယ်ဆိုရင်လူကြီးအထက်လူကြီးတွေကနေလည်းပို့ပြီးတော့ယုံကြည်မှုပိုရှားလာတယ်ပေါ့နော်အဲ့လိုမျိုးလေးโอเคအဲ့ဒါနောက်တစ်ခုကကျတော့မီးဓာတ်ပေါ့မီးဓာတ်ကကျတော့သူကကျတော့စိတ်မြန်တယ်ဗျအလုပ်ကိုချက်ချင်းလုပ်တတ်ကြတယ်smart ကြနေတတ်ကြတယ်အကောင်းဆုံးတွေမှာသူကလိုချင်ကြတာဒါပြတော့နောက်တစ်ခုကတော့မကောင်းတာတွေပြောတော့ဒေါသညံ့တယ်ပေါ့နော်ဒေါသလွယ်တယ်ပေါ့ပြီးစကားပြောလောကြတယ်ပြီးကိုယ့်ကိုအထင်ကြီးကြတယ်မီးဓာတ်များတဲ့တူလေအဲ့လိုမျိုးဆိုတော့ဥပမာသူတို့ကိုဘယ်လိုရောင်းမလဲပေါ့သူတို့ဘယ်လိုရောင်းလဲဆိုတော့ဒီကုန်ပစ္စည်းလေးကလူကြီးမင်းနဲ့ဆိုရင်အရင်က smart ကြစေပါလိမ့်မယ်ပေါ့အဲ့လိုမျိုးတွေပြောပြီးတော့ရောင်းရလိမ့်မယ်အဲ့တော့ဒီမီးဓာတ်များတဲ့သူတွေဆိုရင်ဥပမာသူကမီးဓာတ်များဆိုသူကမမြန်ဝယ်တက်လေးရှိတယ်သူတို့ရဲ့တဘာဝရတယ်လေခါကြရင်ဒီပစ္စည်းရလားရရဆိုရင်ငွေတန်းလဲပြီးတော့တန်းပို့ဖို့ information တန်းပေးတော့တာပဲအဲ့လိုမျိုးတွေရှိတယ်โอเคနောက်တစ်ခုပေါ့နော်နောက်ဆုံးတစ်ခုတော့လေဓာတ်ပေါ့လေဓာတ်ကကြတော့သူကကြတော့အသစ်အစမ်းတွေကိုပိုကြိုက်ကြတယ်ဗျာဒီဘောင်ပြင်ဘက်ကနေထွက်ပြီးတော့စဉ်းစားရတာမျိုးသဘောကျတယ်သူကစိတ်ဆက်တယ်သူကစိတ်မရှိဘူးလေဓာတ်ကကြတော့ဒီပြီးတော့လွတ်လပ်မှုကိုပိုပြီးသဘောကျတယ်လေးလာရတာတွေပိုသဘောကျကြတယ်ပေါ့အဲ့လိုမျိုးအများလိုက်ပြီးတော့လေးလာနေရအသစ်ဆန်းတွေကိုရှာဖွေနေရတာအဲ့လိုမျိုးသူကသဘောကျကြတယ်အဲ့တော့ဟုတ်ပြီဒီလေဓာတ်ကိုရောက်ဘယ်လိုရအောင်မလဲပေါ့ဒီလေဓာတ်ဘယ်လိုရအောင်လဲဆိုတော့ဒီကုန်ပစ္စည်းလေးကစမ်းကြဲတဲ့အတွက်လူကြီးမင်းဉာဏ်စွမ်းရှိရင်ရှိတဲ့လောက်အကျိုးရှိပါမယ်ပေါ့အဲ့လိုမျိုးလေးဥပမာဆိုရင်ခုနကဆင်မမာယာရောင်းရတဲ့ formula တွေမှာဆိုရင်ကျွန်တော်တို့ဒီ formula တွေမှာ
ပြောရ formula တွေမှာဆိုရင် formula တွေကဒီတစ်ခုတစ်ခုပဲဒါပေမဲ့အဲ့ဟာကိုသုံးရင်သုံးသက်လောက်ပို့ပြီးတော့အကျိုးဝင်ပါတယ်ပေါ့အဲ့လိုမျိုးလေးပြောပြီးတော့ရအောင်တင်ပါတယ်ဒီတက်ကကြတော့ဟုတ်နောက်တစ်ခုကကျွန်တော်ပြောမယ်ဆို product life cycle product life cycle ကတော့အဓိကကတော့ဒီအကြောင်းကကျွန်တော်ပြောချင်လို့ပေါ့နော် product life cycle ကအများတန်းဒီဝင်ငွေရှိနေဖို့ကျွန်တော်ဒီပစ္စည်းတစ်ခုကိုထုတ်ပြီးသွားပြီရောင်းပြီးသွားပြီဆိုရင်တို့မြင်ဘူးကြလားအစားတိုင်းမှာရောင်းရကြတယ်ပြီးတော့နောက်ပိုင်းကျတော့ငြိမ်တော့ပြင်ပြဆက်ပြီးတော့လည်းမရောင်းရတော့ဒီပစ္စည်းကပစ္စည်းသစ်တွေကိုလိုက်ရှာကြရလောက်ရကြတယ်ဗျာအဲ့တော့အဲ့လိုမျိုးပဲဖြစ်ပဲねကျွန်တော်အများတန်းဒီကျောင်းကဝင်ငွေရှိနေအောင်အများတန်းရောင်းရနေအောင် product life cycle ကိုနားလည်ဖို့လိုတယ်ပေါ့product life cycle မှာကျွန်တော်တို့၄ပိုင်းရှိတယ်ပထမဦးဆုံးက introduction ပြီးရင် group ပြီးရင် maturity နဲ့ decline ပေါ့အခုကျွန်တော်ရှင်းပြမယ်ဆိုရင်ဒီ introduction မှာဆိုရင်ကျွန်တော်တို့တွေက marketing ကိုအများကြီးသုံးရပါလိမ့်မယ် introduction ကို marketing ကအခုမှ product တစ်ခုက market ထဲကိုစရောက်လာတော့ကျွန်တော်လူတွေဘူးမှမသိသေးဘူးဒီပစ္စည်းကိုအခုတို့တွေဒီစကြိုးလေးထုတ်မယ် handmade လေးလုပ်ပြီးထုတ်တော့မယ်ဆိုရင်လူတွေမသိသေးဘူးဒီကျောင်းကဘယ်ကျောင်းလဲဘာလုပ်တာလဲကလေးလုပ်တာလားမသိသေးဘူးမသိရကလေးတွေလုပ်တာကိုသိအောင်ကျွန်တော်က marketing ကို 100% ဒီအချိန်မှာအပြည့်ပေးရပါမယ်အကုန်လုံးကပါမယ် Facebook တွေဒီ store တွေအကုန်လုံးမှာရှိနေအောင်ဒီကျွန်တော်ခုနပြောခဲ့လို့ပဲသူရှိနေတယ်ကိုရှိနေတာလုပ်ပေးရပါမယ်အဲ့တော့မှဒီ company ရဲ့ထူးခြားချက်တွေကိုအဲ့လိုမျိုးဘယ်လိုကလေးဘယ်လိုစူးစမ်းထားလဲကိုတက်တော့ Facebook မှာကျွန်တော်တင်ထားပေးရပါမယ်ဒီချိန်မှာကျွန်တော်တို့ sale ကတော့နည်းနေအောင်ပါပဲဗျ sale ကတော့နည်းနေအောင်ပါ marketing ကိုတော့တကုံ 100% ကိုပေးပြီးတော့လုပ်ကြမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ growth stage ရောက်သွား growth stage ကတော့တို့ sale အများဆုံး stage ပေါ့နော်ဒီဘယ်လိုပြောရမလဲဒီ marketing ကိုကျွန်တော်တို့ရဆက်တော့သွားရအောင်မယ်နည်းနည်းလေးတော့ short လိုက်တော့ရပြီဒီ85%လောက်ပေါ့နော်ဝယ်သူတွေကရှိလာပြီလူကြည့်မှုတွေများလာဒီချိန်မှာကျွန်တော်ဘာလုပ်ကြမလဲဆိုတော့ဝယ်ထားတဲ့သူတွေစီ review တွေတောင်းပါ review တွေတောင်းပြီးတော့ဒီအဲ့ review တွေပြန်တင်မယ်အဲ့ review တွေ marketing နဲ့ပြန်သုံးချမယ်အဲ့လိုမျိုးကျွန်တော်ဆက်သွားရပါမယ်ဒီချိန်မှာ sale ကအများဆုံးဆိုတော့ဒီရောင်းအားအများဆုံးဆိုတော့ရောင်းတဲ့သူတွေစီ review တွေယူပြီးတော့ဒီဘယ်လိုရောင်းနေရပါလဲဘယ်လိုလုပ်နေရပါဘယ်လိုစူးစမ်းနေပါလဲပေါ့အဲ့လိုမျိုးတွေကိုတော့ချပြမယ် marketing မှာအဲ့လိုမျိုးပေါ့ grow ကတော့အရင်ရောင်းကောင်းသွားပြီဟုတ်ပြီပြီးတော့လူတွေတော်များကြုံရတဲ့ပြဿနာအခုစရမယ်ပေါ့နော် maturity stage မှာကြတော့ကျွန်တော် sale ဘိုင်းနဲ့ပြန်ကြလာပြီနည်းနည်းငြိမ်သွားပြီပေါ့ sale ဘိုင်းကအများတန်းဒီတစ်လောက်လူငွေဘလောက်နဲ့ရောင်းနေရတယ်ပေါ့အဲ့လိုရောင်းနေရတဲ့အချိန်မှာကျွန်တော် marketing ရောဒီ product တွေ short လိုက်တော့မလိုတော့ကျွန်တော်90%လို့ပဲကျွန်တော်သွားတော့မယ်ဒီ product တော့ကလေဘာလို့လဲဆိုတော့ဒီ maturity stage မှာကျွန်တော်ကဘာလုပ်ကြမလဲဆိုတော့ကို့မှာရှိပြီးသား customer တွေကိုနောက်ထပ်လာဝယ်အောင်ကျွန်တော်ကကြတော့ထိန်းထားဖို့ပဲလိုတော့တာဒီပစ္စည်းကိုဆက်ကြော်ညာဖို့မလိုတော့ဘူးဘာလို့လဲလူတော်များကျွန်တော်ပစ္စည်းကိုပြီးသွားပြီဒီဝယ်ချင်တဲ့သူတွေဝယ်ပြီးငွေချင်တဲ့သူတွေကလည်းငွေတော့ဘူးဗျာအဲ့တော့ဝယ်ပြီးသားလူတွေဝယ်ချင်တဲ့သူတွေမှာကျွန်တော်နောက်ထပ်ထုတ်မဲ့ပစ္စည်းတွေရှိလာခဲ့ရင်သူတို့ဝယ်ချင်အောင်ကျွန်တော်ဆက်ထိန်းထားမှာအဲ့တော့ကျွန်တော်သူတို့ကို follow up လေးလိုက်ရမယ် message မှာဒီပစ္စည်းလေးသုံးရတာအဆင်ပြေလားအဲ့လိုမျိုးလေးဗျာပြန်လိုက်ပေါ့အဲ့လိုစကားလေးနဲ့ပြန်သွားပြောအဲ့လို promotion လေးပေးရမျိုးလေးရှိတယ်ဘာညာလေးရှိပါတယ်ပေါ့အဲ့လိုမျိုးလေးပြောပေးရမယ်ဟုတ်ပြီပြီးရင်ဒီ decline state ပေါ့ decline state ကတော့ကျွန်တော်တို့ဒီ sale ကရောင်းပြီးသွားပြီရောင်းပြီးတက်ပြီးသွားပြီဒါပေမဲ့အခုကဆက်မရောင်းရတော့လုံးဝနေကြပါပြီအရှင်းကြရင် marketing ကိုလည်းဆက်မလုပ်နဲ့တော့တော်ပြီဒီ product တော့က marketing ကိုတော်လိုက်တော့အဲ့မှာ marketing ကို25%လောက်ပဲသွားတော့ဘာလို့လဲဆိုတော့ဒါကြတော့ဒီလက်ကျန်ဖြတ်ပေးရမယ့်အပိုင်းပေါ့နော်ကျွန်တော်တို့မှာရှိနေတဲ့ raw materials တွေဒီကုန်ကျန်းတွေကုန်သွားအောင်အဲ့လိုမျိုးရှာအောင်ဖို့ပဲလိုတော့တာဒါပေမဲ့ဒီချိန်မှာကျွန်တော်တို့ဒီအပေါ်နားလေးမှာ၄ဘက်လို့ပြောခဲ့စမဲ့ပုံမှန်အပေါ်နားလေးမှာ product extension လေးဆိုပြီးတော့ကျွန်တော်တခုရေးထားတယ် product extension ဆိုတာအခုမှလာမှာ product extension ဆိုတော့နောက်ဆက်ထုတ်မဲ့ product အပိုင်းကိုကျွန်တော်ဒီ maturity စိတ်မှာလောက်ကတည်းကကျွန်တော်စပြီးတော့စဉ်းစားရတော့မယ်စိုက်စဉ်းစားဘယ်လိုပစ္စည်းလေးဆက်ထုတ်မလဲဒီပစ္စည်းထုတ်မယ်ဆိုရင်ကုန်ကျန်းတွေကိုဘယ်ကဝယ်မလဲကုန်ကျန်းကိုမများဝယ်လို့ရမယ်ဈေးရှုနဲ့ဝယ်လို့ရမယ့်နေရာတွေရှိရင်စုံစမ်းရမယ်ပြီးရင်ဒီအချိန်မှာကိုအသစ်ထုတ်မဲ့ product ကကို target customer ဘယ်လိုပုံစံဖြစ်မလဲအဲ့လိုမျိုးကိုပြန်ပြင်ရမယ်ကို target customer တို့ဒီ product အသစ်တွေအဲ့လိုမျိုးပြင်ပြီးတော့ဒီ decline state လည်းရောက်တော့ကျွန်တော် product တစ်ရဲ့ introduction state မှာပြန်စလိုက်ပေါ့ decline state မှာကျွန်တော်မပြီးသွားဘဲနဲ့နောက်ထပ် product တစ်ခုကိုပြန်ထုတ်ပေးတဲ့အချိန်မှာကျွန်တော်maturity state က customer တွေရဲ့အဲ့လို value ရထားပြီးဖြစ်တဲ့အတွက်
မေ့လည်းမမေ့သေးဘူးသူကဝယ်ထားတာမကြသေးဘူးဆိုတော့မမေ့သေးဘူးမမေ့သေးတဲ့အချိန်မှာကျွန်တော်ကနောက်ထပ်ပစ္စည်းတစ်ခုနဲ့ထပ်မိတ်ဆက်ပေးရမယ်အဲ့တော့မှသူတို့ကကြတော့အဲ့ဒီက software ပြီးတော့ဒီကျောင်းอ่ะပေါ့เนาะခုဒီကလေးတွေအတွက်ကျောင်းကအမြဲတမ်းဒီ product တွေလဲပြီးတော့ရောင်းနေရမှာပေါ့เนาะဒီ product တစ်ခုလေးပဲထုတ်မယ်ဆိုရင်တော့အစဦးတော့ရောင်းရလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းကျရင်ကျတော့ရောင်းကကျသွားလိမ့်မယ်ကျွန်တော်အဲ့လိုမျိုးမဖြစ်စေချင်လို့ဒါလေးကိုပြောပြပေးရဖြစ်တယ်ပေါ့เนาะကျွန်တော်ဥပမာပြောဒါဥပမာပြောမယ်ဆိုရင်အကောင်းဆုံးပြောမယ်ဆို Apple ပေါ့ဒီ iPhone တွေပေါ့เนาะ iPhone တွေဆိုရင်ကျွန်တော်တို့တွေ introduction stage မှာဆိုရင်ဘယ်လိုမျိုးတွေလူတွေဝယ်ကြလဲဆိုတော့အခု marketing တွေအရန်စင်းကြတယ်ပြီးရင်ဒီဘလူးလူတွေရလဲဆိုတော့အဲ့ချိန်မှာတစ်တွေကိုအစမ်းတုံးချင်တဲ့အချိန်ကြီးဒါဒီမှာချွတ်တူရကြတော့အဲ့ခါတွေအဲ့ချိန်မှာမဝယ်သေးဘူး growth state မှာစောင့်နေတယ်တို့တွေဘာလို့လဲဆိုတော့လူတွေဝယ်ပြီးတော့အဲ့လိုမျိုး review တွေကိုကြည့်တယ်ကြည့်ပြီးတော့မှ growth state မှာreview ကောင်းတယ်ဆိုမှစတော့ဝယ်ကြတယ်အဲ့တော့ကျွန်တော် growth state မှာကျွန်တော်ပြောခဲ့တဲ့အတိုင်း review တွေတင်ပေးရပါမယ်ဒီ growth state မှာကျွန်တော်ရောင်းပြီးသွားပြီ introduction မှာပြီးသွားပြီရောင်းပြီးသွားပြီ review ကအရေးကြီးပါတယ်ဟုတ်လဲဆိုတော့ growth state မှာလူတွေကစောင့်နေကြတာပါဒီ review ကိုစောင့်နေကြတာပေါ့เนาะဒီပစ္စည်းကိုကောင်းမကောင်းအဲ့လိုမျိုးလောက်ကြတယ် majority state ရောက်သွား iPhone ဈေးတွေငြိမ်သွားပြီရောင်းအားငြိမ်သွားပြီအဲ့လိုချိန်ကြရင်တိလားတော့မသိဘူးအမြဲတမ်းနှစ်တိုင်း iPhone နောက်တစ်ခုရဲ့ leak ကအမြဲထွက်ပါတယ်အစမ်းလေးတွေဗျာဟလား official အောင်ချပြတယ်စမ်းလေးပေါ်လာပါတယ်အဲ့တော့ဘာလို့ပေါ်လာလဲသူတို့ကိုယ်တိုင်လည်းလုံးချင်လုံးနေလောက်တယ်ပေါ့เนาะဒါအဲ့လိုမျိုး teaser လေးတွေပေးတယ် decline state လည်းရောက်ရောဒီ iPhone ဆို17 Pro Max ကဒီရောင်းအားတွေကြမဲ့လေအချိန်လေးကြောက်နောက်ထပ်18 Pro Max ကပေါ်လာရောအချိန်ကျော်လူတွေကစက်ဝယ်ရောပေါ့နော်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့တွေ iPhone က product site ကိုတခြားတုံးချသွားတယ်နော်ဟုတ်ကဲ့အဲ့ဒါ product site ကပြီးသွားပြီဆိုရင်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်က distribution channel ကျွန်တော်ပြောပြချင်ပါ distribution channel ဆိုတာဘာလဲဆိုတော့ကိုအခုထုတ်မဲ့ပစ္စည်းကိုဒီ customer လက်ထဲကိုဘယ်လိုမျိုးရပို့ပေးမလဲပေါ့ဟုတ်လားဒီ digital product ဆိုရင်တော့လွယ်တယ်ဗျာကျွန်တော်တို့ပေါ်ဒီ online ကနေပဲလွှဲပေးလို့ရတယ်ပို့ပေးလို့ရတယ်ဒါပေမဲ့တခုထုတ်မှာကျွန်တော်တကယ် product တွေဖြစ်သွားပြီတကယ် product ဆိုတော့ဒီပစ္စည်းကို customer လက်ထဲကိုဘယ်လိုရအောင်သွားမလဲအဲ့မှာကျွန်တော်3ပိုင်းရှိရဗျဒီမှာ online ကနေပဲကျွန်တော် page ကနေပဲရိုးရအောင်ပါဗျာကျွန်တော်စဉ်းစားလိုက်မယ်ဆိုဒီဟာဒီ number 1အချက်ကတော့အရင်ဆုံးခေါင်းထဲကိုရောက်လာမယ့်အချက်ပေါ့ကျွန်တော် page ထောင်မယ် marketing တွေစဲမယ်ရအောင်မယ်ဟုတ်ပြီဒါပေမဲ့ကျွန်တော်ကဒီအကြောင်းကိုဒီဝင်ငွေလဲပို့ပြီးတော့များစေချင်တယ်အများကြီးရစေချင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုအများကြီးရစေချင်တော့တခြားနည်းလမ်းတွေပါကျွန်တော်ဆက်ပြောပြမယ်ဗျ distribution ပေါ့နော်ဓာတ်တွေပေါ့ဥပမာရုပ်ဓာတ်ကြီးတွေရှိတယ်အဲ့ဒီရုပ်ဓာတ်ကြီးတွေမှာသွားပြီးတော့ပြောပြပေါ့ဒီမှာလူမျိုးလေးတွေဒီကျောင်းကတော့ထုတ်နေပါတယ်ပေါ့အဲ့ဒီခါကျဒိုင်ရဝယ်မယ်ဆိုရင်ဒိုင်ကြီးအောက်မှာစိုင်တွေကထောင်ပေါင်းကြီးရှိတယ်ဗျာဒါကျွန်တော်ခုဆိုမဟုတ်ဆိုင်ပေါ့ကျွန်တော်အောက်ကပါကျွန်တော်ရဲ့ဆိုင်အောက်ကပါဆိုရင်ကျွန်တော်အောက်မှာဒီစိုင်တွေမှာအများကြီး1000လောက်တော့ရှိရပေါ့အဲ့1000လောက်ရှိတဲ့အချိန်မှာပစ္စည်းတစ်ထုတ်မယ်ဆိုရင်ဒိုင်မူလာတင်လိုက်ယူတာနဲ့ကျွန်တော်အနည်းဆုံးပုံး1000လောက်ကယူပေးလိုက်ရတယ်ဘာလို့လဲဆိုတော့ပုံး1000လုံးကိုဒီစိုင်တစ်ဆိုင်ကိုတပုံးပဲပေးအောင်ကျွန်တော်တို့စမ်းရောင်းကိုတပုံးစီပဲပေးလိုက်အဲ့မှာဟိုဘက်ကနေဒီလောက်တဲ့သူကပုံး1000ရောင်းထွက်သွားပြီသူတို့အတွက်အဲ့တော့ကိုပစ္စည်းကဈေးကွက်ထဲလည်းပို့ရောက်တယ် marketing စဉ်းစားမယ်ဆိုရင်ဟောဒါဒီပစ္စည်းလေးပါလားဒီဆိုင်မှာလည်းရတာပါလားဆိုပြီးတော့သူရှိနေတယ်မှာကိုရှိတာပေါ့နော်အဲ့လိုမျိုးဒါ marketing နဲ့ဆိုင်နေပေါ့အဲ့တော့ dining မှာအဲ့လိုမျိုးသွားတွင်းမယ်ဆိုရင်ကောင်းပါတယ်ဘယ်လိုပြောရမလဲသူကကြတော့ဟိုပေါ့ဘယ်နေရာတော့မှရှိမလဲတင်ကြီးဈေးလို့ပါဦးမှာဆိုရင်များမှာပဲများပါတယ်ဒါအဲ့ဒီရုပ်ထိုင်နေပါဆိုရင်လေနောက်ကကျတော့ agent တွေပါ agent ဆိုတာကျတော့ဒီပစ္စည်းကိုဘယ်တော့ရောင်းပေးမယ်ဆိုရင်ကျွန်တော်တို့ဒီ commission ပေးပါမယ်ဆိုပြီးအဲ့ကိုအောင်မှ marketing လောက်လုပ်ဆရာမလို့တော့သူတို့ကိုယ်တိုင်သူတက်တော်တွေထောင်ပြီးတော့ marketing တွေစင်ပြီး product လိုက်ရောင်းပေးရတဲ့သူတွေရှိတယ်ဗျအဲ့တော့ကျွန်တော်ဒီဘိုင်းလေးကိုကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောဖို့တစ်ခုကြံခဲ့တယ်ပေါ့နော်ဗာလဲဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့တက်ကြီး၄ပါးကိုဘယ်လိုမျိုးဘယ်လူကဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်ဘယ်လိုရှာရမလဲပေါ့သူတို့လေသူဘယ်လိုရှာရမလဲဒီလူတယောက်ကိုစီရောက်လာဒီလူကဘယ်ဓာတ်ကများနေရလဲဆိုတော့ဘယ်လိုသိအောင်လုပ်မလဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့အိတ်ကိုပြန်သွားလိုက်ကြအောင်နော်โอเคနေဓာတ်ပေါ့နေဓာတ်ကကြတော့သူကကြောဘယ်လိုခွဲမလဲဆိုတော့သူတို့ကအချက်လက် logic ကြတော့စဉ်းစားကြပို့ပြီးတော့ဦးစားပေးပြီးစဉ်းစားကြရပေါ့နော်ဥပမာကျွန်တော်ကသူတို့လာမေးမယ်ဆိုရင်ဒီပစ္စည်းကဘာနဲ့လောက်တာလဲ
ဘယ်လောက်ခံလဲတန်ရဲ့လားအဲ့လိုမျိုးတွေမေးပြီဆိုရင်သိရမှာဒါမြေထက်ပါဒီလူကမြေထက်ပါအဲ့တော့သူတို့ကစိတ်လှုပ်ရှားလို့ဝယ်တာမဟုတ်ပဲနဲ့ခိုင်မာတဲ့အကြောင်းပြချက်ရှိလို့လာဝယ်တာပေါ့နော်အဲ့လိုမျိုးသိရပါမယ်နောက်ခုကကျတော့ရေဓာတ်ပေါ့โอเคရေဓာတ်ကကျတော့ခံစားချက်ရှိတဲ့သူတွေကလာဝယ်တာဥပမာဘယ်လိုခွဲမလဲသူတို့ကစိတ်ခံစားချက် emotion ပေါ့နော် emotion ကိုပို့ပြီးတော့ဦးစားပေးကြတယ်ပစ္စည်းဒီပစ္စည်းကနောက်ွယ်ဇလန်းကိုပို့ပြီးတော့မေးတလေးရှိမယ်ဥပမာပို့ပြီးစိတ်ဝင်စားကြတယ်ပေါ့သူတို့ကကလေးတွေကိုတနာလို့ကူညီချင်လို့ဒါမှမဟုတ်အဲ့လိုဒီပစ္စည်းလေးကကြည့်ရတာစိတ်ချမ်းသာလို့လာဝယ်တာပေါ့အဲ့လိုဒီပစ္စည်းလေးကဒီကလေးတွေလောက်ထားတာလားဟုတ်လားအဲ့လိုမျိုးလေးတွေမေးနေကလေးရောက်နေပါလာဆိုရင်ဒါရေဓာတ်ပါအဲ့လိုပေါ့နော်ဒီဟာတခုကျွန်တော်ចောင်းတက်ပြောနေရဆိုပေမဲ့ဒီတခြားလုပ်ငန်းတွေလည်းကျွန်တော်သုံးလို့ရပါတယ်ပေါ့နော်ဒါဥပမာကတော့ကျွန်တော်ចောင်းတက်ပဲကျွန်တော်အဓိကပေးသွားပဲပေါ့နော်ဟုတ်ကဲ့နောက်ကကျတော့မီးတက်ဟုတ်မီးတက်ကကြတော့သူကကျတော့ပြတ်သားကြရဗျာဘယ်လိုခွဲရမလဲဆိုသူတို့ကအချိန်မဆွဲဘူးမြင်းစံစုံဖြတ်တတ်တယ်ဘယ်လောက်လဲအခုပို့ပေးလို့ရလားပြောလို့ဆိုတိတိကျမီးတက်ပြီဆိုရင်အဲ့ဒါမီးတက်ပေါ့အဲ့တော့မီးတက်ကိုကျွန်တော်ဘယ်လိုမျိုးကင်တွယ်ရမယ်ဘယ်လိုမျိုးပြန်ပြီးပြောရမယ်ဆိုတာမျိုးတွေကျွန်တော်အရှိမပြောခဲ့ပေးပါတယ်နောက်ခုကနောက်ဆုံးခုကတော့လေဓာတ်ပေါ့နော်လေဓာတ်ညာနေတဲ့သူကကျတော့စူးစမ်းတတ်ကြတဲ့သူဗျာဘယ်လိုခွဲရမလဲဆိုသူတို့ကစကားပြောရတာကြိုက်တယ်မိခုတွေအများကြီးမေးလိမ့်မယ်လေဓာတ်ကကြတော့လေဒီရေဓာတ်လိုပဲရေဓာတ်ကကြတော့ရေဓာတ်တို့မြေဓာတ်တို့လိုမိခုတွေရောပြီးတော့မေးတယ်သူကအများကြီးမေးလိမ့်မယ်စူးစမ်းတတ်ကြသဘောကျကြတယ်လေဟုတ်လားတို့ကမေးတယ်အတစ် creative ဖြစ်တာတွေကိုပို့ပြီးသဘောကျကြတယ်ဒီနိုင်တယ်မတူလားဗျာဒီပစ္စည်းလေးကဘာကြောင့်တခြားပစ္စည်းတွေမတူလားလဲအဲ့လိုမျိုးလေးကိုပူပြီးသဘောကျကြအဲ့တော့လေဓာတ်များတဲ့သူဆိုရင်ကျွန်တော်ကဒီပစ္စည်းတွေကဘာလို့တခြားပစ္စည်းတွေမတူတာလဲဆိုတာလေးတွေဒီပစ္စည်းကဘယ်လိုမျိုးလေးဒီအစ်စ်လေးတွေ innovation ဘယ်လိုမျိုးလေးရှိရဆိုတာမျိုးတို့သိအောင်ပြောပြပေးရအဲ့လိုတို့သိသွားပြီဆိုရင်တို့ကဝယ်ဖို့ရမယ်လို့များတော့အဲ့လိုဆိုကျွန်တော်ဒီတကြီးလေးပါအကြောင်းကိုနားလည်ပြီဆိုရင်ဒီတခြားကန့်တွယ်မယ်ဆိုရင်ဘဲတူလာရောင်းထွက်အောင်လုပ်လို့ရပါတယ်ဒီပစ္စည်းမဆိုဘဲတူလာရောင်းထွက်အောင်သူ့ရဲ့ဒီဓာတ်ပေါ်မူတည်ပြီးတော့ပြန်ပြောပြီးတော့ရောင်းထောင်လုပ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဟာလေးကတော့ဒီလောက်ပါပဲအခုကျွန်တော်တို့ဒီ question answer အချိန်လေးကိုတွားကြမယ်ပေါ့နော်အခုမေးချင်တာရှိရလေးအခုမေးလို့ရပါတယ်ကျွန်တော်15မိနစ် question answer အချိန်လေးကျွန်တော်လုပ်ထားရပေါ့နော်အဲ့ဒါမေးချင်တာရှိရင်ကျွန်တော်မေးလို့ရပါတယ်ကျေးဇူးပါဗျဟုတ်ပါမတို့ဘက်ကလည်းကျေးဇူးအများကြီးတင်ပါတယ်အမအဲ့တကြီးလေးပါပြောတော့တန်းသိလိုက်တယ်ကိုကရေပဲဆိုတာတန်းသိလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ပန်းရောင်းတာပေါ့နော်ကလေးလေး10နှစ်12နှစ်အရွယ်ကလေးလေးပေါ့နော်တယောက်တည်းလို့စပိန်လေးမြောက်ကလာနေပြီးတော့ဒီထိလာပြီးတော့ပန်းရောင်းနေပေါ့နော်သူရောင်းတဲ့ပန်းလေးတွေကအဲ့လိုအမြင့်မပါဘူးပေါ့နော်အပေါ်ကတော့လှတယ်အောက်ကတော့အမြင့်မပါဘူးစိုက်လို့မရဘူးပေါ့နော်ကိုကအဲ့ဒါကိုအလင်းညာမှန်းလေးသိတယ်သိရသားနဲ့ဟိုတမင်တကာဝယ်လိုက်ပြီးတော့ဟိုဖြစ်ကလေးကိုတနာလို့ပေါ့နော်ငါဒီရေကာစတမာဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးတန်းသိလိုက်တယ်ကိုတော့ဒီပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ကဲပါဗျတခြားမေးချင်တာလေးရှိတယ်မေးလို့ရပါတယ်အခုရှိအဲ့လိုဟုတ်ဆရာကြားလားမသိဘူးဗျဟုတ်ကဲ့ဗျဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျွန်တော်မေးစရာလေးရှိလို့ပါဗျတခုတော့ကြားရပါတယ်ဗျဟုတ်ကဲ့ဗျဆရာဆရာပြောသွားတဲ့ဘိုင်းထဲမှာကျွန်တော်တို့ကလေပစ္စည်းကဟုတ်ကျွန်တော်ဟုတ်ကဲ့အဲ့လိုကြားလားကျွန်တော်ခုနမကြားလိုက်တော့ဗျတခြားလေးလေမပြောတော့လည်းဟုတ်ကဲ့ဟုတ်ကဲ့ဗျဆန္ဒဆရာပြောသွားတဲ့အရှိပိုင်းထဲမှာလေပစ္စည်းတစ်ခုကရောင်းရပြီဆိုတော့ပထမပိုင်းတော့သူဒီ marketing အားကောင်းလို့သူရောင်းရမယ်ရောင်းရပြီလို့ရှိရင်သူကဒီထိုးကြသွားမယ်ပေါ့နော်ဒါပေမဲ့အကြောင်းမျိုးတစ်ခုကြောင့်မလို့မြုပ်သွားတာဖြစ်ဖြစ်ဒါမှမဟုတ်ထိုးကြသွားတာဖြစ်ဖြစ်ဖြစ်သွားမယ်ပေါ့နော်အဲ့လိုဖြစ်သွားတဲ့အခါကြလို့ရှိရင်ဆရာပြောအဲ့လိုပစ္စည်းအတစ်တစ်ခုပေါ့နော်ဒါမှမဟုတ် customer အတစ်တစ်ခုဘယ်လိုပေးဖို့ဆရာပြောတယ်ပေါ့တကယ်လို့အဲ့လိုကိုကအဲ့လိုမပေးဘဲနဲ့ဒီမြုပ်သွားတဲ့ပစ္စည်းကိုပဲအဲ့လိုပြန်ပြီးရောင်းရတော့အောင်လို့ကြာတော့ဆရာဘယ်လိုတွေလုပ်တင်လဲပေါ့အဲ့ဒါလေးဆရာဖြည့်ပေးလို့ရမလားဟုတ်ကဲ့ဗျဟုတ်ကဲ့အရန်ကောင်းတဲ့ဒီကိုလေးပါပေါ့နော်အဲ့ဒါဟုတ်တယ်ကျွန်တော်ပစ္စည်းတက်ကိုကျွန်တော်မထုတ်ချင်ဘူးဒီပစ္စည်းဟောင်းကိုပဲပြန်ပြီးတော့ဆွဲဆန့်ချင်တယ်ပေါ့နော်ဒီ cycle အစပြန်ပတ်ချင်တယ်ပေါ့အဲ့လိုချိန်ကြရင်တော့ကျတော့လုံးလို့ရရတဲ့နည်းတွေကကျတော့
marketing ပုံစံပြောင်းလို့ရတယ် packaging တွေပြောင်းလို့ရတယ်ဗျာဟုတ်လားပြီးရင်ကျွန်တော်တို့တွေဒီပစ္စည်းကိုပုံစံပြောင်းပြီးတော့ဒီပစ္စည်းကိုပဲ storytelling တွေနဲ့နောက်တစ်မျိုးပုံစံပြောင်းပြီးတော့ဆက်ကြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့တွေဒီ packaging ပြောင်းလိုက်မယ်ဆိုရင်လည်းရတယ်အဲ့အလွယ်ဆုံးပေါ့ packaging ပြောင်းတာတော့အလွယ်ဆုံးပေါ့နော်အဲ့လိုမျိုးပစ္စည်းကိုဒီရောင်တွေပဲထုတ်နေရဆိုရင်တခြားရောင်လေးပြောင်းထုတ်လိုက်တာလို့ဆိုရင်ပို့ပြီးတော့အဆင်ပြေရပေါ့အဲ့လိုမျိုးဆွဲဆက်လို့ရတယ်ပေါ့ ဟုတ်ကဲ့ပါဗျာအခုလိုဖြေကြပြရဲကျေးဇူးတင်ပါတယ်ဗျာ ဟုတ်ကဲ့ပါဗျာဟုတ် အထဲမှာလည်း script writing နဲ့ပတ်သက်ပြီးတော့ တခြားမေးချင်တဲ့သူလေး လေးရှိရပေါ့ ဟု နော် တ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ဆရာဟိုကြားလားမသိဘူးကျွန်တော်မေးချင်တာလေးတစ်ခုလောက်ရှိလို့ပါ Okay script writing hello ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကြားပါဗျာဟုတ် ကျွန် ကဲ့ တော်ဟုတ်ဗျာအခုကျွန်တော်က online shop စပြီးတော့လုပ် ဟုတ် ချင် ကဲ့ တာ ပါ ပေါ့ ဗျာဟုတ်ကဲ့ တွေ့ကြုံလည်းမရှိဘူးဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးလားတရုတ်ကနေမှာတဲ့ပစ္စည်းတွေကိုလည်းရောင်းချင်တယ်အဲ့ရောင်းတဲ့ပေါ်ဘောင်းမိပေါ်မှာပေါ့ဗျာကိုယ်တိုင်ဆွဲထားတဲ့ပုံတွေကိုလည်း custom buy လုပ်ပြီးတော့ကျွန်တော်အဲ့လို product တစ်ခုအနေနဲ့ပြန်ရောင်းချင်တယ်ဗျာအဲ့ဒါတွေကိုကျွန်တော်ဘယ်ကနေဘယ်လိုစပြီးတော့ဘယ်လိုလုပ်တင်လဲမသိဘူး ဟုတ်ကဲ့ online shop ဗာလေးနဲ့ဗျ အဝတ်စားပေါ့နော်ကျွန်တော်အဓိကရောင်းချင်တာတော့ဘောင်းမိပါဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဟုတ်ကဲ့ အခု trend နေရဲ့baggy ကိုမှဒီလို baggy လုံးဝတီးတန့်ကိုရောင်းချင်တာအဲ့လိုတီးတန့်ကိုလည်းရောင်းချင်တယ်ဗျာအဲ့ baggy ပုံမှာမှကိုယ့်ရဲ့ custom buy ပုံဆွဲထားတဲ့ဟာရဲ့ product တွေကိုလည်းရှင်းတာဗျာ ဟုတ်ကဲ့မိကုန်းလေးကိုအမတို့တေချာကြားရနော် ကြားလားမသိဘူးကျွန်တော်ပြောရတယ် ဟုတ်ကဲ့ဟို ကြားရဗျာဆရာ ဟုတ်ကဲ့ဆရာဘက်က line လေးနည်းနည်းကြာနေထင်တယ်နော်ဟုတ်ကဲ့ ဟုတ်ကဲ့ကျွန်တော်ပြောရတယ်ကြားရလားမသိဘူးကျွန်တော်ခုနကဗာနေွားလည်းကျွန်တော်အဆုံးထိမကြားလိုက်ဗျာ ဒီလိုပါဆရာကျွန်တော်ကဗျာအခုတရုတ်ဘက်ကနေဘောင်းမိယူပြီးတော့လူရောင်းချင်တာဗျာဒီလိုသူတို့ဘက်ကပုတ်ပြီး original အတိုင်းလေးရောင်းချင်တယ်အဲ့ original ပုံမှာမှကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ပုံဆွဲပြီးတော့ဗျာအဲ့လိုရောင်းချင်တာဗျာပုံဆွဲထားတဲ့ product တစ်ခုကိုပြန်ရောင်းချင်တာအဲ့ဒါကြောင့် contact တွေပါလို့ဖို့ဘာညာကြတော့ကြောင့်ဘယ်ကနေဘယ်လိုစပြီးတော့ဘယ်လိုကြီး try နေလဲဆရာ ဟုတ်ကဲ့ဆရာဘက်က line နည်းနည်းကြာနေထင်တယ်နော်ဟိုပြလို့ရှိရင်မောင်လေးရဲ့ question လေးကိုပြန်လာခဲ့မယ်နော်မာယာအနေနဲ့လေးဒီ script ဟုတ်ကဲ့ writing နဲ့ ကြားလားမသိကျွန်တော်ပြောရတယ်လေအဲဆိုခုနမေးရဲ့မေးခွန်းလေးကိုကျွန်တော်ဖြေပေးဖို့ပါဗျာ Okay okay အဲ့ဆိုလို့ရှိရင်ဟိုဟာ speaker ကိုဟင်းချက်ကိုခဏလောက် mute ပြီးတော့ပြန်ပါရရင်ဖြစ်မယ်ပေါ့နော်သူ line state ဖြစ်တော့ခဏအခုဒီရဲ့ question လေးကိုပြန်ဖြေတော့အကုန်လုံးစဉ်းပြီးတော့လုပ်ချင်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီမာယာတန်ပြီးတော့တခြားကြားရအောင်မသိဘူးရှင်ဟုတ်ကြားရနော်โอเคဒါဆိုရင်တော့မာယာက script writing နဲ့ digital marketing ပိုင်းဆိုတော့အဲ့ပိုင်းလေးကိုဦးစားပြီးဖြည့်ပေးပါမယ်ပေါ့နော်script writing ကိုဘယ်လိုလေ့လာမလဲစာအုပ်ထဲကလေ့လာမလားဆိုတာကကြတော့ကျမတို့ဒီ script writing ကိုပြောလိုက်မယ်ဆိုလို့ရှိရင်အရင်ဆုံးစဉ်းစားမှာကိုကဘယ် script writing ကိုရေးချင်တာလဲဆိုတဲ့ပုံတည်ရပေါ့ script writing တွေကအများကြီးရှိပါတယ်ကျမခုပြပြပေးသွားတဲ့ social media platform တွေပေါ်မှာရေးတဲ့ script writing ရှိတယ်လို့ကျမတို့ဇာတ်ညွှန်းရေးတယ်ရုပ်ရှင်ဇာတ်ညွှန်းရေးတဲ့ဟာတွေဆိုလုံးဝကွဲတယ်ပေါ့နော်ကျမခုပြောသွားတဲ့ဟာတွေဆိုင်ရုပ်ရှင်ဇာတ်ညွှန်းတွေရှိမယ်ပြီးလို့ရှိရင် presenter တွေ
ဖတ်တဲ့ script တွေရှိနေဆိုတော့အဲ့အရာတွေမတူညီကြပါဘူးဆိုတော့အဲ့လိုမတူညီရကြရဲဆိုတော့ကိုကအရင်ဆိုကိုပဲတိုက်ကိုလေ့လာချင်တာလဲဆိုတာကိုအရင်ဆုံးသိမှရမယ်ပေါ့အကယ်၍ကျမပြောခဲ့တဲ့ဒီ social media script writing ကိုလေ့လာချင်တယ်ဆိုလို့ရှိရင်ကျမပြောမယ်ဒီအကောင်းဆုံးနည်းလမ်းကကြတော့ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့ free အရင်ဆုံးလေ့လာချင်တယ်ဆိုလို့ရှိရင်ကျမတို့ဒီ YouTube channel တွေရှိရယ် free channel တွေရှိတယ်နောက်ပြီးလို့ရှိရင်ကျမစီမှာလည်း free တင်ပေးထားတဲ့ script writing playlist တွေရှိတယ်ပေါ့နော်ကျမစုစုပေါင်းဆိုအပေါက်30တော့ကျမတင်ပေးပြီးသွားပြီဆိုတော့အဲ့ဒါလေးကို free အနေနဲ့လေ့လာလို့ရပါတယ်နောက်ပြီးလို့ရှိရင်ဒါမှမဟုတ်ကိုက free တစ်ခုသုံးချင်တယ်ငွေကြေး amount တစ်ခုသုံးချင်ပြီးတော့ချင်းတူနဲ့လေ့လာချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီသင်တန်းတွေရှိပါတယ်နော်သင်တန်းတွေတက်လို့လည်းရတယ်လို့ဒါမှမဟုတ်ရှင်လည်းကျမစီကဒီ formula တွေကိုဝယ်ပြီးတော့ script writing formula ကိုက self study လုပ်ပြီးလေ့လာလည်းရပါတယ်အဲ့လိုလုပ်လို့ရတယ်ပေါ့နော်အဓိကကကိုကဘယ် script writing ကိုလေ့လာချင်တာလဲနဲ့ကိုလေ့လာချင်တဲ့ပုံမူတည်ပြီးတော့ကိုကပတ်စံသုံးပြီးတော့မှသင်တန်းပညာရေးသုံးပြီးတော့မှလေ့လာချင်တာလားပညာရေးမပါဘဲနဲ့ကိုကသူကိုစူးစမ်းပြီးလေ့လာချင်တာလားပေါ့မူတည်တယ်ပေါ့နော်ကျမလုပ်ခဲ့တုန်းကဟာလေးကိုလည်းတွေ့ကြုံနေရှင်းပြပေးချင်တယ်ပေါ့နော်ကျမဆိုရင်ကျမအဲ့ဒီ script writing လေ့လာတုန်းကမပြောရင်ငွေကြီးမတက်နိုင်ဘူးကျမဒီပတ်စံနဲ့မပေးနိုင်ဘူးသင်တန်းဆိုလုံးဝစိတ်ကိုမှန်းအောင်မမှန်တာသင်တန်းတက်ဖို့ဆိုတာလေဆိုတော့ဘယ်လိုလုပ်လဲဆိုတော့ကျမကသူကို self study လုပ်တယ် self study free တွေအကုန်လိုက်စုတယ်ပြီးလို့ရှိရင်အဲ့တုန်းက English လည်းကျွမ်းနည်းနည်းလေးတက်တာဆိုတော့ English တွေ creator တွေလည်းလိုက်ကြည့်တယ်ပေါ့နော်အဲ့လိုလိုက်ကြည့်ပြီးတော့မှကျမကန်ကောင်းပြီးတော့ဒီကျမရဲ့ဆရာလည်းဖြစ်တယ်လို့လည်းဆရာလည်းဖြစ်တယ်လို့ဒီကိုအောင်စုပိုင်ပေါ့တိကျတာလားတော့မသိပါတော့အဲ့ကိုအောင်စုပိုင် influencer ပေါ့အဲ့ကို content creator ပေါ့ဆိုတော့အဲ့ကိုဒီမှာကျမဒီရေးခွင့်ရတယ်ပေါ့နော်ရေးခွင့်ရဆိုတော့အကိုရဲ့ဒီလမ်းပြမှုတွေနဲ့တည်တည်ချာလေး train ပြီးတော့3နှစ်ကျော်လောက်ထိ instructor level ထိရောက်သွားတယ်ပေါ့ senior level ထိရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာကျမအနေနဲ့ scale တစ်ခုရပြီဆိုတော့ကျမအဲ့ scale ကိုအားလုံးသိစေချင်တာလေ scale တစ်ခုရပြီဆိုရင်အဲ့မှာပဲကျမတို့ရက်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ထက်ကြော်မဲ့သူတွေအများကြီးရှိပါတယ်နော် SK ကဒီမှာရက်မှာမဟုတ်ကျွန်တော်တို့ထပ်ပြီးတက်ရအောင်ပါအများတန်းကလေဆိုတော့ထပ်ပြီးတက်ရမှာဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆိုဒီ knowledge သိသွားပြီဆိုရင် okay အဲ့ဆိုရင်အဲ့ထက် speed writing ကိုဒီထက်တက်ပြီးပါလေ့လာအောင်မယ်ဆိုကျွန်မစဉ်းစားတယ်အဲ့မှာကျွန်မဒီ English လေကျွန်မအထိုက်တောက်ရတာဆိုတော့ university တခုရှိတယ်ပေါ့နော် University of Eagles ဆို American University ပါအဲ့ဒီမှာဆိုလို့ရှိရင် speed writing course ကို certificate ပေးနေတာတွေ့ရပေါ့အဲ့ဒါနဲ့ကျွန်မကဒီ speed writing ကိုလေ့လာလိုက်တယ်အဲ့ကနေပြီးတော့လေ့လာပြီးတော့မှသူ့ရဲ့အမှတ်ရ lesson ဆိုလို့ရှိရင် 5 finger base ဆိုတာရှိတယ်သူတို့တင်တဲ့ဟာကကျွန်မနဲ့မတူတမျိုးလေးintro ရှိမယ် body ဇာတ်ညွှန်းတွေအဲ့လိုလက်ငါးချောင်းနဲ့ရှိရတာပေါ့နော်အဲ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်နောက်ပိုင်းကျွန်မရဲ့ page မှာလည်းအဲ့ဒါလေး share လုပ်ပေးပါဦးမယ်ဆိုတော့အဲ့ဒါလေးလာတော့လေအသိပညာထပ်ရတာမယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးလေ့လာမယ်ဆိုရင်ဒီ free တွေလေ့လာပြီးလို့ရှိရင်သင်တန်းတက်ကြည့်နေဆိုသင်တန်းကြေးယူ self study ဆိုလည်း self study အဲ့ဒီမှာကိုကထပ်ပြီးလည်းပဲတက်ရှင်နေဆိုရင်ထပ်ပြီးတော့အစစ်စစ်တက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေရောကျွန်မက script writing နဲ့ပတ်သက်ပြီးတော့လုပ်ဖို့တော့ဒီအကြံပေးပါတယ်ရှင်ဟုတ်အထောက်ကိုပြုမယ်လို့ထင်ပါတယ်โอเคနောက်ပြီးတော့အကိုဟင်းချက် line လေးကောင်းသွားပြီမသိဘူးရှင်ဟုတ်ကဲ့ပါဗျပြင်ကောင်းသွားပါပြီကျွန်တော်ခုနဖုန်းဝင်လာလို့ဒါမှတော့ဟုတ်လိုက်ကြသွားတာဟုတ်ကဲ့ပါဟုတ် script လေးလည်းရှင်းပြပေးသွားပြီဆိုတော့ဒီတခြားအကိုခုနမေးထားတဲ့ဟာလေးပေါ့ဒီအားလုံးသိအောင် sharing လုပ်ပြီးလို့ရပါတယ်ကျွန်တော်ချက်ထဲမှာပြန်ဖြေပေးရရဗျဟယ်လိုဟယ်လိုဟုတ်ကဲ့ကြားပါတယ်ရှင်ဟုတ်ကဲ့ဟိုကျွန်တော်လည်းလေ script နဲ့ပတ်သက်ပြီးနည်းနည်းလေးမေးကြရရှိလို့ပါဟုတ်ကဲ့ရပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကလည်းအခုလဲ script ရေးနေတာပေါ့နော် script ရေးနေတာတော့ကျွန်တော်တခြားရုပ်သံစီတင်နေပေါ့နော်ဒါပေမဲ့ကျွန်တော်အခုဒီမဲကျွင်းရနေပြီးတော့ကျွန်တော်ကိုယ်ပိုင်လိုလေးလုပ်မှဆိုပြီးတကယ်ချင်းနဲ့အခုအတူတူပေါ့နော်ခုနပြောတဲ့ digital marketing ရုံးလေးတစ်ခုမှာကျွန်တော်တကယ်ချင်းကအလုပ်လုပ်နေတော့သူကကျွန်တော်ခေါ်တာပေါ့နော်သူစီမှာလာရေးပေးပါဘူးပြီးကျွန်တော်လည်းကိုယ်ပိုင်လုပ်ချင်နေတော့အဲ့ဒီသွားလုပ်မယ်ပေါ့နော်သွားလို့တော့အဓိကတော့ကျွန်တော်နဲ့မရင်းနှီးတဲ့နယ်ပယ်ပေါ့နယ်ပယ်ဆိုတော့ဒီTikTok တို့Facebook တို့အဲ့နယ်ပယ်ပေါ့ဒီနယ်ပယ် script ကျော်ရေးပေးရပါတော့အဲ့တော့ကျွန်တော်ပြောမလို့ကျွန်တော်ကိုယ်လည်း TikTok ကိုမတော်အခုချိန်ထိတော့မ TikTok ဖွင့်ထားရဆိုတော့ကျွန်တော်ဝင်လည်းမကြည့်ဘူးပြီးတော့အဲ့ TikTok trend ဖြစ်တာကျွန်တော်မသိဘူးတော့မသိဘူးပြီးတော့ social ကရေးတဲ့အဲ့လိုရေးရမယ်အဲ့ပြောမလို့ format အဲ့ဒီ script format ပေါ့နော် script format ကိုလည်းမသိဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်သိတာကျွန်တော်အရင်တော့ဒီလုပ်ခဲ့ဘူးလေဒီ mainstream မှာလုပ်ခဲ့ဘူးလေseries တွေ
ဒီ movie တွေအဲ့ပြီးတော့ဒီ short film တွေအဲ့ဒီဟာတွေအတွက်ပဲကျွန်တော် script ရေးခဲ့ဘူးလားဆိုတော့အခုအဲ့ဒီခုနပြောမဲ့အဲ့ဒီ digital marketing နဲ့ပတ်သက်တဲ့နယ်ပယ်တွေရောက်သွားခဲ့လို့ရှိရင် script ကကျွန်တော်တို့တူတာလားကျွန်တော်တို့အရင်တော့ရေးခဲ့တဲ့ format ကိုပဲပြန်ပြီးတော့ပြန်ပြောင်းရေးရတာမျိုးလားဘယ်လိုပုံစံမျိုးဖြစ်မလဲမသိဘူးအဲ့ script ပိုင်းကိုသိချင်တာပေါ့နော်ဟုတ်ကဲ့ပါကောဟုတ်ရှင်းရှင်းလေးနဲ့အတူဆုံးပြောရရင်မတူပါဘူးပေါ့နော်မတူပါဘူးကျွန်တော်တို့ပုံစံရေးတဲ့ပုံစံမတူဘူးသူတစ်ဖြင့် TikTok နဲ့ Facebook တောင်မှသိမတူချင်ဘူးပေါ့နော်အဲ့လိုဆို platform ချင်းတောင်မတူတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ level မတူဘူးပို့ပြီးတော့ဝေးရပေါ့ဆိုတော့အခုအဓိကဒီကျွန်တော်တို့ short film ဆိုကျွန်တော်ဥပမာပြောဆို short film တို့ series တို့ရေးရဆိုလို့ရှိရင်သူတို့ကဇလန်းအစကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန် intro လေးပြောလို့ရှိတယ်နော်ဇလန်းအစကိုအခုကျွန်တော်တို့ဒီ TikTok တို့ Facebook တို့အဲ့လိုမဟုတ်ဘူးကိုပြောမယ်အကြောင်းအရာကြီးအဓိကဒီမှာဒီကျွန်မက Olympic တွေအကြောင်း Olympic ကစားသမားတွေရဲ့ကျွန်မတင်ထားဗီဒီယိုတစ်ပုဒ်နဲ့ဥပမာပြပါတော့ Olympic ကစားသမားရဲ့ဒီရွှေတစိမ့်မှာရွှေဘယ်လောက်ပါလဲဆိုတဲ့ဟာကိုပြောမယ်ဆိုလို့ရှိရင်ကျွန်မဒီနေ့မှာ Olympic အကြောင်းပြပါမယ် Olympic ဆိုတဲ့ဟာကတော့ဒါဘယ်သူတွေစော့ခဲ့တာဖြစ်ပြီးတော့ဘယ်နဲ့အဲ့လိုမျိုးပြောတာကကြောင့် series တို့ short film ရတယ်ကျွန်တော်ဒီ separate social media ဘိုင်းမှာမရအောင်ကျွန်တော်တို့ပြောမယ့်ဟာကိုတန်းပြီးပြောရတယ်ဥပမာဒီ Olympic မှာရွှေဘယ်လောက်ပါလဲသိလားသိချင်ကျွန်မဒီနေ့ပြရမယ်ဆိုအဲ့ခါကျမှလူကစက်ကြည့်မှာကျွန်တော်တို့ audience ကမတူဆိုတော့လေဆိုတော့ကိုအနေနဲ့လည်းဒီရေးနေရဆိုတော့ဒီကိုအနေနဲ့ထားရအကုန်သိမယ်လို့တော့ထင်ပါတယ်ပေါ့နော်လေးစားပါတယ် subject writing နဲ့ပဲချင်းတူတာဆိုတော့အဲ့ရောကျွန်တော်အကောင်းဆုံးဝေချပေးခြင်းနဲ့ဆိုလို့ရှိရင်เนาะအခုဒီ agency ဘိုင်းကပို့ပြီးတော့ကျွန်တော်တို့ကြက်တယ် marketing ကလေ agency က demand လည်းများတယ် clients တွေကမတူတာဖြစ်တဲ့ကြောင့်မလို့အဲ့တော့အခုအကောင်းဆုံးလုပ်တာကကြတော့ဒီကအကိုကရေးဟန်ရှိပြီးသားကိုခုနပြောပုံများဆိုရေးဟန်ရှိပြီးသားအဲ့တော့လက်စရှိပြီးသားဆိုတော့ကိုအနေနဲ့ formula ကိုသိဖို့ပဲလူတာ digital marketing တွေသုံးတဲ့ဟာ follow formula သုံးနေဆိုတော့အဲ့တော့ကျွန်မအကြံပေးတာကတော့ကိုကျွန်မဒီနေ့ပေးလိုက်တဲ့ဒီ free formula လေးကိုစမ်းကြည့်ပေါ့နော်စမ်းပြီးတော့ကို video လေးတွေထုတ်ကြည့်ပါလို့ပြောချင်တယ်အဲ့ဒီဟာလေးတွေသုံးဖို့အဆင်ပြေတယ်ကိုထပ်ပြီးတော့မှဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်မစီကိုလာပြီးပြောလို့ရတယ်ပေါ့ကျွန်မကဒါကြောင့်ဝင်လာတော့မဟုတ်ကျွန်တော်တစ်ခါပြပြမယ်ကျွန်မစီမှာဆိုရင်ဒီ business script template ဆိုရင်ကျွန်မအဲ့ဒီအတွက်တည်တံ့ထုတ်ပေးတာ business ဆိုပြီးခေါင်းစဉ်နဲ့ပတ်သက်ပြီး time ထုတ်ပေးတာပေါ့နော်ဘာလို့လဲဆိုတော့လုပ်ငန်းတွေမှာအဓိက script writer ငါတချို့ကြတော့မှငါနိုင်တဲ့သူတွေရှိတယ်။ငါချက်ပြီးကိုယ်တိုင်ရေးမှအားရတဲ့သူတွေရှိလို့အချိန်မပေးနိုင်တဲ့သူရှိအဲ့လိုလူတွေရှိတယ်။အဲ့ဒါကြောင့်မလို့ business template ဆိုရင်ကျွန်မအဓိကတွေးခေါ်ပုံကြီးပဲသင်ပေးတာအဓိကတွေးခေါ်ပုံဒီ intro မှာဒီလိုထည့်ရင်ဒီ audience ကကြည့်လိမ့်မယ်။အဲ့တော့ body မှာဒီလိုထည့်ပါဆိုတဲ့ဟာကို formula တွေပဲကျွန်မထုတ်ပေးတာပေါ့နော်။ဆိုတော့အဲ့ဒီဟာမျိုးကိုအကိုဝယ်ခြင်းဖြင့်လေအကိုအတွက်အများကြီးအထောက်ပြုနိုင်တယ်လို့ကျွန်တော်တို့ထင်တယ်။ဘာလို့လဲဆိုတော့အကိုကရင်းနေပြီးတာလက်စာလည်းရှိရတဲ့အတွက်ကြောင့်မလို့ formula ကိုသိလိုက်ရင်ကိုယ်အမေကိုကြားဖြစ်နိုင်လို့ထင်တယ်ပေါ့နော်။အဲ့တော့